ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လာမင်းရဲ့ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရယ်။ဒီနေ့မှာနားဆင်ရမယ့်ဇာတ်လမ်းလေးကတော့စာရေးသူဇီဝင်ရေးသားထားတဲ့တနာနွန်တွင်နေမုန်းသူများဆိုတဲ့ဇာတ်လမ်းလေးရဲ့အစာအဆုံးကိုနားဆင်ရမှာဖြစ်ပါတယ်။ပရိသတ်ကြီးကခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ဒီဇာတ်လမ်းလေးကတော့ရက်ကွက်အတွင်းကတကယ်ဖြစ်ရမယ့်အကြောင်းအရာများကိုပေါင်းစပ်ပြီးစိတ်အီးနောက်ွယ်ကြောက်စရာကောင်းတဲ့ကာမတဏှာရဲ့ဆိုးကျိုးတွေအကြောင်းကိုသင်ခန်းစာအသည့်တရားနဲ့တတိပြုရှောင်ရှားနိုင်စေရန်ရည်ရွယ်ပြီးတော့တင်ဆက်ပေးလိုက်ရတာဖြစ်ပါတယ်။ညောင်ပိုင်းရဲ့မောင်ရဲကရက်ကွက်လေးအတွင်းကိုတဖြည်းဖြည်းချင်းနှင်းဝင်ရောက်လာတော့လေဒေါ်မီချိုအတွက်တော့ထိုအမောင်ထုကသူမရဲ့ကဘာမဟုတ်ခဲ့ပါ။သူမရဲ့ကဘာကရက်ကွက်အထေးရှိအတုပအိမ်များဖေးဝိုင်းရှိရာချမ်းဝင်းများအတွင်းမှသာရှိနေခဲ့တယ်။ဒေါ်မီချိုကရုပ်ရည်တော်တန်ရှိသူဖြစ်တော်လဲသူမရဲ့မျက်ဝန်းများမှာရမန်စော်နဲ့လောဘရိပ်များကအမြဲတစေလွှမ်းမိုးနေတတ်တယ်။သူမမှာရိုးသားအေးဆေးပြီးကြိုးစားပန်းစားလောက်ကန်ရှောက်ဖွေကျွေးမွေးနေတဲ့ခင်မောဖြစ်သူကိုကျော်စွာရှိတယ်။ကိုကျော်စွာကနနက်မိုးမလင်းခင်ကပင်ကယ်ရီဆိုင်ကယ်လေးကိုနှိုးကတနေ့ကောင်ပင်ပန်းဆင်းရဲစွာမောင်းနေပြီးရသမျှငွေကြေးလေးများကိုဇနီးတဲ့လက်ထဲကိုပုံအပ်တတ်သူဖြစ်တယ်။သို့တော်ဒေါ်မီချိုကထိုလောက်စာလေးများကိုတန်းဖိုးမထားတတ်ခဲ့ပါ။သူမရဲ့စိတ်အာရုံကဖေးချက်များရဲ့အတန်နဲ့ငွေကြေးအနိုင်ရှုံးများပေါ်မှာသာဆွေးလန်းနေခဲ့တယ်။ရက်ကွက်အထင်းမှာဖေးဝိုင်းရှိတဲ့အတုပအိမ်ရှိလျင်ဒေါ်မီချိုကိုရှာဖွေစရာမလိုညစဉ်ညတိုင်းအိမ်ပြန်မလာတတ်ပင်9 ရက်9 လီတိုင်အောင်ဖေးဝိုင်းမှာပျော်မွေ့နေတတ်တယ်။ကိုကျော်စွာခမတနေ့ကောင်ပင်ပန်းသမျှညဘက်အိမ်ပြန်လျင်ဇနီးတဲ့ရဲ့နှွေးထွေးတဲ့အပြုံးကိုမမြင်ရပဲဗလာကျင်းနေသောအင်ကေဟာနဲ့မိခင်မေ့နေတဲ့သမီးငယ်လေးကိုသာတွေ့မြင်ရတတ်တယ်။မိန်းမတယောက်ဖေးရိုက်လျင်ဖေးကျွေးတင်အောင်သာမကအကျင့်စာရိတ္တပါပျက်စီးတတ်သည်ဟူသောစကားကဒေါ်မီချိုနဲ့အန်ကိုက်ပင်ဖြစ်လာတယ်။ဖေးဝိုင်းမှာရှုံးနှင်းလာတဲ့အခါဒေါ်မီချိုကသူမရဲ့ဖေးကျွေးများကိုဆက်နိုင်ရန်နဲ့ဖေးဆက်ရိုက်နိုင်ရန်အတွက်ဖေးဝိုင်းထဲကလူရှုပ်လူပွဲအချို့နဲ့ညီစွန်းလာခဲ့တယ်။အစာပိုင်းမှာဖေးဖို့အကူအညီယူရာကနေနောက်ပိုင်းမှာတော့ဖောက်ပြန်တဲ့အဆင့်ထိရောက်ရှိသွားတယ်။သူမကကိုကျော်စွာရဲ့ရိုးသားမှုကိုအခွင့်ကောင်းရှုကအိမ်ထောင်ရဲပေါ်မှာသစ္စာမေးခဲ့တယ်။ဒီနေ့မှာတော့ကိုကျော်စွာကနေမကောင်းတာကြောင့်အလုံစောစောနားကအိမ်ကိုပြန်လာခဲ့တယ်။အိမ်မှာဇနီးတွေရှိမနေတာကြောင့်ရက်ကွက်ထဲမှာရှိတဲ့ဖေးဝိုင်းများကိုလိုက်လံရှာဖွေခဲ့တယ်။ထိုအချိန်မှာသူမြင်တွေ့လိုက်ရတဲ့မြင်ကွင်းကသူ့ရဲ့ကဘာကိုပျက်စီးစေတယ်။ဒေါ်မီချိုကဖေးဝိုင်းကကောင်လေးတစ်ယောက်နဲ့လူကွေရမှာပလူပလေးလုံနေသည်ကိုကျော်စွာကိုယ်တိုင်မြင်တွေ့လိုက်ရခြင်းဖြစ်တယ်။ကိုကျော်စွာကဒေါသထွက်ခြင်းချက်ရှက်ရွံ့ခြင်းနဲ့ဝမ်းနည်းခြင်းကိုသာပုံမခံစားလိုက်ရတယ်။သူရှာကျွေးသမျှကိုဖေးဝိုင်းမှာဖြုံးတိအောင်သာမကမိမိ၏တိတ်ခါကိုပါဖျက်ဆီးနေသောဇနီးတွေကိုကြည့်ကရှင်လျက်နဲ့တရားသလိုခံစားလိုက်ရတယ်။ကိုကျော်စွာကဘာစကားမှမဆိုဘဲအိမ်ကိုပြန်လာခဲ့တယ်။သူရဲ့ရိုးသားတဲ့စိတ်နှလုံးကဤကဲ့သို့သောသစ္စာဖောက်မှုကိုခံနိုင်ရင်မရှိခဲ့ပါ။ရက်ကွက်ချင်းမှာလည်းဇနီးတဲ့ရဲ့တဲ့ကမကောင်းတာကြောင့်သူ့ရဲ့လူမှုရေးသိက္ခာကလည်းမြေကိုကျခဲ့ရလေပြီ။နောက်ဆုံးမှာတော့ကိုကျော်စွာကဆုံးဖြတ်ချက်တစ်ခုကိုပိုင်နိုင်စွာချလိုက်တယ်။သူကအိမ်မှာရှိတဲ့ပိုးသက်ဆေးပလင်းကိုယူကတကြိုက်ထဲမောတောက်လိုက်တယ်။ဇနီးဖြစ်သူရဲ့အမှားများအတွက်သူကအသက်နဲ့ရှင်းကအဆုံးစီရင်သွားခဲ့ခြင်းဖြစ်တယ်။ဒေါ်မီချိုအိမ်ပြောင်းတဲ့အချိန်မှာတော့ကိုကျော်စွာကအသက်မဲ့နေသောရုပ်အလောင်းဖြစ်နေပြီ။သို့သောဒေါ်မီချိုရဲ့စိတ်ထဲမှာတော့တန်ဝေးကားရခြင်းဝမ်းနေခြင်းဟူသည်ကခဏတာတာဖြစ်တယ်။သူမကလင်းသေးကိုဂယုမဆိုင်ပင်သူမရဲ့တဏှာအလိုကိုသာဆက်လက်ဦးစားပေးပါတယ်။ကိုကျော်စွာသေးဆောင်ပြီးနောက်မကြမီမှာပင်ဒေါ်မီချိုကသူမရဲ့တဏှာစိတ်ကိုမထိန်ချုပ်နိုင်ပင်နောက်ထပ်မျိုးသားတယောက်နဲ့အိမ်ထောင်ပြုခဲ့ပြန်တယ်။ထိုလူမှာကားပွေးစားရောင်ရောင်လူလိန်ရောင်ရောင်လောက်ကိုင်းနေသောကိုတင်ဆိုးဆိုသူဖြစ်တယ်။သူတို့ရဲ့လက်ထံမှုကပတ်ဝန်းကျင်ကသိရှိတဲ့တရားဝင်မင်္ဂလာဆောင်ခြင်းမျိုးမဟုတ်ပင်ခိုးရလိုက်ပြည့်တယ်လို့မျိုးအိမ်ကိုခေါ်လာကအတူနေခြင်းသာဖြစ်တယ်။ဒေါ်မီချိုကလင်းသေးပြီးတိတ်မကြသေးတဲ့အချိန်မှာပင်အဆက်သိတ်ခါကိုမငဲ့ပင်နောက်လင်ကိုအိမ်ပေါ်တင်ခဲ့ခြင်းဖြစ်တယ်။ကိုတင်ဆိုးကလာပေါင်း၄ လခန့်ကြာတဲ့အခါဒေါ်မီချိုရဲ့ဖေးဆွေးနေမှုနဲ့ငွေကြေးပြဿနာတွေကိုညှင်းငွေလာကသူမကိုပြစ်ထားပြီးထွက်ပြေးသွားခဲ့တယ်။
ဒေါ်မိချိုကအားမလျှော့ပင်နောက်ထပ်အမျိုးသားတယောက်ကိုထပ်မံရှာဖွေပြန်နေသူသူမှာကားမောင်းသူတယောက်ဖြစ်ပြီးသူကလည်းဒေါ်မိချိုနဲ့ခဏတာပေါင်းသိမ်းပြီးနောက်သူမရဲ့ဇယိုက်ဆိုးများကိုသိရှိကစွန့်ခွာသွားခဲ့ပြန်နေဒေါ်မိချိုရဲ့ဘဝကလေယောင်ကြားတယောက်ပြီးတယောက်ပြောင်းလဲကနောက်ဆုံးမှာတော့သူမကိုခေါ်သူရှိလျင်အော်ဒါလိုက်တဲ့အဆင့်ထိကြာဆင်းသွားခဲ့တယ်ဒေါ်မိချိုမှာပထမခင်မောကိုကျော်စွာနဲ့ရရှိခဲ့သောသမီးငယ်လေးနီလာရှိတယ်နီလာက6တန်းရွှေသာရှိသေးတော်လဲသူမရဲ့ပတ်ဝန်းကျင်နဲ့မိခင်ဖြစ်သူရဲ့အပြုအမူများကြောင့်ကလေးစိတ်ပြောက်ကွယ်နေသူဖြစ်တယ်မိခင်ဖြစ်သူရဲ့တနာစိတ်အားကြီးမှုကသမီးဖြစ်သူနီလာရဲ့သွေးထဲမှာလဲစီးဆင်းနေတကယ်တော့ရှိတယ်ဒီနေ့မှာတော့နီလာကကျောင်းကပြန်လာကအင်းရှိမတယောက်တည်းရှိနေစဉ်အိမ်မှာမွေးထားတဲ့ခွေးတီးကြီးတစ်ကောင်နဲ့ဆော့ကစားနေခဲ့တယ်ထိုအချိန်မှာဒေါ်မိချိုကအိမ်မှာမရှိပါနီလာကဘေဘီကိုဝေးဝိုင်းကြည့်ကလူသူမရှိတာကိုသိရှိသွားတဲ့အခါမှာတော့သူမရဲ့စကတ်ကိုလှမ်းကခွေးကြီးရဲ့ရှေ့မှာလေးဘက်ထောက်ကနေလိုက်တယ်တရိတ်ဆန်တဘာဝအရာခွေးကြီးကသူမကိုနှဲရှုံကအပေါ်ကိုတက်ရန်ကြိုးစားနေတယ်နီလာကထိုပြုတ်မှုအပေါ်မှာရောရှာခြင်းမရှိပေထူးဆန်းသောတာယာမှုတစ်ခုကိုခံစားနေတကယ်တော့ရှိတယ်ဒီမြေခွင်းကိုဘေးအိမ်ကအသက်ကြီးသူဥတာလှကမတော်တဆမြင်တွေ့လိုက်ရတယ်ဥတာလှကအံ့ဩတုန်လှုပ်သွားကစိတ်ထဲမှာတန်ဝေးကကြီးစွာရလိုက်မိတယ်။အော်ဒီကလေးမလေးကသူ့အမေအတိုင်းဗီဇာသွေးကပါလာတာပဲ။တနာစိတ်ဆိုတာကြီးစွာအတန့်သွားရင်စိတ်ကိုရမှာထင်တိုင်းကြီးတာပါလား။အဲ့ဒီလိုတွေ့တော့ကတပြင်းချလိုက်မိတယ်။ဥတာလာကတနာရမဲရဲ့ကြောင်မဲ့ဖွေကောင်းပုံကိုဆင်ခြင်မိကဤကလေးမလေးရဲ့အနာဂတ်အတွက်ရင်လေးနေခဲ့တယ်။မိခင်ဖြစ်သူရဲ့လမ်းစဉ်အတိုင်းလိုက်မဲ့ဒီကလေးမလေးကကြီးလာလျင်သူမရဲ့မိခင်ထပ်ပင်ပုံမိုးဆိုးရွားနိုင်တယ်လို့သူကကြိုတင်ကမြင်ရောက်နေခဲ့တယ်။နီလာရဲ့မျက်ဝန်းများမှာကလေးငယ်တူရဲ့ဖြူစင်မှုများမရှိတော့ပင်ရမဲရှိတ်များကစတင်ကအမြင့်တွင်နေပြီဖြစ်တယ်။ဒေါ်မိချိုကတော့သူမရဲ့သမီးကိုထိန်းချောင်းရန်ထက်သူမကိုယ်တိုင်ဤကိလေသာအလိုကိုဖြည့်ဆည်းရန်နဲ့ဖေးဝိုင်းမှာပျော်မွေ့ရန်သာစိတ်အားထက်သန်နေခဲ့တယ်။ဤဒီမှာအမောင်ဖုံးနေသောမိသားစုတစ်ခု၏ပျက်စီးခြင်းဤတန်းပင်ဖြစ်ပါတယ်။နီလာကအပြုတ်ဖော်ဝင်စအရွှေကိုရောက်ရှိလာတဲ့အခါသူမရဲ့ရုပ်ရည်ကလည်းမိခင်ဖြစ်သူထက်ပိုမိုလှပတင့်တယ်လာတယ်။သို့တော်ထိုအလှတရားကသူမအတွက်ဘေးဒုက္ခများကိုသာယူဆောင်လာပေးမှကိုဘယ်သူမှမသိရှိခဲ့ပါ။ဒေါ်မိချိုကငွေကြေးအခက်အခဲဖြစ်လာတဲ့အခါသူမကိုယ်ပိုင်သမီးအရှင်ကိုပင်ငွေနဲ့လေးလျံစတင်ကြံစီလာခဲ့တယ်။မိခင်တယောက်ဤစိတ်ဓာတ်ကတနာနဲ့လောဘကြောင့်ဘလောက်ထိအောက်တန်းကျနိုင်သည်ကိုဒေါ်မိချိုကတက်တည်ပြတော့မှာဖြစ်ပါတယ်။အချိန်တွေကတရွေ့ရွေ့ကုန်ဆုံးလာခဲ့ပေမယ့်ဒေါ်မိချိုရဲ့ဘဝကတော့ပြောင်းလဲမသွားခဲ့ပါဘူး။သူမရဲ့နေရက်တွေကဖေးဝိုင်းနေဖို့အစားအသေးအဆန်းတွေကြားမှာပဲလေပတ်နေခဲ့တယ်။သူမရဲ့သမီးဖြစ်သူနီလာကလည်းအခုဆိုရင်အသက်15နှစ်အရွယ်အပြုတ်ဖော်ဝင်စားမင်းကလေးတယောက်ဖြစ်လာခဲ့ပြီ။နီလာကသူမရဲ့မိခင်ဒေါ်မိချိုထက်တောင်ပိုပြီးတော့ရုပ်ရည်လှပသလိုကိုလုံးကိုပေါက်ကလည်းထွားထွားကြိုင်ကြိုင်နဲ့ယောက်ျားသားတွေငေးလောက်စရာဖြစ်နေခဲ့တယ်။ဒါပေမဲ့နီလာရဲ့ကြီးပြင်းလာမှုကအခြားကလေးတွေလိုဖြူစင်မှုမရှိခဲ့ပါဘူး။သူမရဲ့အိမ်ဟာဧည့်သည်ပေါင်းစုံဝင်ထွက်သွားလာနေတဲ့နေရာတစ်ခုဖြစ်နေခဲ့တယ်။ဒေါ်မိချိုကသူမကိုလာခေါ်တဲ့သူရှိရင်လိုက်သွားတတ်တယ်လို့တခါတလေမှလည်းအိမ်ကိုအမျိုးသားတွေကိုခေါ်လာတတ်တယ်။နီလာကငယ်စဉ်ကလေးကဒီလိုမြင်ကွင်းတွေကိုကျင့်သာရနေခဲ့ပါပြီ။သူမရဲ့စိတ်ထဲမှာလည်းတနာရမတ်ဆိုတာဟာရှက်စရာမဟုတ်ပဲတာယာစရာတခုလို့မှတ်ယူနေပုံရတယ်။ဒီနေ့မှာတော့နီလာကကျောင်းကပြန်လာတော့အိမ်ရှိမှထိုင်နေတဲ့သူမရဲ့အမေဒေါ်မိချိုကိုတွေ့လိုက်ရတယ်။ဒေါ်မိချိုကနှကန်းကြီးရေးရေးဆိုထားပြီးအဝတ်အစားခပ်ပါးပါးကိုဝတ်ဆင်ထားတယ်။သူမရဲ့ဘေးမှာတော့အသက်ခတ်ကြီးအမျိုးသားတယောက်ကပြုံးဖြည်းဖြည်းနဲ့ထိုင်နေတယ်။ထိုလူကနီလာကိုမြင်လိုက်ရတဲ့အခါမျက်လုံးတွေကအယောင်တောက်သွားတယ်။မိချိုဒါနဲ့သမီးလားအတော်လေးလှတာပဲထိုသူကလေတန်တော့ပြီးတော့ပြောလိုက်တယ်ဒေါ်မိချိုကနီလာကိုတစ်ချက်ကြည့်လိုက်ပြီးဂုံယူသလိုပြုံးလိုက်တယ်ဟုတ်တယ်ကိုပါတင်ကျမရဲ့တူတီတော်သမီးလေးပေါ့အခုဆိုရင်အပြိုတော်ဖြစ်နေပြီအဲ့ဒီလိုပြောလိုက်တယ်ကိုပါတင်ဆိုသူကရက်ွက်ထဲမှာဖာကောင်းဆိုပြီးတော့လူသိများတဲ့သူဖြစ်တယ်သူကမင်းကလေးတွေကိုဈေးကောင်းရအောင်ရောင်းစားတတ်တယ်လို့ကာမဈေးကွက်မှာနာမည်ကြီးသူတယောက်လေးဖြစ်တယ်။သူကနီလာရဲ့ကိုလုံးကိုပါကိုအကဲခတ်နေတယ်လို့နီလာကလည်း
ထိုလူကောင်မကြောင်မရောပြီးပြန်ကြည့်နေပါတယ်။နီလာကသူမရဲ့အခန်းထဲကိုဝင်သွားပြီးမှန်တင်ခုံရှေ့မှာထိုင်နေ။သူမကသူမရဲ့ရုပ်ရည်ကိုပြန်ကြည့်ရင်နဲ့ကျဉ်နဲ့နေခဲ့တယ်။ငယ်စဉ်ကခွေးကြီးနဲ့ဆော့ကစားခဲ့စဉ်ကခံစားခဲ့ရတဲ့ထူးဆန်းတဲ့တာယာမှုကိုသူမအခုထိမှတ်မိနေတော့မှသူမရဲ့သွေးထဲမှာပါလာတဲ့တနာပီစာဟာသူမကိုတစ်ဖြည်းဖြည်းလွှမ်းမိုးလာခဲ့တယ်။ရက်ွက်တွေကလူတွေကတော့ဒေါ်မီချုံနဲ့နီလာတို့သားမိကိုကြည့်ပြီးနှာခေါင်းရှုံးကြတယ်။အမေကဒီလိုဆိုတော့သမီးကလည်းဘေးကောင်းမလဲ။အမေချေဟာသမီးနေမှာပဲ။အဲဒီလိုပြောဆိုနေကြတယ်။ဒါပေမဲ့ဒေါ်မီချုံကတော့ဘသူ့ကိုမှဂရုမစိုက်ဘူး။သူမအတွက်ကတော့ငွေရဖို့နဲ့တာယာဖို့ကပထမနီလာကကျောင်းစာမှာစိတ်မပါတော့ပဲအဖို့အစားလှလှဖို့နဲ့ပြင်ဆင်ဖို့ကိုပဲစိတ်အားထက်သန်နေခဲ့တယ်။သူမကကျောင်းမှာလဲယောက်ျားလေးတွေနဲ့ပလူပလေးလောက်တတ်သလိုကျောင်းကပြန်ရင်လေအိမ်မှာအဖေမပါပဲတယောက်တည်းနေရတာကိုသဘောကျတယ်။ဒေါ်မီချိုကဖေးဝိုင်းသွားနေတဲ့အချိန်မှာနီလာကသူမရဲ့အခန်းထဲမှာတကိုယ်တည်းတာယာမှုတွေကိုရှာဖွေနေတတ်ပါတယ်။ဒေါ်မီချိုကဖေးဝိုင်းမှာကြည့်ရတဲ့ရှုံနေလာခဲ့ပြန်တယ်။ဒီတစ်ခါတော့သူမမှာဆက်ဆံငွေတွေကလည်းတိတ်နှန်းချီပြီးရှိနေခဲ့တယ်။ဖေးတိုင်တွေကလည်းငွေမရရင်အင်္ဂိုလာသိမ်းပြီလို့ချိန်ချောက်နေကြတယ်။ဒေါ်မီချိုကစိတ်ညစ်ညစ်နဲ့အိမ်မှာထိုင်နေတော့ကိုဘတင်ရောက်လာတယ်။ကိုဘတင်ကဒေါ်မီချိုရဲ့အခြေအနေကိုသိနေသူဖြစ်တယ်။သူကဒေါ်မီချိုရဲ့ဘေးမှာထိုင်လိုက်ပြီးမိချိုနေဖေးကြီးတွေတင်နေတာငါသိတယ်။အဲ့ဒီအတွေးတွေကိုဆက်နိုင်မင်းနီလန်ငါမှရှိတယ်။အဲ့ဒီလိုပြောလိုက်တယ်။ဒေါ်မီချိုကမျောလေးချက်အပြင်းနဲ့ဘာနီလန်လေးကိုဘတင်ကျမအကူညီပါအောင်။အဲ့ဒီလိုပြောလိုက်တယ်။ကိုဘတင်ကပြုံးလိုက်ပြီးနေ့သမီးနီလာလေသူမကအခုဆိုရင်ပါကင်အစ်စ်ပဲငါမှဧည့်သည်တယောက်ရှိတယ်။ तू ကအသက်တွေပဲကြိုက်တာဈေးလေးကောင်းကောင်းပေးမယ်။နေ့သမီးကိုသာပေးမယ်ဆိုရင်ငါ30ပေးမယ်။အဲ့ဒီလိုပြောလိုက်တယ်။ဒေါ်မီချူကတခဏမှတော့တုန်လှုပ်သွားတယ်။မိခင်တယောက်အနေနဲ့မိမိရဲ့သမီးရဲ့ရှင်ကိုဒီလိုလုပ်ဖို့ဆိုတာမလွယ်ကူပေမဲ့သူမရဲ့ရှေ့မှာရှိနေတဲ့ဖေးကျွေးတွေနဲ့လောဘစွာကသူမရဲ့အတီတရားတွေကိုဖုံးလွှမ်းသွားတယ်။30တောင်လားကိုဘတင်အဲ့ဒီလိုသူမကမယုံကြည်နိုင်တယ်လို့မေးလိုက်တယ်။ဟုတ်တယ်30အဲ့ဒီငွေနဲ့ဆိုရင်နေရဲ့အကျွေးတွေကလည်းဆက်လို့ရတယ်လို့နေရလေပေါ်ပေါ်များများဖုံးလို့ရတာပေါ့အဲ့ဒီလိုကိုဘတင်ကမြူဆွေလိုက်ပါတယ်။ဒေါ်မီချိုကခေါင်းငိမ့်လိုက်မိတယ်။ကောင်းပြီလေကိုဘတင်ကျမသမီးကိုကျမပြောလိုက်ပါမယ်။ तू ကလည်းဒီလိုကိစ္စတွေကိုတိတ်ပြီးတော့ညင်းမိတ်ကလေးမဟုတ်ပါဘူး။အဲ့ဒီလိုပြောလိုက်တယ်။ညဘက်မှာတော့ဒေါ်မီချိုကနီလာကိုခေါ်ပြီးတော့စကားပြောခဲ့တယ်။ဒေါ်မီချိုကနီလာကိုလှလှပပပြင်ဆင်ခိုင်းပြီးသမီးလေးငါတို့မှအခုငွေတွေအများကြီးလိုနေတယ်။အမေပြောတာကိုနားထောင်ရင်သမီးလိုချင်တာမှန်သမျှဝေပေးမယ်။အဲ့ဒီလိုပြောကဖြောင်းဖြားခဲ့တယ်။နီလာကအစာပိုင်းမှာတော့အံ့ဩနေပေမဲ့နောက်ပိုင်းမှာတော့သူမရဲ့စိတ်ထဲမှာရှိနေတဲ့တနာစိတ်ကြောင့်လားမသိမိခင်ရဲ့အစီအစဉ်ကိုသဘောတူလိုက်တယ်။နောက်တနေ့ညနေမှာတော့ကိုဘတင်ကလူကြီးတယောက်ကိုခေါ်ပြီးတော့ရောက်လာခဲ့တယ်။ထိုလူကြီးကအသက်50ဝန်းကျင်ခန့်ရှိပြီးအဝတ်အစားတက်တက်ရွရွနဲ့ချမ်းသာမေးပုံရှိတယ်။နီလာကအခန်းထဲမှာအလှဆုံးပြင်ဆင်ပြီးတော့စောင့်နေခဲ့ပါတယ်။ဒေါ်မီချိုကထိုလူကြီးကိုနီလာရဲ့အခန်းထဲကိုခေါ်သွားပြီးတကားကိုအပြင်ကနေပိတ်ပေးလိုက်တယ်။အခန်းပြင်မှာတော့ဒေါ်မီချိုကကိုဘတင်စီကရရှိတဲ့ငွေထုတ်ကိုကိုင်းပြီးတော့ပြုံးနေပါတယ်။သူမရဲ့သမီးရဲ့အပြိုစင်ဘဝကိုရောင်းစားလိုက်ရတာကိုသူမကဝမ်းနေခြင်းအနည်းငယ်များတာမရှိပါဘူး။အခန်းထဲကနေထွက်ပေါ်လာတဲ့နီလာရဲ့ညှဉ်းညူတန်လေးတွေကိုကြားနေရပေမဲ့ဒေါ်မီချိုကတော့ထိုအတန်တွေကိုဂရုမစိုက်ပဲသူမရဲ့ဖေးဝိုင်းကိုဘယ်အချိန်သွားရမလဲဆိုတာကိုတွေးနေပါတယ်။လူဘဝမှာဒီလောက်အထိစိတ်ထဲကျဆင်းပြီးတနာရမန်းနောက်ကိုလိုက်နေကြတဲ့သူတွေကိုကြည့်ပြီးဘဝချင်းကလူတွေကကြေးရဲကြသလိုတနာလေးတနာနေကြတယ်။ဦးသားလာကတော့ဒီအကြောင်းတွေကိုကြားတဲ့အခါခေါင်းကိုခါရရင်အော်တနာဆိုတာကြောက်စရာကောင်းလိုက်တာမိခင်ရှင်ကသမီးကိုရောင်းစားတဲ့အထိဖြစ်ရတယ်လို့အဲ့ဒီလိုဆိုပြီးတော့တန်ဝေးကရနေခဲ့ပါတယ်။နီလာရဲ့ဘဝကဒီညကစပြီးအမောင်သေးကိုလုံလုံလျားလျားကြားရောက်သွားခဲ့ပြီ။သူမကလည်းသူမရဲ့မိခင်လိုပဲအော်ဒါလိုက်တဲ့မိမတရားဘဝကိုခြေလန်းစတင်လိုက်ပြီးဖြစ်တယ်။ဒီလိုနဲ့တနာနော်ထဲမှာနေမောနေကြတဲ့တာမီနှစ်ယောက်ရဲ့ဇလန်းဟာဘလို့များဆက်သွားမလဲဆိုတာကိုတော့နောက်အခန်းတွေမှာဆက်လက်ပြီးတော့နားဆင်ပါအောင်ရှင်။
နေဦးရဲ့တိတ်ဆိတ်မှုကနီလာအတွက်တော့ငရေကိုင်းတစ်ခုကိုသို့မဟုတ်သူမရဲ့ဘဝလမ်းကြောင်းတစ်ခုကိုဖွင့်လှစ်ပေးလိုက်တဲ့တကားချက်တစ်ခုဖြစ်သွားခဲ့တယ်။အခန်းထဲကလူကြီးထွက်သွားတဲ့အခါနီလာကအရာပေါ်မှာခွေခွေလေးလေးလျောင်းရင်ငြိမ်သက်နေပါတယ်။သူမရဲ့ကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့အဘော်စားများမှာဖျို့ဖျေးဖြစ်နေသလိုသူမရဲ့စိတ်ဝိညာဉ်ကလည်းတဆစီကျွေလွင့်သွားခဲ့ပြီဖြစ်တယ်။သို့တော်ထူးဆန်းသည်မှာသူမရဲ့မျက်ဝန်းများမှာမျက်ရည်များဝေးမနေတာဖြစ်တယ်။ဒေါ်မီချိုကအခန်းတကားကိုဖြည့်ညက်စွာဖွင့်ကဝင်လာခဲ့ပါတယ်။သူမရဲ့လက်ထဲမှာကိုဘတင်ပေးသွားတဲ့ငွေထုတ်ကိုကြည့်လက်အောင်ဆောက်ကင်ထားရင်သမီးဖြစ်သူကိုကြည့်လိုက်တယ်။ဒေါ်မီချိုရဲ့မျက်နှာမှာသမီးရဲ့အတွက်တနာစိုးရင်စိတ်ဟူသည်အစအနားများပင်ရှာမရပါ။သမီးနာနေလား။အမေပြောသားပဲခဏလေးတောင့်ခံလိုက်ရင်အားလုံးအဆင်ပြေသွားမယ်ဆိုတာလေအခုကြည့်စမ်းဒီမှာငွေတွေအများကြီးပဲသမီးလိုချင်တဲ့ရွှေဆွေးကျိုးကိုအမေမနဲ့ပန်သွားဝေပေးမယ်နော်ဒေါ်မီချိုကနီလာနာကိုတိုးထိုင်ကချော့မော့ပြောဆိုနေတယ်နီလာကအမေဖြစ်သူကိုတစ်ချက်ကြည့်လိုက်တယ်ထိုမျက်ဝန်းများထဲမှာရင်ကြံမှုအသေးတစ်ခုနဲ့အတူအစ်ဆက်တော့အလေးအောင်တစ်ခုတောက်ပနေတယ်သမီးဘာမှဖြစ်ဘူးအမေကသာအဲ့ဒီငွေတွေကိုဖေးဝိုင်းမှာပြန်မဖြုံးပစ်ဖို့ပဲအရေးကြီးတာပါနီလာရဲ့စကားကြောင့်ဒေါ်မီချိုတခဏဆုံးအသွားတော့လေချက်ချင်းပင်ရှီမောလိုက်ကသမီးဖြစ်သူရဲ့ခေါင်းကိုပုတ်သက်ပေးလိုက်တယ်ဒီသားမီးနှစ်ယောက်ကြားမှာရှိတဲ့အရှမ်းနဲ့သိခါတရားတို့ကထိုညမှာပင်အပီးအပိုင်းပျောက်ကွယ်သွားခဲ့ပြီဖြစ်တယ်နောက်ရက်များမှာနီလာကကြောင်းမသွားတော့ပါသူမရဲ့အခန်းကလေကလေးမလေးတယောက်ရဲ့အခန်းမဟုတ်တော့ပင်အမျိုးသားပေါင်းစုံလာရောက်ဖျော်ဖြေရာနေရာတစ်ခုအဖြစ်ပြောင်းလဲလာခဲ့တယ်ဒေါ်မီချိုကသူမရဲ့သမီးကိုဈေးကွက်တင်နိုင်ရအတွက်အဘော်စားလှလှပပများအလှပြင်ပစ္စည်းအကောင်စားများကိုဝယ်ယူပေးခဲ့တယ်။နီလာကလည်းမိခင်ဖြစ်သူရဲ့အစီအစဉ်အတိုင်းလှလှပပပြင်ဆင်ကသူမရဲ့လှတရားကိုငွေနဲ့လေးလေးရန်အစဲသဲဖြစ်နေခဲ့ပါတယ်။တခါတည်းမှာကိုဘတင်ကနီလာကိုအပြင်ကိုခေါ်ထုတ်သွားတတ်တယ်။ဟော်တယ်ကြီးများသို့မဟုတ်မြို့ပြင်မှာရှိတဲ့ချမ်းကြီးများကိုအော်ဒါအနေနဲ့လိုက်ပါသွားရခြင်းဖြစ်တယ်။နီလာကသူမရဲ့ငွေစင်ကဗီဇာအတိုင်းအမျိုးသားများရဲ့ပြုမှုများအပေါ်မှာရောရှာခြင်းမရှိဘဲတနာရမက်ရဲ့တာယာမှုကိုစတင်ရှာဖွေတက်လာတယ်။သူမရဲ့ကိုယ်လုံးကိုယ်ပေါက်ကလည်းတနေ့ထက်တနေ့ပုံမထွားချိုင်းလှပလာကအမျိုးသားများကြားမှာနမေကြီးတဲ့ကုန်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ရက်ွက်တင်းမှာတော့ဒေါ်မီချိုနဲ့နီလာတို့ရဲ့အကြောင်းမှာနေ့စဉ်ပြောမကုန်တဲ့သတင်းများဖြစ်နေခဲ့တယ်။အိမ်ရှိမှာဆိုင်ကယ်များကားများခဏခဏလာရက်နေတာကပင်သူတို့သားမေဘာလုပ်နေတာကိုတက်သေးပြနေတကယ်တော့ရှိပါတယ်။ဦးသားလာကတော့ထိုအိမ်ကိုကြည့်ကတပ်ပြင်းကိုအချိန်ချင်းချနေမိတယ်။သူမြင်တွေ့ကြရတဲ့ထိုနေ့ကခွေးကြီးနဲ့ကစားနေတဲ့ကောင်မလေးကအခုကမှတော့လူသားတို့ရဲ့တနာတော်ထဲမှာနေမောနေပြီဖြစ်ကြောင်းသိလိုက်ရတဲ့အတွက်စိတ်မကောင်းဖြစ်ရပါတယ်။ဒေါ်မီချိုကသမီးဖြစ်သူထံကရရှိတဲ့ငွေများနဲ့ဖေးဝိုင်းမှာခြေပြားလက်ဖြာမကန့်နိုင်အောင်ကစားနေခဲ့တယ်။သူမကအရင်ကထက်ပိုမှုဝကောင်းစားလာများဝတ်ဆင်ကရက်ွက်ထဲမှာဂုံမောက်နေတတ်တယ်။သို့တော့ထိုကောင်ကအပေါ်ရန်သားဖြစ်ပြီးလူအများရဲ့ကြည့်ရမှုကိုမူသူမမသိကြအောင်ဆောင်နေခဲ့ပါတယ်။နီလာကလည်းအချိန်ကြာလာတာနဲ့အမျှသူမရဲ့လောက်ပေါ်မှာကျွမ်းကျင်လာခဲ့တယ်။သူမကအမျိုးသားများကိုဘလို့မြူဆွေရမယ်ဘလို့ပြုတ်မှုရမှာကိုဒေါ်မီချိုထက်ပင်ပုံမနားလေလာခဲ့တယ်။တခါတည်းမှာအော်ဒါလိုက်တဲ့အခါနီလာကမိခင်ဖြစ်သူကိုပင်ပြန်လေကဆရာလုပ်တတ်တယ်။အမေဒီနေ့တည်းကလူကြီးလူကောင်းပုံစံပဲဈေးကိုခက်တင်တင်ပြောထားလိုက်တမီးအခုဆိုရင်အရင်လိုမဟုတ်တော့ဘူးနမေလေးရှိနေပြီလေနီလာရဲ့စကားများကဒေါ်မီချိုကိုကျင်းနဲ့စေတယ်သို့တော့ဝကြွေးဆိုသည်မှာစမ်းကြည့်လာပါတယ်ဒီနေ့မှာတော့နီလာထံကိုရောက်လာတော့ဧည့်သည်မှာဒေါ်မီချိုရဲ့အရင်လိန်ဟောင်းဖြစ်ခဲ့သောကောက်ပွေးစားကိုတင်ဆိုးဖြစ်နေတယ်ကိုတင်ဆိုးကဒေါ်မီချိုနဲ့လမ်းခွဲသွားပြီးနောက်အခြားမျိုးတစ်ခုမှာစီပေါ်ရည်နေငယ်အဆင်ပြေကပြန်လေကရောက်ရှိလာတာဖြစ်တယ်သူကကိုဘတင်ထံကနမေကြီးနေတဲ့နီလာဆိုတဲ့ကောင်မလေးကိုငှားရမ်းခဲ့ရမှာမိမိရဲ့ဇနီးဟောင်းရဲ့သမီးဖြစ်နေလိမ့်မယ်လို့မထင်မှတ်ထားခဲ့ပါထိုညကနီလာအခန်းထဲမှာကိုတင်စိုးကိုမြင်လိုက်ရတဲ့အခါဒေါ်မီချိုကအံ့ဩတုန်လှုပ်သွားတယ်ကိုတင်စိုးရှင်ကဒီဘာလာလုပ်တာလဲကိုတင်စိုးကလည်းဒေါ်မီချိုကိုကြည့်ကလှောင်ပြောင်းလိုက်တယ်အော်မီချိုနေရအခုတည်းဒီလုပ်ငန်းကိုလုပ်နေတုံးမေးလားဒါနဲ့ဒါကနေ့သမီးဆိုတာငါသိပြီးသားပါနေကိုယ်တိုင်ကရောင်းစားတာဆိုတော့လေငါကဘာအာနာဆရာလူသေးလေနီလာကသူမရဲ့မင်းနဲ့
ထိုလူရဲ့ပတ်သက်မှုကိုသိရှိသွားတော့လေဘာမှမထူးခြားသလိုကတင်ပေါ်မှာထိုင်နေခဲ့ပါတယ်။သူမအတွက်တော့မြည်သူဖြစ်စေငွေပေးလျင်ဧဒေတာဖြစ်တယ်။ဒေါ်မိချုံမှာတော့မိမိရဲ့လင်ဟောင်းနဲ့သမီးအရှင်တို့ကိုတခန့်တည်းထားခဲ့ရမယ့်အခြေအနေကိုရင်ဆိုင်ရင်ပထမဆုံးအကြိမ်အဖြစ်အရှက်တရားနဲ့နောင်တအချို့ကိုစတင်ခန်းစားလိုက်ရတယ်။သို့တော့ကိုဘတင်ကိုပေးထားတဲ့ကတိနဲ့ငွေကြေးလောဘကြောင့်သူမကအခန်းအပြင်ကိုခေါင်းငုံကထွက်သွားခဲ့ရလေတယ်။ထိုညကဒေါ်မိချုံအတွက်ကဘာပြတ်တယ်လို့ခန်းစားရတော့ညတညဖြစ်တယ်။အခန်းထိကထွက်ပေါ်လာတဲ့ရီတံများနဲ့တနာရမတ်အတန်များကသူမရဲ့နားထဲမှာကျိန်စာများကဲ့သို့ကြားနေရတယ်။သူမကသူမရဲ့ဘဝကိုပြန်လေကဆင်ခြင်မိပါတယ်။သူမရဲ့ဖေးဆွေးမှုလျောင်ချများစွာနဲ့ဖောက်ပြန်မှုခင်မောင်ဖြစ်သူကိုကျော်စွာကိုတေတွင်းလေးကိုပို့ခဲ့မှုဤရာအလုံးရဲ့အကျိုးဆက်ကအခုအခါသူမရဲ့သမီးစီကိုကူးဆက်သွားခဲ့ပြီဖြစ်တယ်။နီလာကကိုတင်စိုးနဲ့အတူရှိနေစဉ်အတွင်းသူမရဲ့စိတ်ထဲမှာထူဆန်းသောလက်စားချစ်လိုစိတ်တစ်ခုဖြစ်ပေါ်နေခဲ့တယ်။သူမကမိခင်ဖြစ်သူကိုနာကျင်စေလိုသောစိတ်နဲ့ကိုတင်စိုးကိုပုံမိုးကပြူစုယူရနေခဲ့ပါတယ်။တနာရီမတ်ဆိုသည်မှာလူကိုယူသွက်စေအောင်သာမကဆွေမျိုးသားချင်းတော်ဆန်းမှုများကိုပင်မေ့လျော့စေတတ်တဲ့အစိတ်တစ်ခုဖြစ်ကြောင်းဤဖြစ်ရကသက်သေပြနေခဲ့ပါတယ်။နောက်တစ်နေ့မနက်မှာကိုတင်စိုးထွက်သွားတဲ့အခါဒေါ်မိချိုကနီလာကိုဘာမှစကားမပြောနိုင်ခဲ့။နီလာကတော့ခဲအေးပါအမေရဲ့လင်ဟောင်းကဈေးတော်ပေးသားပဲနောက်လေသူလာရင်လက်ခံလိုက်ပါ။သမီးဖြစ်သူရဲ့စကားကြောင့်ဒေါ်မိချိုရင်ထဲမှာစူးနဲ့ထိုးလိုက်သလိုခံစားလိုက်ရတယ်။မိမိစိုက်ပျိုးခဲ့သောအစိပ်ပင်ရဲ့အသီးအပွင့်ကိုမိမိကိုယ်တိုင်ပြန်လေစားသုံးနေရပြီဖြစ်ကြောင်းသူမသိလိုက်ရတယ်။သို့တော့တနာတော်ထဲမှာတကူလုံးနေသောသူတို့သားမီးကရုံထွက်ရန်ကြိုးစားခြင်းထက်ပုံမနဲ့ရှိုင်းရကိုသာဆက်လက်ဆင်းသက်သွားရန်ဆုံးဖြတ်ထားကြပုံရပါတယ်။နနက်ခင်းနေအောင်ကြီးကအင်္ဂလိပ်တွင်ကိုကြောက်ရောက်လာတော့လေထိုလင်းအောင်ကဒေါ်မီချိုတို့သားမီးရဲ့စိတ်နှလုံးကိုတော့လင်းပွင့်စေခြင်းမရှိပါ။ညကကိုတင်ဆိုချန်ထားခဲ့တဲ့ငွေဆက်ကိုအထက်လိုက်ကိုဒေါ်မီချိုကစပွေးပေါ်မှာတင်ကတရွက်ချင်းရေတွက်နေတယ်။သူမရဲ့မျက်လုံးများမှာငွေရောင်ကြောင့်တောက်ပနေတော့လေ။ရင်ထဲမှာတော့တစ်ချက်ဟာကနေဖြစ်သွားတတ်တယ်။သူမကလွန်ခဲ့သောနှစ်ပေါင်းများစွာကသူမကိုစွန့်ခွာသွားခဲ့တဲ့လင်ဟောင်းနဲ့မိမိ၏သမီးအရှင်တို့ကိုတခန်းနေထားခဲ့မိတဲ့အတွက်ကိုပြန်လေမိကုံးထုတ်နေတာဖြစ်တယ်။နီလာကအခန်းထဲကထွက်လာခဲ့တယ်။သူမကညကဝတ်ထားတဲ့အပေါ်စားများကိုလေးလေထားပြီးဖြစ်ကရွှေမိုးချိုပြီးစားမှုလက်ဆက်နေသည့်ပုံစံရှိပါတယ်။သို့တော့သူမရဲ့မျက်မှောများကတော့အရင်ကလိုကလေးဆန့်ခြင်းမရှိတော့ပေအရာရာကိုအေးဆက်စွာကြည့်မြင်ထန်နေပြီဖြစ်တယ်။အမေငွေရီရှိတွက်လို့မပြီးသေးဘူးလား။နီလာရဲ့တန်ကခဲအေးပါ။သူမကထမင်းစပွဲမှာဝင်ထိုင်လိုက်ပြီးအမေဖြစ်သူကိုစိုက်ကြည့်လိုက်တယ်။အော်သမီးနူးပြီလား။အမေကဒီမှာငွေတွေကိုခွေးချမ်းစိတ်ဖြာနေရပါ။ကိုတင်စိုးကတော်တော်လေးကိုဈေးပေးခဲ့တာပဲ။အဲ့ဒီလူကအရှင်ကထက်အများကြီးချမ်းသာလာပုံရတယ်။ဒေါ်မီချိုကစကားကိုလွှေးဖေပြောဆိုလိုက်တော့လေနီလာကတော့လှောင်ပြောင်းတစ်ခုကိုပြုံးလိုက်တယ်။သူချမ်းသာတာမချမ်းသာတာကသမီးရဲ့အတွက်ရေးမကြည့်ဘူးမေ။အရေးကြီးတာကအမေသူ့ကိုလက်ခံခဲ့တာပဲ။အမေရဲ့လိန်ဟောင်းနဲ့သမီးကိုပေးစားခဲ့ရတာ။အမေဘယ်လိုခံစားရလဲ။သမီးကတော့တော်တော်လေးကိုရည်စရာကောင်းတဲ့မိခင်လို့မြင်နေ။နီလာရဲ့စကားကဒေါ်မီချိုရဲ့ရှင်ကိုဓာတ်နဲ့မှန်းလိုက်တယ်လို့ခံစားရစေတယ်။ဒေါ်မီချိုကလက်ထဲကငွေထုတ်ကိုချလိုက်ပြီးသမီးကိုကြည့်လိုက်တယ်။သမီးရဲ့အမေကလည်းအခြေအနေရလုပ်ခဲ့ရတာပါ။ငါတို့မှာကငွေမမရှိရင်ဘယ်လိုလုပ်မလဲ။ပြီးတော့နင်းကိုလည်းအမေကကောင်းကောင်းထားခြင်းလို့ပါ။တော်စမ်းပါမေရဲ့။အမေကောင်းကောင်းထားခြင်းတာကအမေရဲ့ဖေးဝိုင်းကိုပါ။သမီးသိပါတယ်။အခုအစပြီးသမီးရဲ့ဘဝကိုသမီးပဲဆုံးဖြတ်တော့မယ်။အမေကတော့အော်ရာတွေရှာပေးအောင်ပဲလုပ်ပါ။ကျန်တာသမီးစိတ်ကြိုက်ဖြစ်ရမယ်။နီလာကပြောဆူနဲ့စပွေးဘွားကငွေအချို့ကိုဆွေးယူလိုက်ပြီးသူမရဲ့အိတ်ထဲကိုထည့်လိုက်တယ်။ဒေါ်မီချိုကဘာမှမပြောရတော့ပါ။အเจ้าမှာအခုအခါသူမတို့သားမီးရဲ့စားဝတ်နေရေးကနီလာရဲ့အလားတရားပေါ်မှာသာမိခွန်နေရတာကြောင့်ဖြစ်တယ်။အဲ့ဒီနေရာစားပြီးတော့နီလာကပုံမူရေးတင်းလာတယ်။သူမကရက်ွက်တင်းမှာလဲဘသူ့ကိုမှဂယုမဆိုင်ပင်အကောင်စားကားကြီးများနဲ့အဝင်ထွက်လှုပ်လာခဲ့တယ်။သူမရဲ့အလားတရားကတနာရမတ်ကိုအခြေခံထားတာကြောင့်အမျိုးသားများအတွက်တော့ဆွေးဆောင်မှုအပြည့်ရှိနေပါတယ်။နီလာကသူမကိုလာရောက်ငှားရမ်းသူတိုင်းကိုလည်းစိတ်ကျေနပ်အောင်ပြုစုတတ်တာကြောင့်
သူမရဲ့နာမည်ကကာမဈေးကွက်မှာတရှိန်ထိုးတက်လာခဲ့ပါတယ်။တစ်ဖက်မှာလည်းဦးသားလာကထိုသားမိကိုကြီးကစိတ်ပြက်လက်ပြက်ဖြစ်နေရတယ်။သူကနီလာကိုငယ်စဉ်ကလေးကမြင်တွေ့ခဲ့ရသူဖြစ်တာကြောင့်သူမရဲ့ဘဝဤများအထိပျက်စီးသွားရခြင်းအပေါ်မှာဝမ်းနည်းနေပါတယ်။အော်တနာဆိုတာတကယ်ပဲကြောက်စရာကောင်းပါလား။အတီတရားတွေကွေးပြောက်ပြီးတရိษံတွေလိုပဲကို့အသားကိုပြန်စားနေကြတာ။ဒီကလေးမလေးရဲ့ရှေးကတော့ရင်လေးစရာပဲ။ဥတလာကဖျားစိန်ရှင်မထိုင်ကပတိစိန်ရင်ထိုသားမရတွေတန်ဝေကပွားနေတယ်။သို့တော့ဒေါ်မီချုံနဲ့နီလာတို့ကတော့ထိုတန်ဝေကတရားများကိုနားထောင်မိသူများမဟုတ်ပါ။နီလာကအသက်16နှစ်အရွယ်ကိုရောက်ရှိလာတဲ့အခါသူမရဲ့အလားကအထောက်အထိပ်ကိုရောက်နေပြီဖြစ်တယ်။သူမရဲ့မျက်နှာကမိခင်ဖြစ်သူတဲ့ပုံမနုပြိုပြီးကိုလုံးကိုပေါင်းမှလည်းအမျိုးသားတိုင်းရဲ့အာယုံကိုဖန်ဆားနိုင်စွမ်းရှိတယ်။နီလာကအခုအခါရိုးရိုးအော်ဒါလိုက်အောင်နဲ့အားမရတော့ပါ။သူမကပုံမချမ်းသာသောပုံမဩဇာရှိသောသူများကိုသာရွေးချယ်ဆက်ဆံလာတယ်။ကိုဘတင်ကလည်းနီလာကြောင့်ငွေရဲအများကြီးရရှိနေတာကြောင့်သူမကိုပို့ပြီးတော့ဂရုစိုက်လာတယ်။နီလာဒီညတော့ဧည့်သည်ခက်လန်းလန်းပဲ။မြို့တရတထေးသားတယောက်တဲ့သူမနေ့ကိုတညလုံးငှားချင်တာ။ဈေးကိုလည်းသူကမပြောပါဘူး။နေသာစိတ်ကျေနပ်အောင်လုပ်ပေးနိုင်ရင်သူမနေ့ကိုလာစဉ်ထောက်ပံ့မိတဲ့ဘောရှိတယ်။ကိုဘတင်ရဲ့စကားကြောင့်နီလာကမှန်တဲ့ကမိမိကိုမိမိပြန်ကြည့်ကပြောင်းလိုက်ပါတယ်။ကောင်းပြီလေကိုဘတင်။သမီးတို့သာလာခေါ်ခိုင်းလိုက်ပါ။သမီးကတော့ဘသူ့ကိုမဆိုဖြောဖြေပေးဖို့အစင်းတင်ပါ။ဒီပမေရဲ့ဈေးကိုတော့အမေကိုမပေးနဲ့နော်။သမီးအတွက်လေတဝက်ချမ်းထားပေးအောင်။နီလာကအခုအခါငွေရေးတန်ဖို့ကိုသိရှိလာသလိုငွေရှိမှသာသူမရဲ့ဘဝကလှပနိုင်မယ်လို့ယုံကြည်နေခဲ့ပါတယ်။သူမရဲ့စိတ်ထဲမှာငယ်စဉ်ကမြင်တွေ့ခဲ့ရတဲ့ဖခင်ဖြစ်သူ၏အသေးဆုံးမှုမှာဝေဝါးနေပြီဖြစ်တယ်။သူမအတွက်တော့ယောက်ျားဆိုဒီမှာသူမရဲ့အလုပ်ကိုဖြည့်ဆည်းပေးရမယ့်သူနဲ့ငွေပေးရမယ့်သူများသာဖြစ်တယ်။ညရောက်တဲ့အခါအနက်ရောင်ကအကောင်စားတစ်စီးကဒေါ်မီချိုရဲ့အိမ်ရှိမှလာရက်တယ်။နီလာကခန္ဓာကိုယ်အလှကိုပေါ်လွင်စေမည်ဝတ်စုံအတူလေးတွေကိုဝတ်ဆင်ကကားပေါ်ကိုတက်သွားခဲ့တယ်။ဒေါ်မီချိုကတော့အိမ်ရှိကနေပြုံးရွှင်စွာနဲ့လက်ပြနှုတ်ဆက်ကြမ်းခဲ့ပါတယ်။ကားပေါ်မှာပါလာတဲ့အမျိုးသားမှာအသက်30ခန်းရှိတဲ့လူငယ်တစ်ယောက်ဖြစ်တယ်။သူ့ရဲ့နာမည်မှာကိုမင်းထက်ဖြစ်ပြီးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့သားဖြစ်တယ်။သူကနီလာကိုကြည့်လိုက်ကမျက်တောင်မခန့်နိုင်အောင်ဖြစ်သွားခဲ့ရတယ်။နီလာဆိုတာမင်းလား။နမင်းနဲ့လိုက်အောင်လှတာပဲ။မင်းထက်ရဲ့စကားကြောင့်နီလာကရှက်တရားဆောင်ကပြုံးလိုက်တယ်။ကိုကြီးကလည်းမြောက်ပင်လွန်နေပါပြီ။နီလာကရိုးရိုးလေးပါပဲ။တတော်နှစ်ယောက်ကမြို့ပြင်မှာရှိတဲ့အေဂျင့်နဲ့ဟိုတယ်တစ်ခုကိုရောက်ရှိသွားတယ်။ထိုနေရာမှာနီလာကသူမရဲ့စွမ်းအစများကိုအစွမ်းကုန်ထုတ်ပြခဲ့တယ်။သူမကတနာစိတ်အားတန်သူပေးပြီးမင်းထက်ကိုယူသွက်သွားအောင်ဆေးဆောင်နိုင်ခဲ့တယ်။မင်းထက်ကနီလာရဲ့အပြုအမူများအပေါ်မှာနေမွန်းသွားကသူမကိုခဏတာအတွဲမဟုတ်ပဲအမြဲတမ်းပိုင်ဆိုင်လို့စိတ်များဖြစ်ပေါ်လာခဲ့တယ်။နီလာကိုကြီးမင်းကိုအရန်သဘောကျသွားပြီ။မင်းတခြားလူတွေစီမလိုက်ပြီ။ကိုကြီးတယောက်တည်းစီမလာနေမလား။မင်းလိုချင်တာမှန်သမျှကိုကြီးဖြည့်ဆည်းပေးမယ်။နီလာကစိတ်ထဲကနေပြောင်းလိုက်တော့လေအပြင်မှာတော့ဝမ်းနဲ့တရားဟန်ဆောင်လိုက်တယ်။ကိုကြီးရဲ့နီလာလည်းဒီလိုဘဝမျိုးမှမနေချင်ပါဘူး။ဒါပေမဲ့အမေကဖေးဆွေးနေတော့နီလာကပဲရှာကျွေးနေရတာလေ။နီလာမှရွေးချယ်စရာမရှိလို့ပါ။မင်းထက်ကနီလာကိုတနာသွားကသူမရဲ့မိခင်ဒေါ်မီချိုကိုပါငွေကြေးများစွာထောက်ပံ့ရန်ကတိပေးလိုက်တယ်။ဤဒီမှာနီလာဤလှေခွက်တစ်ခုဖြစ်ပါတယ်။သူမကအမျိုးသားများကိုဘလို့ကင်တွေရမှာကိုကောင်းကောင်းသိရှိနေပြီဖြစ်တယ်။သို့တော့ဤကဲ့သို့သောတနာပေါ်အခြေခံသည့်ဆက်ဆံရေးကကြာရှည်ခိုင်မြဲနိုင်ပါမလား။မင်းထရဲ့မိသားစုကလည်းဂုံတရေရှိလူဒန်းစားများဖြစ်တာကြောင့်ဤကိစ္စကိုသိရှိသွားကြတဲ့အခါဘာတွေဆက်ဖြစ်လာမလဲ။တစ်ဖက်မှာလည်းဒေါ်မီချိုကတမီဖြစ်သူထံကရရှိသောငွေများနဲ့ပုံမရေးတင်လာကရက်ွက်ထဲမှာပြဿနာပေါင်းစုံရှာဖွေလာခဲ့ပါတယ်။တနင်္လာနေ့ဆိုဒီမှာကြောက်စရာကောင်းသောမီးတောက်တစ်ခုပင်ဖြစ်တယ်။ထိုမီးတောက်ကအနာဂတ်သူတိုင်းကိုလောင်ကျွမ်းစေအောင်သာမကမိမိကိုယ်တိုင်ကိုလည်းပြာဖြစ်သွားစေတတ်တယ်။နီလာနဲ့ဒေါ်မီချိုတို့သားမီးကထိုမီးတောက်ထဲမှာပျော်မွေ့နေကြတော့လေမကြမီမှာပင်ထိုမီးကသူတို့ရဲ့ဘဝကိုဝါမျိုးတော့မှာကိုသူတို့မသိရှိကြပါ။လူဘဝမှာအတိတရားမေ့စွာနဲ့တဏှာနောက်ကိုလိုက်နေကြသူများကနောက်ဆုံးမှာတော့ဘလိုနီကုံမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတာကတော့
မင်းထက်စီစဉ်ပေးထားတဲ့မြို့လေကောင်ကကွန်ဒိုတိုက်ခန်းအထက်မြင့်ကြီးကနီလာအတွက်တော့အိမ်မက်ဆန်သောကဘာတစ်ခုဖြစ်နေခဲ့တယ်။မှန်ပတင်းပေါက်ကြီးများမှတစ်စိမြင်တွေ့နေရသောမြို့ပြ၏မီးအောင်ဆောင်များကသူမရဲ့ခြေပွားအောက်မှာဝတ်တွားနေကြတဲ့ကဲ့သို့ခံစားရတယ်။အခန်းအတွင်းမှာရှိတဲ့လေအေးပေးဆက်ကထွက်ပေါ်လာတဲ့အေးများတဲ့လေထူနဲ့နူးညံ့လာသောကော်စောကြီးများမှာသူမငယ်စဉ်ကနေထိုင်ခဲ့ရသောရက်ွက်ထဲကဖုံတော်ရှော့တော်များနဲ့လုံးဝကွာခြားလာတယ်။သို့သောထိုဆိုင်ခံပစ္စည်းများအောင်မှာနီလာရဲ့စိတ်ဝိညာဉ်ကတဖြည်းဖြည်းနဲ့ပုံမနဲ့ဆိုင်သောရမတ်နော်လေးကိုနေဝင်နေခဲ့သည်ကိုတော့သူမကိုယ်တိုင်ကလည်းသတိမပြုမိခဲ့ပါ။မင်းထက်ကနီလာကိုယူယူမှုမှုဆွေးလန်းနေသူဖြစ်တယ်။သူကစီးပွားရေးလောကမှာအောင်မြင်နေသောလူငယ်တစ်ယောက်ဖြစ်တော်လဲ။နီလာရဲ့ဆွေးဆောင်မှုအောက်မှာတော့ခလေးငယ်တစ်ယောက်ကဲ့သို့ဖြစ်နေခဲ့ပါတယ်။သူကနီလာလိုချင်သမျှကိုဖြည့်ဆည်းပေးအောင်သာမကသူမရဲ့စိတ်ကျေနပ်မှုကိုရရှိရန်အတွက်လည်းအမြဲတစေကြိုးစားနေတတ်တယ်။သို့သောနီလာ၏စိတ်ကမင်းထက်တစ်ယောက်တည်းအပေါ်မှာရှက်တတ်မနေခဲ့ပါ။သူမရဲ့သွေးထဲမှာပါလာတဲ့တနာပီစားကပုံမပြင်းပြသောပုံမဆန်းသည့်သောတာယာမှုများကိုအမြဲတမ်းတောင်းဆိုနေခဲ့တယ်။ဒီနေ့မှာတော့မင်းထက်ကအလုပ်ကိစ္စနဲ့နေကိုခရီးထွက်တယ်။နီလာကတိုက်ခန်းကြီးထဲမှာတယောက်တည်းကြံရစ်ခဲ့တယ်။ညနေခင်းရဲ့အထီးကျန်မှုကသူမရဲ့အမက်စောကိုပုံမလှုပ်ဆော်ပေးတဲ့ကဲ့သို့ရှိပါတယ်။သူမကကိုလုံးပေါ်မှန်ကြီးရဲ့ရှေ့မှာရှက်ကမိမိရဲ့ကိုလုံးကိုပါကိုပြန်လေကြည့်ရှုနေခဲ့တယ်။သူမရဲ့လက်ချောင်းလေးများကကိုပေါ်မှာပြင်းပြင်းစွာရွေရှားနေရင်နဲ့ငေစဉ်ကမြင်တွေ့ခဲ့ရသောမြင်ကွင်းများကိုပြန်လေကမြင်အောင်လာခဲ့ပါတယ်။အိမ်အခွေကြီးနဲ့ကစားခေးစဉ်ကရရှိခဲ့သောထူးဆန်းသည့်တာယာမှုသူမရဲ့မေဒေါ်မီချိုနဲ့အမျိုးသားများရဲ့ဘလူးပလိအပြုအမူများဤရာအလောင်းကသူမရဲ့အုံနောက်ထဲမှာရုပ်ရှင်ကားတကားကဲ့သို့ပြန်လေကလေပတ်နေတယ်။ထိုအချိန်မှာကွန်ဒိုဤလုံချုံရဲ့ဝန်ထမ်းလေးလူငယ်လေးတယောက်ကနီလာမှာထားတဲ့ပစ္စည်းအချို့ကိုလာရောက်ပို့ဆောင်ပေးတယ်။ထိုလူငယ်ကအသက်20ခန့်သာရှိအောင်မှဖြစ်ပြီးခန္ဓာကိုယ်မှာတောင်တင်းကနေလောင်ထားသောအသားရည်နဲ့ကြွက်သားများကအင်းကြီးအောင်မှရုံကန်နေတဲ့ကဲ့သို့ရှိတယ်။နီလာကတကားဖွင့်ပေးလိုက်စဉ်ထိုလူငယ်၏မျက်ဝန်းထဲကတုံ့လှုံမှုနဲ့ငေးမောမှုကိုမြင်လိုက်ရတယ်။သူမရဲ့စိတ်ထဲမှာထူးဆန်းသောလှုံ့ဆော်မှုတစ်ခုဖြစ်ပေါ်လာတယ်။မောင်လေးပစ္စည်းတွေကိုဒီနားမှာပဲတင်ထားလိုက်ပါ။နီလာကအတန်ကိုခန့်တွင်းတွေလေးပြောလိုက်ရင်တမင်တကာပင်သူမရဲ့ဝတ်စားများကိုအနည်းငယ်ပြေလျော့အောင်ပြုလုပ်လိုက်တယ်။လူငယ်လေးကမျက်နှာများနီးမြန်းသွားကအခန်းထဲကိုပစ္စည်းများဝင်ချပေးလိုက်တယ်။နီလာကထိုလူငယ်၏နောက်ကျောကိုကြည့်ကရှာနဲ့နှကန်းကိုတက်တင်လိုက်တယ်။သူမရဲ့စိတ်ထဲမှာမင်းထက်ထံကရရှိသောစီးစိမ်များထက်ထိုလူငယ်လေးထံကရရှိနိုင်ပေလက်ဆက်သောရမတ်သားရမှုကိုပုံမမမွန်းနေပါတယ်။မောင်လေးခဏနေတော့အမေရိကန်ဒေါ်လာတွေလေးကျင်လို့ဗမာလေးရမလဲဆိုတာသိလား။နီလာကစကိုင်းကိုဆွဲကလူငယ်လေးကိုအနားကိုခေါ်လိုက်တယ်။လူငယ်လေးကမဝမရင်နဲ့တိုးကပ်လာခဲ့တယ်။နီလာကထိုလူငယ်၏လက်ကိုဆွဲကလိုက်ရာလူငယ်လေးမှာလျှက်စေးထားလိုက်တဲ့ကဲ့သို့တုန်ခါသွားပါတယ်။ဤဒီမှာနီလာ၏တနာကြော့ခွင်းဖြစ်တယ်။သူမကမင်းထက်ကိုတစ္ဆာဖောက်နေခြင်းဖြစ်တော်လေ။သူမရဲ့စိတ်ထဲမှာတော့နောင်တဟူသည့်အစာအနာများပင်မရှိ။သူမအတွက်တော့တနာဆိုသည်မှာဆာလောင်မှုကိုဖြည့်ဆည်းရမယ်အရာတစ်ခုသာဖြစ်တယ်။ထိုညမှာကွန်ဒိုတိုက်ခန်းကြီးအတွင်းမှာမင်းထက်မသိနိုင်သောကိလေသာဇန်လန်းတစ်ပုဒ်ကတက်တက်စိစီးစိမ့်နေပါတယ်။နီလာကသူမရဲ့တနာစိတ်ကိုအလိုလိုက်ရင်မိမိကိုမိမိပုံမနဲ့ဆိုင်သောအမောင်တူလေးကိုတွန်းပို့နေခဲ့တယ်။တစ်ဖက်မှာလည်းမင်းထက်ကနီလာအတွက်လက်ဆောင်ပစ္စည်းများဝေယူရင်းသူမကိုလွမ်းဆွနေခဲ့သည်မှာရှိစရာကောင်းလာသောလောက၏ပြက်လုံးတစ်ခုပင်ဖြစ်ပါတယ်။သမီးဖြစ်သူနီလာကတထေသားတစ်ယောက်ရဲ့မွေးစားခြင်းကိုခံထားရတာကြောင့်ဒေါ်မီချိုကရက်ွက်ထဲမှာခြေပြားလက်ပြားမကန့်နိုင်အောင်ဖြစ်နေခဲ့တယ်။သူမကနီလာပေးပို့တဲ့ငွေကြေးများကိုအခြေခံကဖေးဝိုင်းများမှာဒဏ်ရာဖြစ်လောက်ကင်လာတယ်။သူမရဲ့အိမ်ကရခင်ကားထက်ပုံမစီကားလာတော့လေထိုစီကားမှုကမကောင်းသောအငွေအသက်များနဲ့သာပြင်းထန်နေတာပါ။ဒေါ်မီချိုကဖေးရရောင်သားမကအပေါင်ဆိုင်လေးတစ်ခုကဲ့သို့လေလောက်ကင်လာခဲ့တယ်။ရက်ွက်ထဲကလူဆင်းရဲများဤပစ္စည်းများကိုအတူကြီးကြီးနဲ့ယူကငွေချီးတတ်တယ်။သူမရဲ့စိတ်နှလုံးကငွေချင်းတဲ့တနာကြောင့်ပုံမခက်ထန်လာခဲ့တယ်။တခါတည်းမှာသူမကသူမရဲ့ဖေးဝိုင်းကိုလာရောက်တဲ့အမျိုးသားငေးလေးများကိုလည်းသူမရဲ့ငွေကြေးဩဇာနဲ့မြူဆွဲဖျားယောင်းတတ်တယ်။မက်ချိုနင်တလားငွေတွေရနေတာတ
သမီးကိုလည်းကျေးဇူးတင်အောင်ပါပေါ့ဖေဝိုင်းကလူတယောက်ရဲ့စကားကြောင့်ဒေါ်မီချိုကလှောင်ရည်ရှိလိုက်တယ်သမီးကတော့သူလဲသူရှောက်နေရပဲလေငါကတော့ငါလဲငါရှောက်တာပဲအရေးကြီးတာကငွေရှိဖို့ပဲမဟုတ်လားငွေရှိရင်အရာရာကိုဝေလို့ရတယ်ယောက်ျားဆိုတာလဲငွေနောက်ကိုခွေးလိုမျိုးလိုက်နေကြတာပဲမိချိုရဲ့စကားများကရင်သီးလာတော့လဲထိုစကားများကပင်သူမရဲ့ဘဝခံယူချက်ကိုဖော်ပြနေခဲ့တယ်သို့တော့ဝကြွေးစွတ်ဒီမှာဆန်းကျင်လာတယ်ဒီနေ့မှာဒေါ်မီချိုရဲ့ဖေးဝိုင်းကိုရေးတပ်ဖွဲ့ဝင်များကတည်အရောက်ဝင်ရောက်ကစီးနှင်းခဲ့ပါတယ်ဒေါ်မီချိုကထွက်ပြေးရန်ကြိုးစားတော့လဲမလွတ်မြောက်ခဲ့ပါသူမကဖေးကစားမှုတရားမဝင်ငွေတိုးချီမှုတို့နဲ့အဖမ်းခံလိုက်ရတယ်ဤတဲ့ကမင်းထက်ရဲ့နားကိုလည်းရောက်ရှိသွားပါတယ်မင်းထက်ကနီလာကိုချစ်တော်လဲသူ့ရဲ့မိသားစုဂုံတိတ်ခါကိုတော့ထိခတ်ခံနိုင်သူမဟုတ်ပါမင်းထက်ရဲ့မိခင်ဖြစ်သူကဒေါ်မီချိုရဲ့တဲ့ကိုကြားရတဲ့အခါတားဖြစ်သူကိုပြင်းပြင်းထန်ထန်သတိပေးလိုက်တယ်မင်းထက်မင်းဒီလိုမိမမျိုးနဲ့ပတ်သက်နေတာကိုငါစကတည်းကမကြိုက်ဘူးအခုကြည့်စမ်းသူ့ကမရဖေးသမားအဖမ်းခံရတဲ့သူဒီလိုမျိုးရိုးမကောင်းတဲ့မိမအောင်မင်းဘလောက်ထိအလိုလိုက်အောင်မလဲချက်ချင်းအဆက်အသွယ်ဖြတ်လိုက်စမ်းမင်းထက်ကပြားများသွားခဲ့တယ်သူကနီလာကိုဖုန်းဆက်တော့လေနီလာကတော့လုံခြုံရေးဝန်ထမ်းလေးနဲ့ပျော်ပါနေတာကြောင့်ဖုန်းကိုမကိုင်းခဲ့ပါနောက်ဆုံးမှာတော့မင်းထက်ကကွန်ဒိုကိုကိုယ်တိုင်လာရောက်ခဲ့တယ်သူတကားဖွင့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ရဲ့နှလုံးသားကိုအပိုင်းပိုင်းပြတ်သွားစေတယ်နီလာကသူမဟုတ်တဲ့အခြားမျိုးသားတစ်ယောက်နဲ့အဲ့ရပေါ်မှာရှိနေသည်ကိုမြင်တွေ့လိုက်ရတာကြောင့်ဖြစ်တယ်နီလာမင်းမလို့တော့ရုံးမရတာလေမင်းထက်ရင်အော်ဟစ်တန်ကြောင့်နီလာလည်းလန်ထိုးသွားတော့လေသူမရဲ့မျက်နှာမှာအရှက်တရားဟုသည်ရှိမနေခဲ့ပါသူမကအဝတ်အစားများကိုအေးအေးဆေးဆေးပြန်ဝတ်ရင်မင်းထက်ကိုစိုက်ကြည့်နေလိုက်တယ်ကိုကြီးနီလာပြောသားပဲနီလာကရိုးရိုးမိန်းကလေးမဟုတ်ဘူးလို့ကိုရပဲနီလာကိုတင်ထားချင်တာလေအခုတော့ကိုကြီးလည်းအရှိတရားကိုသိသွားပြီပေါ့နီလာကဘသူ့အပိုင်းမှမဟုတ်ဘူးနီလာကနီလာအပိုင်းပဲနီလာရဲ့စကားများကအဆိုင်ကဲတော့ပြင်းထန်လာပါတယ်မင်းထက်ကဘာမှဆက်မပြောနိုင်ပဲသူနေရာကနေထွက်ခွာသွားခဲ့တယ်သူကနီလာကိုပေးထားတော့အရာအလုံးကိုပြန်လေသိမ့်စီရန်ဆုံးဖြတ်လိုက်တယ်နီလာကရုတ်တရက်ဆိုသလိုစင်ခံဘဝကလမ်းပေါ်ကိုရောက်ရှိသွားခဲ့ရတယ်တစ်ဖက်မှာလည်းဥတာလာကထိုတဲ့များကိုကြားရတဲ့အခါရင်ထဲမှာတန်ဝေကာကြီးစွာရှားလိုက်မိပါတယ်အော်တနာမီဆိုတာကိုလေးလောင်ကျွမ်းစေတယ်လို့ပတ်ဝန်းကျင်ကိုလည်းပြဖြစ်စေတတ်ပါလားဒီသားမိတွေကတော့သူတို့ရဲ့ဝကြွေးတွေကိုသူတို့ပြန်ဆက်နေကြရပြီဒေါ်မီချိုကအကျဉ်းထောင်ထဲမှာဒုက္ခရောက်နေတဲ့အချိန်နီလာကလမ်းဘေးမှာအော်ဒါလိုက်ရတဲ့ဘဝကိုပြန်လေကရောက်ရှိသွားတဲ့အချိန်မှာတော့လူဘဝရဲ့အဋိဌာရောင်များကိုကွင်းကွင်းကွက်ကွက်မြင်တွေ့နေရတယ်သို့တော့နီလာကအရှုံးမပေးပါသူမရဲ့အသွေးထဲကတနာကသူမကိုနောက်ထပ်အမျိုးသားများကိုရှာဖွေရန်ထပ်မံလှုံ့ဆော်နေခဲ့ပြန်တယ်။သူမရဲ့ဘဝကဘယ်တော့မှမဆုံးနိုင်တော့ကာမနော်ထဲမှာတဝေးလေးလေးဖြစ်နေအောင်မှသာဖြစ်တယ်။ဒီဇလန်ကတနာရမဲရဲ့ကြောက်မက်ဖွယ်ကောင်းပုံနဲ့အတိတရားမဲ့သောဘဝများရဲ့ဏီကုန်းကိုပညာပေးနေတာဖြစ်ပါတယ်။လူတစ်ယောက်ကမိမိရဲ့စိတ်ကိုမထိန်ချုပ်နိုင်ပေတနာနောက်ကိုလိုက်သွားပါကနောက်ဆုံးမှာတော့မြင်မြပင်မြင်မသောနေရာကိုရောက်ရှိပါစေ။အောက်ခြေကိုပြန်လေကပြုတ်ကျသွားမှသာဖြစ်ကြောင်းဒီဇလန်လေးကသတိပေးနေတာဖြစ်ပါတယ်။မင်းထက်ရဲ့ကွန်ဒိုတိုက်ခန်းကနေထုတ်ခံရပြီးနောက်နီလာရဲ့ဘဝကရုတ်တရက်အမှောင်ဖုံးသွားပါတယ်။သူမကအကောင်စားဖို့အစားချိုးနဲ့လက်ဝဲရနာအနည်းငယ်ကိုသာအိတ်သေးကိုလော်တကြီးထိယူနိုင်ခဲ့တယ်။မြို့ပြဤညာဥယံလေထုလေးကသူမရဲ့သားရဲ့ပေါ်မှာအစ်ဆက်စွာတိုက်ခတ်နေတော့လေသူမရဲ့ရင်ထဲမှာတော့တောက်လောင်နေသောကိလေသာမီးကငြိမ်းသက်လို့မရနိုင်အောင်ရှိနေခဲ့ပါတယ်။သူမကလမ်းဘေးကဟိုတယ်နဲ့စားတစ်ခုမှအခန်းငှားကခိတခိုလုံလိုက်တယ်။အခန်းချင်းလေးအတွင်းမှာမှုနဲ့နယ်နေတဲ့ကတင်ဟောင်းပေါ်မှာလေလျောင်းရင်းနဲ့နီလာကသူမရဲ့အနာဂတ်ကိုတွေးတောနေခဲ့တယ်။သူမကရိုးရိုးသားသားအလုပ်လုပ်ကိုင်းစားတော့ရန်စိတ်ကူးပင်မရှိခဲ့ပါ။သူမရဲ့ခန္ဓာကိုယ်နဲ့အလားတရားသည့်တောင်သူမရဲ့ရင်းနှီးမြုပ်နှံမှုဖြစ်ကြောင်းသူမကောင်းကောင်းနားလေထားတယ်။ထိုအချိန်မှာသူမရဲ့ဖုန်းကမြည်လာခဲ့ပါတယ်။ဆက်သွယ်လာသူမှကိုဘတင်ဖြစ်တယ်။နီလာနင်းအခြေအနေကိုငါကြားတယ်။မင်းထန်းနဲ့လမ်းခွေးလိုက်ရပြီဆို။နင်းအခက်တွေ့နေမှာပေါ့။ကိုဘတင်ရဲ့လေတန်းမှာဂယုဏတက်တရားရှိတော့လေ။အနောက်ကွယ်မှာတော့အမျက်ထုတ်လို့တော့လောဘရဲ့များပါဝင်နေပါတယ်။နီလာကဖုန်းကိုကြဲကြဲပါအောင်ဆောက်ကန်ရင်းနဲ့ပြန်ပြောလိုက်တယ်
ဟုတ်တယ်ကိုပါတင်အခုကျမဟိုတယ်တစ်ခုမှရောက်နေတာကိုပါတင်စီမှာကျမအတွက်ဧည့်သည်အသိရှိလားဈေးကောက်ပေးနိုင်တဲ့သူရှိရင်ပိုကောင်းမယ်ကိုပါတင်ကတစ်ချက်ရှိမောလိုက်တယ်နီလာရဲ့နေလိုအလှမျိုးကိုဈေးကောက်ပေးချင်တဲ့သူတွေကအစီအစီပဲဒါပေမဲ့ဒီတစ်ခါတော့အရှင်လိုလူငယ်လေးတွေမဟုတ်ဘူးနော်နမေကြီးစီးပွားရေးလုပ်ငန်းရှင်ကြီးဥစုံမင်းနဲ့သူကနေနေတော့ဇေယျကျန်းနေလို့ကြားတယ်ဒါပေမဲ့ငွေကိုတော့ရှေလိုသုံးနိုင်တဲ့သူပဲနင်းဘလို့လဲစိန်ခေါ်မှုကိုလက်ခံနိုင်မလားနီလာကတခဏမျှစဉ်းစားလိုက်တယ်ဇေယျကျန်းသည့်ဆိုသောစကားကသူမရဲ့တနာဗီဇကိုပုံမလှုံ့ဆော်ပေးတဲ့သူရှိပါတယ်သူမကငေစင်ကခွေးကြီးနဲ့ကစားကေးစင်ကခန်းစားခဲ့ရသောထိုရိုင်းဆိုင်သည့်တာယာမှုကိုပြန်လေကတန်းတမိသွားတယ်ရတယ်ကိုပါတင်ကျမအတွက်ဘသူဖြစ်ဖြစ်ကိစ္စမရှိဘူးအရေးကြီးတာကကျမကိုအရှင်လို့ဘယင်မတပားလို့ထားနိုင်ဖို့ပဲသူ့ကိုချိန်ပြလိုက်ပါထိုညမှာနီလာကသူမရဲ့အလှဆောင်ဝတ်စုံကိုဝတ်ဆင်ကကိုပါတင်ညွန်ပြတဲ့မြို့ပြင်ကခြံကြီးတစ်ခြံကိုရောက်ရှိသွားတယ်ခြံကြီးမှာတိတ်ဆိတ်ငြိမ်သက်နေပြီးလုံခြုံရေးများစွာနဲ့ဝန်းရံထားတယ်ဥဆောင်မင်းဆိုသူမှာအသက်50ကျော်ခန့်ရှိပြီဖြစ်တော်လေခန္ဓာကိုယ်မှာတောင်တင်းစေးဖြစ်တယ်သူ့ရဲ့မျက်ဝန်းများမှာကြာရည်တကောင်ကဲ့သို့ဆူရှနေပြီးနီလာကိုမြင်မြင်ချင်းမှပင်ဝါမြို့မတန်ကြည်နေခဲ့ပါတယ်။နေရနီလာဆိုတာလား။ကိုဘတင်ပြောတာထက်တောင်ပိုလှနေပါလား။ဦးဆောင်မင်းကပြောရင်နီလာအနာကိုတိုးကပ်လာတယ်။နီလာကမကြောက်မရွံ့ပဲဦးဆောင်မင်းကိုပြုံးကြည့်လိုက်တယ်။ဦးကလည်းကိုဘတင်ကဘာတွေရှောက်ပြောထားတာလဲ။ဦးဆောင်မင်းကနီလာရဲ့ခါကိုတိုင်းဖက်လိုက်ကသူမရဲ့လေပင်သားလေးတွေကိုနမ်းရှုံးလိုက်တယ်။နီလာကထိုအထီးအတွေ့ကြောင့်ရင်ခုန်တန်းတွေမြန်လာခဲ့ရတယ်။ဦးဆောင်မင်းရဲ့အပြုအမူများမှာရိုင်းဆိုင်တော်လေနီလာအတွက်တော့ထိုရိုင်းဆိုင်မှုကပင်သူမကိုတာယာစေခဲ့တယ်။သူတို့နှစ်ယောက်ကအခန်းထဲကိုဝင်သွားကြပြီးတနာရမက်ရဲ့နေဆိုင်သောပင်လယ်သေးကိုအတူတူခုန်ဆင်းသွားကြလေတော့တယ်။ဒေါ်မီချိုကထောင်ထဲမှာ6လခန့်နေခဲ့ရပြီးနောက်ပြန်လေကလွတ်မြောက်လာတယ်။သူမထောင်ကလောလာတဲ့အချိန်မှာဦးစားသွားတော်လေသူမရဲ့စိတ်ဓာတ်ကတော့ပြောင်းလဲမသွားပါ။သူမကအိမ်ကိုပြန်ရောက်တဲ့အခါအိမ်မှာဖုံများတက်နေပြီးပျက်စီးယူရင်းနေသည်ကိုတွေ့ရတယ်။နီလာကလည်းအိမ်မှာမရှိတာကြောင့်ဒေါ်မီချိုကစိတ်တိုးသွားခဲ့ပါတယ်။ဒီကလေးမငါဒုက္ခရောက်နေတာကိုတခါတော့လာမကြည့်ဘူး။အခုလေဘသူနောက်လိုက်သွားပြန်ပြီလည်းမသိဘူး။ဒေါ်မီချိုကရက်ွက်ထဲကလူအချို့ကိုစုံစမ်းကြည့်တဲ့အခါနီလာကတထေတူနဲ့ပတ်သက်နေပြီးချမ်းသာနေကြောင်းသိလိုက်ရတယ်။ဒေါ်မီချိုကနီလာကိုရှာဖွေရန်ဆုံးဖြတ်လိုက်တယ်။သူမကနီလာစီကငွေညစ်ရန်နဲ့သူမရဲ့ပျက်စီးသွားတဲ့ဘဝကိုပြန်လေတီးဆောင်ရန်ကြံစီနေခဲ့တာပါ။တစ်ဖက်မှာလည်းဦးသားလာကဒေါ်မီချိုပြန်လေရောက်ရှိလာသည်ကိုမြင်တဲ့အခါစိတ်မကောင်းဖြစ်ရပြန်တယ်။သူကဒေါ်မီချိုကိုချင်းကပ်ကစကားပြောခဲ့ပါတယ်။မိချိုနင်လည်းအသက်ကြီးပြီအခုဆိုရင်ထောင်ကလေးထွက်လာပြီဆိုတော့အတိတ်ကအမားတွေကိုသင်ခန်းစာယူပြီးကောင်းကောင်းမွန်မွန်နေပါတော့လားနင့်သမီးနီလာလဲနေ့လန်းစင်အတိုင်းလိုက်နေတာနင်မတားချင်ဘူးလားဒေါ်မီချိုကဥတာလာကိုဆွေဆောင်ကြည့်ကနှာခေါင်းရှုံးလိုက်တယ်ဥတာလာရှင်ကတော့အမြဲတမ်းတရားတွေလာဟောနေရပဲကျမဘဝမှာငွေမရှိရင်ဘသူကကြွေးမှာလဲနီလာကလည်းသူ့အလားနဲ့သူရှာစားတာပဲဒါကသူ့ဗီဇလေကျမကတော့သူ့စီကနေရှာတလောက်ပြန်ယူရမှာပဲဥတာလာကခေါင်းကိုခါရရင်ထွက်သွားခဲ့ပါတယ်ဒေါ်မီချိုကနီလာနေထိုင်ရာဥစော်မင်းရဲ့ခြံကိုလိမ့်စာစုံစမ်းကရောက်ရှိသွားတယ်ခြံဝင်းလေးကိုဒေါ်မီချိုဝင်လာသည်ကိုမြင်တဲ့အခါနီလာကအံ့ဩသွားတော်လဲမကြမီမှာပဲသူမရဲ့မျက်နှာမှာလှောင်ပြုံးတစ်ခုပေါ်လာပါတယ်။အော်အမေထောင်ကလွတ်လာပြီပေါ့ကျမစီကိုဘာလာလောက်တာလဲဒေါ်မီချိုကနီလာကိုကြည့်ကပြန်ပြောလိုက်တယ်။နေကငါသမီးဖြစ်ပြီ။ငါဒုက္ခရောက်နေရကိုလီလီကိုရှူထားတယ်ပေါ့။အခုနေချမ်းသာနေပြီဆိုတော့ငါ့ကိုလေဝေစုပေးရမှာပေါ့။နီလာကရီမောလိုက်တယ်။ဝေစုဟုတ်လားမေ။ကျမကမေအတွက်ရှာကျွေးအောင်မလား။အမေကိုယ်တိုင်ကကျမကိုဒီလန်းလေးကိုတွန်းပို့ခဲ့ရလေ။အခုတော့ကျမကကိုချစ်တော့ဘောကိုရက်နေပြီ။အမေလည်းအမေလည်းအမေသွားပါတော့။သားမီးနှစ်ယောက်ကြားမှာစကားများငင်းခေါင်ကြရကနောက်ဆုံးမှာတော့ဥစော်မင်းထွက်လာတယ်။ဥစော်မင်းကဒေါ်မီချိုကိုမြင်တဲ့အခါသူမရဲ့အရွှေမကျသေးတဲ့အလှကိုတတိပြုမိသွားတယ်။ဥစော်မင်းကတနာရမက်အားကြီးသူပြီးနီလာထက်ပုံမရှင်ချက်တော့ဒေါ်မီချိုကိုလည်းစိတ်ဝင်စားသွားတယ်။နီလာဒါနဲ့မင်းလား
ကြည့်ရတာနေအမေလေးအခုထက်ထိလှတော့မင်းနော်ဥစောမင်းရဲ့စကားကြောင့်နီလာမျက်နှာပြက်သွားတယ်သူမကသူမရဲ့အမေနဲ့ဥစောမင်းချမှာတခုခုဖြစ်သွားမှာကိုစိုးရိမ်လာတယ်သို့တော့ဒေါ်မီချိုကတော့ချက်ချင်းပင်အခြေအနေကိုအတုံးချကဥစောမင်းဆိုတာကိုမြူဆွေလိုက်ပါတယ်ရှင်ကဥစောမင်းဆိုတာလားကျမသမီးကိုအဆအဆရာရာကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဒေါ်မီချိုပါထိုနေ့ကစပြီးတော့ဒေါ်မီချိုကဥစောမင်းရဲ့ခြံထဲမှာခိုကက်ကနေထိုင်လာခဲ့တယ်နီလာနဲ့ဒေါ်မီချိုသားမီးနှစ်ယောက်ကဥစောမင်းတယောက်တည်းကိုပင်ပြိုင်တူမြူဆွေကငွေချင်းတဲ့အာဏာတွေပြိုင်ဆိုင်လာကြပါတယ်ဤဒီမှာလူကျင်ဝန်းနဲ့အရှက်တရားတို့လုံးဝကင်းမြင့်သွားတဲ့သားမီးနှစ်ယောက်ရဲ့တနာပြိုင်ပွဲဖြစ်ပါတယ်ဥစောမင်းကလည်းသားမီးနှစ်ယောက်လုံးကိုပိုင်ဆိုင်ရတာကြောင့်ပျော်ရွှင်နေတော့လေဤကဲ့သို့သောအခြေအနေကကြောက်ရှိခံနိုင်ပါမလားသားမီးနှစ်ယောက်ကြားကမနာလိုမှုနဲ့တနာအားပြိုင်မှုများကမိကဲ့သို့သောကြောက်မက်ဖွယ်ကောင်းတဲ့အကျိုးဆက်များကိုယူဆောင်လာပေးမလဲလူမှုပတ်ဝန်းကျင်ရဲ့ကြေးရရှုပ်ချမှုများကြားမှာသူတို့ရဲ့ဘဝဏိကုံကဘလို့တွေဆက်ဖြစ်လာမလဲနီလာကသူမရဲ့မေဒေါ်မီချုံနဲ့ဥစောမင်းတို့ရဲ့ပတ်သက်မှုကိုကြည့်ကနေ့စဉ်နဲ့အမျှဒေါသများထွက်နေခဲ့တယ်သူမကအရှင်ကဥစောမင်းရဲ့အချစ်တော်ဖြစ်ခဲ့တော်လဲအခုတော့ဒေါ်မီချိုကသူမရဲ့နေရာကိုလူယူနေတဲ့ကဲ့သို့ခံစားနေရတယ်ဒေါ်မီချိုကထောင်ကထွက်လာကြတဲ့ကပူမိုလေးပတ်လာကဥစောမင်းကိုမြည်သူပြုစုရမှာကိုကောင်းကောင်းသိရှိနေပါတယ်အမေကဘာလို့ကျမရဲ့ဧည့်သည်ကိုဒီလောက်ထိကတ်နေရတာလဲအမေမှာရှက်မရှိဘူးလားနီလာကဒေါ်မီချိုကိုတူတူရှိနေတဲ့အချိန်မှာအော်ဟစ်ကမင်းမြလိုက်တယ်ဒေါ်မီချိုကတော့အေးဆေးဆေးပင်သူမရဲ့လက်သေးများကိုဆိုးဆေးချင်နဲ့ပြန်ပြောလိုက်တယ်နီလာနင်ကလည်းငါကနေရမေးလေငါတို့ကအတူတူရှားစားရမှာပေါ့ပြီးတော့ဥစောမင်းကငါ့ကိုလေသဘောကျနေရနေလေးမြင်နေရပဲငါတို့သားမီးနှစ်ယောက်ပေါင်းရင်သူ့ဆရာငွေတွေအများကြီးထပ်ရနိုင်တာပေါ့နီလာကအန်ကိုကြည့်လိုက်တယ်သူမရဲ့စိတ်ထဲမှာအမေဖြစ်သူအပေါ်မှာယွန်ရှာစိမ့်နဲ့အတူပြင်းထန်သောမနာလိုစိတ်များဖြစ်ပေါ်နေခဲ့တယ်ထိုညမှာနီလာကဥစောမင်းကိုပုံမပြင်းပြသောရမတ်များနဲ့မြူဆွေရန်ဆုံးဖြတ်လိုက်တယ်သူမကဥစောမင်းရဲ့အိတ်ခမ်းတီကိုအဖို့အစားခက်ပါပါနဲ့ဝင်သွားပါတယ်။ဒီနေ့နီလာကိုပဲအချိန်ပေးပါနော်။အမေကိုတော့မေ့ထားလိုက်ပါ။နီလာကဥစောမင်းရဲ့ရင်ခွင်တီကိုတိုးဝင်လိုက်ကကလင်းငယ်တယောက်ကဲ့သို့ချွေးနှွေ့နေပါတယ်။ဥစောမင်းကနီလာရဲ့အလှတရားအောက်မှာအရှိပြောသွားကသူမရဲ့အလိုကိုလာရောခဲ့ပြန်နေ။သို့တော့ထိုအချိန်မှာဒေါ်မီချိုကအခန်းတကားကိုဖြင်းညင်းစွာဖွင့်ကဝင်လာခဲ့ပါတယ်။သူမရဲ့လက်ထဲမှာဝိုင်ပလင်းတစ်လုံးပါလာတယ်။အော်ကျမလေးလာခဲ့တယ်။ကျမတို့၃ယောက်အတူတူတောက်ကြရအောင်လားနော်။ဒေါ်မီချိုရဲ့အစီအစဉ်ကအောင်မြင်သွားပါတယ်။ဦးစောမင်းကသားမီးနှစ်ယောက်လုံးနဲ့အတူပျော်ပါရခြင်းအပေါ်မှာထူးဆန်းသောတာယာမှုတစ်ခုကိုခံစားလိုက်ရတယ်။ဤဒီမှာလူသားတို့၏စာရိတ္တမြည်များအထိနှိမ့်ကျသွားနိုင်သည်ကိုပြသနေခြင်းဖြစ်ပါတယ်။သူတို့၃ယောက်စလုံးမှာတနာရမက်ရဲ့ကြော်ကွင်းတီမှာလုံလုံရရပိတ်မိနေပြီဖြစ်တယ်။သို့တော့ဘဝဆိုသည်မှာပျော်ရွှင်မှုများကြီးတောင်မဟုတ်ဥစားမင်းရဲ့စီးပွားရေးလုပ်ငန်းများမှာပြဿနာချို့စတင်ပေါ်ပေါက်လာတယ်။သူ့ရဲ့တရားမဝင်လုပ်ငန်းများကိုရေတပ်ဖွဲ့ကစတင်စောင့်ကြည့်လာခဲ့တယ်။တစ်ဖက်မှာလည်းဥစားမင်းရဲ့ဇနီးရင်ဖြစ်သူကနီလာနဲ့ဒေါ်မီချိုတို့ရဲ့အကြောင်းကိုသိရှိသွားကခြံလေးကိုလူမိုက်များခေါ်ပြီးတော့ရောက်လာခဲ့ပါတယ်။ဘမလေးငါယောက်ျားကိုမြူဆွေနေတဲ့မိမပြက်သားမိတွေထွက်ခဲ့စမ်းဥစားမင်းရဲ့ဇနီးဒွန်တွင်တွေကအော်ဟစ်ကအိမ်ထဲကိုဝင်လာခဲ့ပါတယ်။နီလာနဲ့ဒေါ်မီချိုတို့ကကြောင်းလဲတကြားနဲ့ပုံအောင်နေကြတော့လေဒွန်တွင်တွေဤလူများကသူတို့ကိုရှာဖွေတွေ့ရှိသွားတယ်။နေတို့သားမိတွေကတော်တော်လေးကိုရုံးမာကြတာပဲ။ငါယောက်ျားတွေကိုတင်မကောက်တမိသားစုလုံးကိုဖျက်ဆီးနေကြတာနေတို့ကိုဒီနေ့တော့သင်ခန်းစာပေးရမယ်။ဒွန်တွင်တွေကနီလာနဲ့ဒေါ်မီချိုတို့ကိုလူပေါင်းလေးမှာကေးရီရှုပ်ချကရိုင်းနှက်နှိပ်စက်တယ်။ဥစားမင်းကလည်းဇနီးဖြစ်သူရဲ့အချိန်ဝါကိုကြောက်တာကြောင့်ဘာမှဝင်မပြောရေးပါ။နောက်ဆုံးမှာတော့နီလာနဲ့ဒေါ်မီချိုတို့ကချန်တေကအဝတ်တထေကိုတစ်ခုနဲ့နှင်ထုတ်ခံလိုက်ရပါတယ်။လမ်းမပေါ်ကိုပြန်လေကရောက်ရှိသွားတဲ့သားမင်းနှစ်ယောက်ကတယောက်ကိုတယောက်အပြစ်တင်ရင်ရန်ဖြစ်နေကြပြန်နေ။နီလာနေကြောင်တိလားနေရတာဥစောမင်းကိုကောင်းကောင်းထိန်းနိုင်ငါတို့ဒီလိုဖြစ်မှာမဟုတ်ဘူး။အမေရတာပါမလားရင်
ကျမဒီထက်မကချမ်းသာမှာနော်အမေကပဲအကုန်လုံးကိုဖျက်ဆီးပစ်လိုက်တာသူတို့သားမိကနောက်တရချင်းထက်တရားကိုတရားအညှို့တေးထားနေကြတာကပုံမှုဆိုးရပါတယ်ဦးသားလာကတော့အဝေးကနေကြည့်ကတပြင်းချလိုက်မိတယ်အော်တနာဆိုတာတကယ်ပဲကြောက်စရာကောင်းပါလားမိခင်နဲ့သမီးကိုပါရန်သူတွေဖြစ်စေတယ်တိတ်ခါတရားတွေလည်းအဖက်မတင်တော့ဒီသားမိတွေရဲ့ဘဝကတော့ရွှေတွေကပုတ်ပုတ်လေးလိုပဲခဏတာလှပပြီးပျောက်ကွယ်သွားရတော့မှာပါလားလူဘဝမှာအတိတရားမေ့စွာနဲ့တဏှာနောက်ကိုလိုက်နေကြသူများကနောက်ဆုံးမှာဘလို့ညီကုန်းမျိုးနဲ့ရင်ဆိုင်ရမလဲဆိုတာကတော့ဥဆောင်မင်းရဲ့ဇနီးဒွန်တွေခြံတေးကနေမောင်းထုတ်လိုက်ပြီးနောက်မှာဒေါ်မီချုံနဲ့နီလာတို့သားမိကလမ်းဘေးမှာခွေးပြစ်တယ်လို့ပြစ်ချခြင်းခံလိုက်ရတယ်။သူတို့ဝတ်ဆင်ထားတဲ့အဝတ်အစားများမှလည်းစုပ်ပြေးနေပြီးတော့စပင်များမှလည်းဖျို့ဖျေးဖြစ်နေပါတယ်။မြို့ပြရဲ့ညလေကောင်လေးတွေကသူတို့ရဲ့ကိုယ်ပေါ်ကိုအေးဆက်စွာတိုက်ခတ်နေတော့လေထိုအေးတဲ့တန်သူတို့ရဲ့ရှင်တွေကဒေါသနဲ့အာဃာတများကပုံမူပြင်းထန်နေခဲ့တယ်။ဒေါ်မီချိုကလမ်းဘေးတက်တိုင်ကိုမိကအသက်ကိုပြင်းပြင်းရှူနေခဲ့ပါတယ်။သူမရဲ့လက်ထဲမှာပါလာသည်မှာအဖို့အစားအနည်းငယ်ထိထားတဲ့အိတ်ဆုပ်လေးတစ်လုံးသာပါလာတာပါ။နီလာကတော့လမ်းဘေးပလက်ဖောင်းပေါ်မှာထိုင်ကငွေရလုံးတော်ကြောင့်မျက်ဝန်းများကနီးမြန်းနေတယ်။သူမကမင်းထက်ရဲ့စင်ခန်းတိုင်ခန်းကဥဆောင်မင်းရဲ့ခြံဝန်းကြီးအတွင်းကိုရောက်ရှိခဲ့ပြီးအခုအခါလမ်းဘေးကိုတပံပြန်လေကရောက်ရှိသွားရခြင်းကိုလက်မခံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။အမေကြောင့်အားလုံးအမေကြောင့်ဖြစ်ရတာအမေသာအတင်းလိုက်မလာရင်ကျမဒီလိုဖြစ်မှာမဟုတ်ဘူး။နီလာကအန်ချိတ်ကပြောလိုက်တဲ့စကားကြောင့်ဒေါ်မီချိုကဒေါသတကြီးပြန်ကြည့်လိုက်တယ်။သူမကသမီးဖြစ်သူရဲ့အနားကိုတိုးသွားကပခုံးကိုဆွေးခါလိုက်တယ်။နေကငါ့ကိုပြစ်တင်နေရလားနီလာငါကနေရမေလေငါကနေကိုကာကွယ်ပေးဖို့အတွက်လိုက်လာတာအဲ့ဒီမိန်းမကြီးကဒီလောက်ထိရဆက်လိုက်မယ်လို့ငါလည်းဘေးသိမလဲပြီးတော့ငါတို့မှာငွေတွေပါလာတယ်မဟုတ်လားအဲ့ဒါတွေကိုထုတ်စမ်းဒေါ်မီချိုကနီလာလက်ထဲကအိတ်ကိုအတင်းလူယူကရှာဖွေလိုက်တယ်နီလာကဥစော်မင်းစီကရရှိထားသောရွှေဆွေးကြိုးနဲ့လက်စုပ်အချို့ကိုဖုံးကွေထားခဲ့တော့လေဒေါ်မီချိုရဲ့လက်ထဲကနေမလွတ်မြောက်နိုင်ပါဒေါ်မီချိုကရွှေတွေများကိုမြင်လိုက်ရတဲ့အခါမျက်လုံးများအယောင်တောက်ပသွားတယ်။ဒါတွေရှိသေးတာပဲ။ကဲလာဒီနာကပေါင်ဆိုင်တစ်ခုခုမှာအမြန်သွားပေါင်ရမယ်။ပြီးရင်အိမ်ခန်းတစ်ခုခုငှားရမယ်။ငါတော့ဒီလမ်းဘေးမှာတညတော့မအိပ်နိုင်ဘူး။တတော်သားမိကညအမောင်တင်းမှာလမ်းမများအတိုင်းရှောင်းလန်းရင်ဈေးချွတ်သောတေးကိုကန်တစ်ခုကိုရှာဖွေခဲ့ကြတယ်။နောက်ဆုံးမှာတော့မြို့ဆောင်ကလူနေထူထပ်ပြီးညစ်ပတ်လာတဲ့ရက်ွက်တစ်ခုအတွင်းရှိအခန်းကျင်းလေးတစ်ခုကိုငှားရမ်းနိုင်ခဲ့တယ်။ထိုအခန်းကသူတို့ရှင်ကနေထိုင်ခဲ့သောအိမ်ထပ်ပင်ပုံမူစုပ်ပြတ်နေပါတယ်။နေရများမှာမှုန်နဲ့များနေပြီးကြမ်းပြစ်မှလည်းဖုံတော်များဖြစ်နေတယ်။နီလာကကတင်ဟောင်းကြီးပေါ်မှာလေးလျောင်းရင်အနာဂတ်ကိုတွေးကနေခဲ့တယ်။သူမရလတရားကအခုအခါသူမအတွက်တခုတည်းသောမျောလင်းချက်ဖြစ်နေစေပါ။သို့တော့သူမရဲ့စိတ်ထဲမှာတော့အရင်လိုမဟုတ်တော့ပဲပုံမူရှင်သေးပြီးကြံတန်းသောခန်းစားချက်များကနေရာယူလာခဲ့ပါတယ်။ငါဒီလိုမနေနိုင်ငါပတ်စံရှာရမယ်။ငါ့ကိုဒီလိုလုပ်တဲ့သူတွေကိုငါပြန်လဲစားချေရမယ်။နီလာရဲ့ရေရော့တန်ကိုဒေါ်မီချိုကကြားသွားပါတယ်။ဒေါ်မီချိုကသူမရဲ့အိတ်ထဲကဖေးချက်အချွတ်ကိုထုတ်ကစားနေရှင်းကနေသမီးကိုကြည့်လိုက်တယ်။နီလာနင်အဲ့ဒီလိုတွေးတာမှန်နေသိလား။ငါတို့မှာအလှရှိတယ်။ဒါကငါတို့ရဲ့လက်နဲ့ပဲ။နေခဏနားလိုက်အောင်မနေ့ကကြာရင်ငါကိုဘတင်စီကိုဖုန်းဆက်လိုက်မယ်။ तू ကငါတို့ကိုပြစ်ထားမှာမဟုတ်ဘူး။ငါတို့မှာသူ့အတွက်အကျိုးမြတ်တွေအများကြီးရှိနေသေးရပဲ။ဒေါ်မီချိုရဲ့စကားမှာဂယုဏတရားဟုသည်အစာအနာများပင်ပါဝင်မနေခဲ့ပါ။သူမကသူမရဲ့သမီးကိုကုန်ပစ္စည်းတစ်ခုကဲ့သို့သာမြင်နေပါတယ်။နီလာကလည်းမိခင်ဖြစ်သူရဲ့စကားကိုငြင်းဆန်ခြင်းမရှိတော့ပါ။သူမရဲ့သွေးထဲမှာပါလာတဲ့တင်နာရှမန်းနဲ့လောဘကသူမကိုပုံမနဲ့ဆိုင်သောအမောင်တူလေးကိုခေါ်ဆောင်သွားရန်အစင်သက်ဖြစ်နေခဲ့လေပြီ။ရိုင်းနေကြပြီးနောက်ဒေါ်မီချိုကကိုဘတင်နဲ့ပြန်လေကဆက်သွယ်နိုင်ခဲ့တယ်။ကိုဘတင်ကသူတို့သားမရဲ့အခြေအနေကိုသိရှိသွားတဲ့အခါလှောင်ပြုံတစ်ခုကိုပြောင်းလိုက်တယ်။သူကနီလာကိုအရင်ကထက်ပုံမဈေးကြီးသောနေရာများကိုပို့ဆောင်ရန်စီစဉ်ခဲ့တယ်။သို့တော့နီလာရဲ့စိတ်ထဲမှာတော့တစ်ခုခုပြောင်းလဲနေပါတယ်။သူမကအမျိုးသားများကိုပြုစုယူရခြင်းထက်
သူတို့စီကနေငွေကိုဘယ်လိုနည်းမျိုးနဲ့ရယူရမလဲဆိုတာကိုပို့ပြီးတော့စဉ်းစားလာတယ်။ဒီနေ့မှာတော့နီလာကမြို့ပြရဲ့ကဖေးဆိုင်တစ်ခုမှာထိုင်နေရင်လူငယ်လေးတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်။ထိုလူငယ်ရဲ့နာမည်မှာအောင်ကျော်ဖြစ်ပြီးသူကရိုသားအေးဆေးသောចောင်းသားတစ်ယောက်ဖြစ်တယ်။အောင်ကျော်ကနီလာရဲ့အလှတရားအောက်မှာချက်ချင်းပင်နေမွန်းသွားပါတယ်။နီလာကအောင်ကျော်ရဲ့ရိုသားမှုကိုမြင်လိုက်ရတဲ့အခါသူမရဲ့စိတ်ထဲမှာထူးဆန်းသောစိတ်ကူးတစ်ခုပေါ်လာခဲ့တယ်။ဒီလူငယ်လေးကိုသုံးပြီးငါရဲ့ဘဝအသစ်ကိုစတင်ကောင်းမလား။နီလာကအောင်ကျော်ကိုမြူဆွဲတဲ့ပြုံများနဲ့ချင်းကပ်ခဲ့တယ်။သူမကမိမိကိုမိဘမဲမင်းကလေးတစ်ယောက်လိုဟန်ဆောင်ကအောင်ကျော်ရဲ့တနာမှုကိုရယူခဲ့ပါတယ်။အောင်ကျော်ကနီလာကိုတကယ်ပင်ချစ်မြတ်နိုးသွားတယ်။သူကနီလာကိုလက်ထပ်ဖို့ရန်အထိစိတ်ကူးခဲ့ပါတယ်။နီလာကိုမင်းကိုအရန်ချစ်တယ်။မင်းရဲ့တိတ်မှာဘာတွေပဲရှိနေကိုကယူမဆိုင်ဘူး။ကိုမင်းကိုကောင်းကောင်းထားပါမယ်။အောင်ကျော်ရဲ့စကားကြောင့်နီလာကတခဏမှစိတ်လှုပ်ရှားသွားခဲ့ရတယ်။သူမရဲ့ရင်ထဲမှာပြက်ကွယ်နေတဲ့လူသားဆန်မှုအချို့ပြန်လည်နိုးထလာတဲ့ကဲ့သို့ရရှိလိုက်တယ်။သို့တော့အဲ့ဒီခံစားချက်ကကြာရှည်မခံခဲ့ပါ။ဒေါ်မီချိုကဤကိစ္စကိုသိရှိသွားတဲ့အခါနီလာကိုပြင်းပြင်းထန်ထန်သတိပေးပါတယ်။နီလာနေပါရဲ့ယူထနေရလေ။ဒီเจ้าသားလေးစီမှာဘာရှိလို့လဲ။သူကနေကိုဘလို့ရှာကျွေးနိုင်မှာလဲ။နင်အဲ့ဒီလိုရိုးရိုးသားသားနေနိုင်မေးထင်နေရလား။နင်ကငါသမီးလေ။နင်အသွေးထဲမှာပါလာတဲ့တနာကိုနင်ဘလို့ဖုံးကွယ်မှာလဲ။ဒေါ်မီချိုရဲ့စကားတွေကနီလာရဲ့မျောလင်းချက်မိစလေးကိုရင်းနဲ့လောင်းလိုက်တဲ့ကဲ့သို့ငိမ့်သက်ပြစ်လိုက်တယ်။နီလာကမှန်တယ်မှာမိမိကိုပြန်ကြည့်လိုက်တယ်။သူမရဲ့မျက်ဝန်းများမှာရမန်းရှိများကပြန်လေကနေရာယူလာခဲ့ပါတယ်။သူမကအောင်ကျော်ကိုအတုံးချရန်သာဆုံးဖြတ်လိုက်တယ်။နီလာကအောင်ကျော်ရဲ့အိမ်ကိုလိုက်သွားတယ်။အောင်ကျော်ရဲ့မိဘများမှာချမ်းသာကြွယ်ဝသူများဖြစ်ကြတယ်။နီလာကထိုအိမ်မှာရှိတဲ့အဖိုးတန်ပစ္စည်းတွေကိုမြင်လိုက်ရတဲ့အခါသူမရဲ့လောဘစိတ်ကထိမ့်မရအောင်ဖြစ်သွားပါတယ်။သူမကအောင်ကျော်ကိုမြူဆွေကအိမ်ရဲ့လုံခြုံရေးအခြေအနေများကိုစုံစမ်းခဲ့တယ်။တညမှာတော့နီလာကဒေါ်မီချိုနဲ့တိုင်ပင်ကအောင်ကျော်ရဲ့အိမ်ကငွေနဲ့ရတနာများကိုခိုးယူရန်စီစဉ်ခဲ့ပါတယ်။ဒေါ်မီချိုကသူမရဲ့လူမအပေါင်းဖော်ချုပ်ကိုခေါ်ကအောင်ကျော်ရဲ့အိမ်ကိုဝင်ရောက်ကလူရဲခဲ့ကြတယ်။အောင်ကျော်ကနီလာကိုကာကွယ်ရန်စ조사တော်လဲနီလာကသူ့ကိုအေးဆက်စွာကြည့်ကလူမိုက်များ၏နောက်ကိုလိုက်သွားပါတယ်။နီလာမင်းဘာလို့ဒီလိုလုပ်ရတာလဲငါမျိုးတကယ်ချစ်ခဲ့တာပါအောင်ကျော်ရဲ့နာကျင်စွာအော်ဟစ်တန်ကိုနီလာကလှေမကြည့်ပဲထွက်ခွာသွားပါတယ်သူမရဲ့လက်ထဲမှာပါလာတဲ့ငွေထုတ်ကိုကြည့်ကသူမကကျဉ်နေနေတယ်သို့တော့သူမရဲ့ရှင်ထဲမှာတော့ဟာလာဟင်းလင်းဖြစ်နေပါတယ်သူမကစစ်မှန်သောမေတ္တာတရားကိုမိမိလက်နဲ့ပင်ဖြည့်ဆည်းပြစ်လိုက်တာဖြစ်တယ်ဒေါ်မီချိုကရရှိလာသောငွေများနဲ့ဖေးဝိုင်းကိုချက်ချင်းပြေးသွားခဲ့ပြန်တယ်သူမကအရှင်ကထက်ပူမိုကြီးမားတဲ့လောင်ကစားများမှာပါဝင်လာခဲ့တယ်။သို့တော့ကန်တရားကသူမဘက်မှာရှိမနေတော့ပါ။သူမကရသမျှငွေအလုံးကိုတညတည်းနဲ့ရှုံးနှိမ်သွားတယ်။နီလာကလည်းသူမရဲ့အခန်းထဲမှာတယောက်တည်းရှိနေစဉ်ထူဆန်းသောအထီးကျန်မှုကိုခံစားနေရတယ်။သူမကအောင်ကျော်ရဲ့မျက်နှာကိုပြန်လေကမြင်ရောက်လာတယ်။သူမရဲ့ဘဝကတဖြည်းဖြည်းနဲ့ပုံမိုးနဲ့ဆိုင်သောငရင်းတော်တွေကိုကြောက်ဆင်းနေပြီဖြစ်ကြောင်းသူမသိလိုက်ရတယ်။သို့တော့သူမကပြန်လိရန်မကြိုးစားတော့ပါ။ဥတာလာကတော့ထိုသတင်းကိုကြားရတဲ့အခါခေါင်းကိုတရန်ရန်လုံနေပါတော့တယ်။အော်တဏယမတ်ဆိုတာမီးလိုပဲ။အနာကတ်တဲ့သူတိုင်းကိုလောင်ကျွမ်းစေတာပဲ။ဒီကလေးမလေးဟာသူ့အမေထက်တောင်ပိုပြီးတော့ရက်ဆက်လာပါလား။သူတို့ရဲ့အဆုံးသက်ကတော့ဘလို့မှမလှနိုင်တော့ဘူး။အောင်ကျော်တို့အိမ်ကိုဓမြတိုက်သလိုလူရဲ့ပြီးနောက်ရရှိလာသည့်ငွေထုတ်ကြီးကဒေါ်မီချိုအတွက်တော့နဲ့သူတာကဲ့သို့ဖြစ်နေပါတယ်။သူမကထုံငွေများကိုမြင်လိုက်ရတဲ့ခဏမှာပင်သူမရဲ့သမီးနီလာအပေါ်ထားရှိထားတဲ့အနည်းငယ်သောကိုချင်းစာစိတ်တို့မှာလုံးဝကွေပြောက်သွားတယ်။ဒေါ်မီချိုကငွေထုတ်ကိုပိုက်ကမြို့စွန်ကတေးကိုကန်အခန်းချင်းလေးအတွင်းမှာပင်ဖေးချက်များကိုဖြန့်ခင်းလိုက်တယ်။သူမရဲ့မျက်လုံးများမှာအရှူတယောက်ကဲ့သို့တောက်ပနေပြီးနှာခမ်းကလည်းတွရေရွတ်နေပါတယ်။ဒီတခါတော့ငါ့အပိုင်ပဲအောင်ကျော်တို့အိမ်ကရတဲ့ရွှေတွေကိုရောင်းလိုက်ရင်သိန်းရချီရအောင်ပါနီလာနင်ဒီမှာကြီးနေတာတဲ့ငါ့ကိုဖေးဝိုင်းရှာပေးစမ်းပါအောင်ငါလက်တွေရှားနေပြီနီလာကကတင်ချီရင်မှထိုင်က
မှိုက်တွေနေခဲ့တယ်။သူမရဲ့စိတ်ထဲမှာအောင်ကျော်ရဲ့နာကျင်စွာအော်ဟစ်တန်နဲ့သူမကိုကြည့်ခဲ့တဲ့ထိုအဖြစ်ကင်းစင်သောမျက်လုံးများကိုပြန်လေကမြင်အောင်နေမိတယ်။သူမကတနာစိတ်အားကြီးသူဖြစ်တော်လဲလူသားတယောက်အနေနဲ့စစ်မှန်သောမေတ္တာတရားကိုပထမဆုံးအကြိမ်ထိတွေ့ခန်းစားခွင့်ရခဲ့စဉ်ကခန်းစားချက်ကိုမေ့ဖြောက်လို့မရနိုင်အောင်ဖြစ်နေခဲ့ပါတယ်။သို့တော့ထိုခန်းစားချက်ကခဏတာတာဖြစ်တယ်။သူမရဲ့သွေးထဲမှာစီးဆင်းနေသည့်ကိလေသာအစိတ်ရည်များကသူမကိုပြန်လေလွှမ်းမိုးလာခဲ့တယ်။အမေကတော့ငွေရရင်ပြီးတာပဲလား။ကျမကိုအဲ့ဒီလူငယ်လေးကတကယ်ချစ်ခဲ့တာနော်။ကျမသူ့ကိုဒီထက်ပိုပြီးတော့ညှိလို့ရသေးတာကိုအမေကလောဘစွာနဲ့အကုန်ဖြည့်ဆည်းပြစ်လိုက်တာ။နီလာရဲ့စကားမှာအောင်ကျော်ကိုတနာလို့ပြောခြင်းမဟုတ်ပဲပုံမရရှိနိုင်မည်အကျိုးအမြတ်ကိုနှမျောလို့ပြောခြင်းသာဖြစ်တယ်။ဒေါ်မီချိုကဖေးချက်များကိုစပွဲပေါ်ပြစ်တင်လိုက်ကသမီးကိုစူးစူးဝါးဝါကြည့်လိုက်ပါတယ်။နင်ကငါ့ကိုဆရာလာလုပ်နေရလားနီလာ။နင်ကိုဒီလန်တွေရောက်အောင်ဘသူကတင်ပေးရလဲ။ငါပေးမဟုတ်လား။အခုငွေရနေတော့သုံးရမယ်။နောင်တဆိုတာငါတို့လိုလူတွေနဲ့မဆိုင်ကဲအခုစားလေးစမ်းကိုဘတင်လာလိမ့်မယ်ဒီညတော့နေ့ကိုမျိုးတွေကကလပ်တစ်ခုမှာဈေးကွက်တင်ရမယ်နီလာကဘာမှပြန်မပြောဘဲအဖို့အစားများကိုလေးလေးဝတ်လိုက်တယ်သူမကမှန်တယ်မှာမိမိကိုမိမိကြည့်လိုက်တဲ့အခါနှုတ်ပြုံမှုများအောက်မှာပုံကွင့်နေတဲ့ပင်ပန်းနွမ်းနေမှုအချို့ကိုတွေ့လိုက်ရပါတယ်သူမရဲ့လှတရားကတဖြည်းဖြည်းနဲ့ကြမ်းတမ်းလာခဲ့ပြီဖြစ်တယ်သူမကအနီအောင်ဝတ်ဆောင်တိုလေးကိုဝတ်ဆင်ကနှခမ်းလေးကိုရေးရေးဆိုးလိုက်တယ်။ထိုအချိန်မှာအခန်းတကားကိုတစုံတစ်ယောက်ကခောက်လိုက်တယ်။ဝေလာလေးသူကကိုဘတင်ဖြစ်တယ်။ကိုဘတင်ရဲ့မျက်နှာမှာရကင်းကားထက်ပုံမတင်းမာနေပြီးအလောတကြီးပုံစံမျိုးဖြစ်နေပါတယ်။မိချိုနီလာနင်တို့ဘာတွေလှုပ်လိုက်တာလဲ။အောင်ကျော်ရင်ကကိစ္စကရေးတိုင်ထားပြီဟာ။အခုရေးတွေကနင်တို့ကိုလိုက်ရှာနေပြီ။နင်တို့ဒီမှာဆက်နေလို့မဖြစ်တော့ဘူး။ဒေါ်မိချိုကထိုင်ရာကနေဝန်ခနေထားရလိုက်တယ်။သူမရဲ့မျက်နှာမှာသွေးဆုပ်ဖြူရော်သွားပါတယ်။ဘာရေးတိုင်နေဟုတ်လား။အဲ့ဒီကောင်လေးကငါ့သမီးကိုချစ်နေရမှာဟုတ်လား။ဘလို့ဖြစ်လို့ရေးတိုင်ရတာလဲ။ချစ်တာကတပိုင်းလိမ်မိချို။နင်တို့လောက်တာကဓမြတိုက်တာထက်ပိုဆိုးနေရကိုကေအခုချက်ချင်းကနေလိုက်ခဲ့။ငါနင်တို့ကိုမြို့ပြင်ကခြံတစ်ခုမှာသွားပုံခိုင်းမယ်။ဒီပမေအဲ့ဒီနေရာမှာနေရင်တော့အလုပ်ကိုပို့ပြီးကြိုးကြိုးဆာဆာလုပ်ရလိမ့်မယ်။ကိုဘတင်ရဲ့စကားအဆုံးမှာနီလာနဲ့ဒေါ်မိချိုတို့ကအထုပ်ပိုးများကိုဆွေးကညအမောင်ထဲမှာထွက်ပြေးခဲ့ရပြန်တယ်။သူတို့ရဲ့ဘဝကတဏှာရှမန်းနောက်ကိုလိုက်ရင်တရားဥပဒေရဲ့လက်လံကလွတ်မြောက်ရန်အတွက်ကြွများကဲ့သို့ပုံရှောင်နေရသည့်ဘဝကိုရောက်ရှိသွားတာဖြစ်တယ်။ကိုဘတင်ခေါ်ဆောင်သွားတဲ့ခြံကြီးမှာမြို့နယ်အလှမ်းဝေးလာသောတောဆန်နာကခြံကြီးတစ်ခုဖြစ်တယ်။ထိုခြံဝဲတွင်မှရှိတဲ့အဆောက်အဦအိုကြီးတစ်ခုရှိပြီးထိုနေရာကမြေအောင်လောင်းကစားဝိုင်းနဲ့အပျော်ပါးနေမြေတစ်ခုဖြစ်နေခဲ့တာပါ။ခြံတီးကိုရောက်ရှိသွားတဲ့အခါနီလာကထူဆန်းသောအငွေ့အသက်များကိုခန်းစားလိုက်ရတယ်။အမျိုးသားပေါင်းစုံ၏အော်ဟစ်သံများအရန်နဲ့များနဲ့မိမပြတ်များရဲ့ရည်သံများကလေထဲမှာပြန့်လွင့်နေပါတယ်။ဒီနေရာကဥကျော်ဟိန်းပိုင်တဲ့ခြံပဲ။သူကဒီနေပေမှာဩဇာရှိဆောင်လူ။နင်တို့ဒီမှာခိုလုံခွင့်ရတာကံကောင်းနေမှ။ဒီပေမဲ့ဥကျော်ဟင်းကိုတော့စိတ်ကျဉ်နဲ့အောင်လုပ်ပေးရမယ်။ကိုဘတင်ကပြောဆိုကနီလာကိုအခန်းတစ်ခုတည်းကိုခေါ်ဆောင်သွားခဲ့တယ်။ထိုအခန်းထဲမှာအသက်60ခန်းရှိပြီဖြစ်တဲ့လူကြီးတစ်ယောက်ထိုင်နေတယ်။သူ့ရဲ့ခန္ဓာကိုယ်မှာဖောင်းကားနေပြီးမျက်လုံးများမှာနီမြန်းနေပါတယ်။သူကနီလာကိုမြင်လိုက်ရတဲ့ခဏမှာပင်ရှောင်းတဲ့နှခမ်းကိုတက်တင်လိုက်တယ်။ဒါလားကိုဘတင်ပြောနေတဲ့နီလာဆိုတာကြည့်ရတာကတော့တော်တော်လေးအတွေ့အကြုံရှိမဲ့ပုံပဲ။ဦးကျော်ဟင်းရဲ့လေတံမှာရိုင်းဆိုင်လာတယ်။နီလာကထူလူကြီးကိုကြည့်ကရွှန်ရှာစိတ်ဖြစ်ပေါ်လာတော့လေ။သူမရဲ့လက်ရှိအခြေအနေအရပြန်လေကမြူဆွေအောင်မှဖြစ်တယ်။သူမကဦးကျော်ဟင်းရဲ့အနားကိုတိုးသွားကသူ့ရဲ့ပခုံးကိုဖြင်းချင်းစွာဆွေးကလိုက်တယ်။ဦးကလည်းနီလာကရိုးရိုးလေးပါ။ဦးစိတ်ကျဉ်နေအောင်တော့နီလာစူးစမ်းပေးမှာပေါ့။ဦးကျော်ဟင်းကနီလာကိုဆွေးဖက်လိုက်ကသူမရဲ့ကိုယ်ပေါ်ကအဝတ်အစားတွေကိုအကြံပဒံဆွေးဖြစ်လိုက်ပါတယ်။နီလာကနာကျင်သွားတော့လေထိုနာကျင်မှုကြားမှာသူမရဲ့ဗီဇာအရာဖြစ်တဲ့တဏှာတာယာမှုကပြန်လေကနိုးထလာတယ်။သူမကငေစဉ်ကခွေကြီးနဲ့ကစားကြီးစဉ်ကခန်းစားခဲ့ရတော့ထိုရိုင်းဆိုင်သည့်အထီးတွေ့မျိုးကိုဦးကျော်ဟင်းထံကရရှိနေပါတယ်။သူမရဲ့စိတ်ကလူသားတယောက်ရဲ့အသီးစိတ်ကကင်းလို့ကဒ
တရိษံတကောင်ကဲ့သို့ဖြစ်သွားပါတယ်။တဖန်မှလေဒေါ်မီချိုကမြင်အောင်ဖေဝိုင်းအတွင်းကိုဝင်ရောက်သွားတယ်။သူမကအောင်ကျော်တို့အိမ်ကခိုးယူလာသည့်ငွေအချို့ကိုတောင်းကပြန်လေကစားနေပါတယ်။သို့တော့ထိုနေရာမှာရှိတဲ့လူများမှာတာမန်ဖေးသမားများမဟုတ်ပါ။သူတို့ကညစ်ပတ်တဲ့နီလန်းမျိုးစုံနဲ့ဒေါ်မီချိုရဲ့ငွေတွေကိုဖြုတ်ယူနေတာဖြစ်တယ်။မိချိုနင့်မှာငွေကုန်သွားပြီလားဒါဆိုရင်တော့နင့်သမီးကိုဒီဝိုင်းမှာအာမခံထားပြီးတော့ကစားမလားဖေးသမားတယောက်ရဲ့စကားကြောင့်ဒေါ်မီချိုကတုံဆိုင်သွားတယ်သို့တော့ဖေးရှုံးနာရဲ့ဒေါ်သားနဲ့လောဘကသူမကိုလွှမ်းမိုးသွားလိမ့်ပြီကောင်းပြီလေနီလာကိုအာမခံထားမယ်ငါဒီပွဲတော့မရှုံးစေရအောင်မိခင်ရဲ့တယောက်ကမိမိရဲ့သမီးကိုဖေးဝိုင်းမှာအပေါင်ပစ္စည်းတစ်ခုကဲ့သို့အသုံးပြုလိုက်တာဖြစ်တယ်ဤဒီမှာတဏှာနဲ့လောဘကြောင့်လူစိတ်ဓာတ်များမြင်းများအထိပျက်စီးသွားနိုင်သည်ကိုပြသနေတာပါနီလာကဥကျော်ဟင်းရဲ့အခန်းထဲမှာအနှိမ့်ဆက်ခံနေရစဉ်သူမရဲ့မိခင်ကတော့သူမကိုနောက်ထပ်မျိုးသားများရဲ့လက်ထဲကိုထိုးအပ်ရန်ပြင်ဆင်နေခဲ့ပါတယ်ညင်းနဲ့လာတာနဲ့အမျှခြံကြီးအတွင်းမှာရှိတဲ့ရမန်စောများကပုံမူပြင်းထန်လာတယ်နီလာကဥကျော်ဟင်းရဲ့အခန်းထဲကနေထွက်လာတဲ့အခါတကောလုံးနာကျင်ကြိုက်ခင်းနေပြီးစိတ်ဓာတ်များလည်းပြိုလေးနေပါတယ်သူမကအမေဖြစ်သူထံကိုသွားကအာကိုတကြီးရှာဖွေခဲ့တော်လဲတွေ့လိုက်ရသည်မှာဖေးဝိုင်းမှာရန်ဖြစ်နေတဲ့ဒေါ်မီချိုကိုသာတွေ့လိုက်ရပါတယ်အမေကျမတို့တော့ပင်ပန်းနေပြီကျမတို့ဒီကနေထွက်သွားကြရအောင်လားနီလာကငိုတန်ပါပါနဲ့ပြောလိုက်တော့လဲဒေါ်မီချိုကတော့သမီးကိုလှည့်ပင်မကြည့်နေရလေအခုမှဖေးဝိုင်းကကောင်းနေရကိုပြီးတော့ငါနင့်ကိုအပေါင်ထားပြီးတော့ကစားထားတာနင်ဒီကနေထွက်သွားလို့မရအောင်နင့်ကိုဒီဝိုင်းကလူတွေကအလှေကြာစောင့်နေကြတာဒေါ်မီချိုရဲ့စကားကြောင့်နီလာကကပောက်ပြတ်တယ်လို့ခံစားလိုက်ရပါတယ်။သူမရဲ့ဘဝကိုဖျက်ဆီးနေသူမှာအခြားသူမဟုတ်ပဲ။သူမကိုမွေးထုတ်ခဲ့တဲ့မိခင်ရှင်ဖြစ်နေတာကြောင့်ပါ။ထိုညမှာနီလာကအမျိုးသားများစွာရဲ့လက်ထဲမှာကစားစရာတစ်ခုကဲ့သို့ဖြစ်ခဲ့ရတယ်။သူမရဲ့ခန္ဓာကိုယ်ကနာကျင်မှုများနဲ့ပြည့်နှက်နေတော့လေ။သူမရဲ့စိတ်ကအေးဆက်မာကျောသွားတယ်။သူမကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။သူမကဒီနေရာကနေလွတ်မြောက်အောင်ပြေးရမယ်။သူမဟုတ်လေသူမကဒီနေရာမှာပဲအသက်ပြောက်သွားနိုင်သည်ကိုသူမသိလိုက်ရတယ်။ဥတာလာကရက်ွက်အတင်းမှာထိုးသားမီးရဲ့သတင်းကိုမကြားရတော့သဖြင့်စိတ်အေးနေခဲ့တော်လဲသူ့ရဲ့စိတ်ထဲမှာတော့တခုခုမှားယွင်းနေသည်ကိုခံစားနေရတယ်။သူကဖျားစင်ရှင်းမထိုင်ကပတိစိတ်ရင်နဲ့ရေရော့နေပါတယ်။အော်ဝတ်ဆိုတာလေးတတ်တယ်။မိချိုတို့သားမိတွေဘေးစီဘေးဝေရောက်နေကြပြီလည်းမသိဘူး။တနာနောဆိုတာနေလေလေရုံရခက်လေလေပဲသူတို့တီတရားရတဲ့အချိန်မှာတော့အရာအလုံးကနောက်ကျနေလိမ့်မယ်ထင်တယ်နီလာကအမောင်ထဲမှာထွက်ပေါက်ကိုရှာဖွေနေခဲ့တယ်သူမရဲ့မျက်ဝန်းများမှာရခင်ကရမက်ရိတ်များအစားအသက်ရှင်လို့သည်အင်အားများကအစားထိုးဝင်ရောက်လာတယ်သို့တော့သူမရဲ့နောက်ွယ်မှာတော့ဥကျော်ဟင်းရဲ့လူများနဲ့သူမရဲ့မိခင်ဤလောဘစောများကတကောက်ကောက်လိုက်ပါနေခဲ့ပါတယ်လူဘဝရဲ့အနေထားရုံများကိုဤအခန်းများမှာကွင်ကွင်ကွက်ကွက်မြည်တွေ့နိုင်မှာဖြစ်တယ်။တနာရမန်းနဲ့လောဘကလူသားတို့ရဲ့တိတ်ခါကိုမြင်းများအထိနှိမ့်ကျစေသည်ကိုတတိပြုဆင်ခြင်နိုင်ရန်ဆက်လက်ပြီးတော့တင်ဆက်သွားပါအောင်မေ။ချန်ကြီးအတွင်းမှာရှိတဲ့စူညံတန်များကြားမှာနီလာရဲ့စိတ်ဝိညာဉ်ကအဆဆပြက်ပြက်ဖြစ်နေခဲ့ကြပြီးဥကျော်ဟင်းရဲ့တရိษံဆန်းသောအပြုမူများအောက်မှာခန္ဓာကိုယ်တစ်ခုလုံးနာကျင်ကြိုက်ခင်းနေတော့လေသူမရဲ့ရှင်ထဲမှာအဆိုပါဆုံးခံစားလိုက်ရတဲ့နာကျင်မှုမှာသူမရဲ့မိခင်ရှင်ဖြစ်သူကသူမကိုဖေးဝိုင်းမှာအပေါင်ပစ္စည်းတစ်ခုကဲ့သို့ထိုးအပ်လိုက်တာဖြစ်တယ်။နီလာကအခန်းတောင်မှာရှိတဲ့မှန်တင်ခုံအစုပ်လေးပေါ်မှာတင်ထားတဲ့ရေခွက်ကိုယူကအငမ်းမရတောက်လိုက်တယ်။မှန်တင်းမှာမြင်နေရတဲ့မိမိရဲ့ပုံစံမှာလူနဲ့ပင်မတူတော့ပဲခြောက်ချားဖွေရာကောင်းနေပါတယ်။အခန်းပြင်ကဒေါ်မီချိုရဲ့ရည်တန်းစုစုကိုကြားလိုက်ရတဲ့အခါနီလာရဲ့လက်သီးများမှာကြစ်ကြစ်ပါအောင်ဆုပ်သွားခဲ့တယ်။သူမကအခန်းတကားကိုတာယာဟကအပြင်ကိုချောင်းကြည့်လိုက်တယ်။ဖေးဝိုင်းမှာအရှိန်တက်နေစေဖြစ်တယ်။ဒေါ်မီချိုကဖေးချက်များကိုကိုင်းကမျက်နှာမှာလောဘအစောများလွှမ်းမိုးနေပြီးသူမရဲ့ဘေးမှာတော့ဥကျော်ဟင်းရဲ့လူမရဲ့အချုပ်ကနီလာကိုအလှေးကြစောင်းဆိုင်နေတည်းလားရမက်မျက်လုံးများနဲ့ကြည့်နေကြတယ်။နီလာကဒီနေရာမှာဆက်ပြီးရှိနေပါကသူမရဲ့အသက်မှာမနှက်ဖန်အထိခံလိုက်မှာမဟုတ်ကြောင်းကောင်းကောင်းသိလိုက်ပါတယ်။
နီလာကအခန်းထဲကိုပြန်ဝင်ကအဝတ်အစားများကိုခက်မြန်မြန်လေးလိုက်တယ်။သူမမှပါလာတဲ့လက်ဝဲတနာအနည်းငယ်ကိုအတွင်းကန်ထဲကိုဝှက်ထည့်လိုက်ပြီးပတင်းပေါက်စီကိုတိုးသွားလိုက်တယ်။ပတင်းပေါက်မှာတစ်သားတကားချက်များနဲ့ပိတ်ထားတော်လဲဟောင်းနှွမ်းနေသဖြင့်အသားအရတွန်းယုံနဲ့ပွင့်သွားတာပါ။အောင်မှာတော့ချန်ကြီးရဲ့နောက်ဘက်ကတောအုပ်ငယ်တစ်ခုရှိနေတယ်။ညင်းနေနေတာကြောင့်အမောင်ထုကကြီးဆိုးနေပြီးပစည်းရှင်ခွဲအော်တန်များကောက်လေးပြီးတော့တိတ်ဆိတ်နေတယ်။နီလာကအသက်ကိုပြင်းပြင်းရှူကပတင်းပေါက်ကတဆင်အောက်ကိုခုန်ချလိုက်တယ်။မြေပြင်ပေါ်ကိုရောက်တဲ့အခါခြေထောက်မှာအနည်းငယ်နာကျင်သွားတော့လေသူမကဂယုမဆိုင်နိုင်ပဲအမောင်လေးကိုအတင်းပြေးဝင်သွားတယ်။တော်လန်အတိုင်းပြေးလွှားနေစဉ်စုများကသူမရဲ့ခြေထောက်နဲ့လက်များကိုချိမိနေတော့လေနီလာအတွက်တော့ထိုနာကျင်မှုမှာသူမရဲ့အမေပေးတဲ့နာကျင်မှုလောက်မပြင်းထန်ခဲ့ပါ။သူမကနောက်ကိုလှည့်မကြည့်ပဲအဝေးကိုသာပြေးနေပါတယ်။တစ်ဖက်မှာတော့ဖေးဝိုင်းမှာဒေါ်မီချိုကနောက်ဆုံးပွေးကိုထပ်မံရှုံးနေသွားခဲ့ပြန်တယ်။သူမကမျက်နှာပြတ်သွားကအနားမှာရှိတဲ့လူမိုက်တွေကိုကြည့်လိုက်တယ်။မိချိုနေရှုံးပြီ။ကဲနေ့သမီးကိုခေါ်ခဲ့လိုက်တော့ငါတို့လူတွေကစောင့်နေတာကြပြီ။လူမိုက်ကောင်းဆောင်ရဲ့စကားကြောင့်ဒေါ်မီချိုကချွေးပြန့်သွားတယ်။သူမကနီလာခန်းထဲကိုအပြေးလွှာဝင်သွားတော့လေတွေးလိုက်ရတာကဟောင်းလောင်းပွင့်နေတော့ပတင်းပေါင်းနဲ့ဗလာကျင်းနေတော့အခန်းကိုသာဖြစ်တယ်။ဒေါ်မီချိုကဒူးများတုံရင်သွားကအော်ဟစ်လိုက်တယ်။နီလာဒီကောင်းမလေးဘယ်ကိုထွက်ပြေးသွားတာလဲ။ကြေကြပါဦးငါသမီးထွက်ပြေးသွားပြီ။ဦးကျော်ဟန်ရဲ့လူများကချက်ချင်းပင်ချမ်းဝင်းအတွင်းကိုပြန်နှံကရှာဖွေကြလေတယ်။ဒေါ်မီချိုမှာတော့သူမရဲ့အမှားများအတွက်နောင်တရခြင်းတန်းသူမရဲ့ဖေးကျွေးများကိုဘလို့ဆက်ရမလဲလို့တွေးတော့ကကြောက်လန့်နေတယ်။ဤဒီမှာတနာနဲ့လောဘရဲ့နောက်ဆုံးအကျိုးဆက်ပင်ဖြစ်တယ်။သွေးသားရင်ချက်ကိုပင်ငွေနဲ့လေးလေးဝန်းနဲ့မိခင်တယောက်ရဲ့ညီကုန်းမှာတော့အလွန်ပင်ရင်လေးဖွေရာကောင်းလာတယ်။နီလာကတော်လန်အတိုင်းပြင်းပြင်းနဲ့ကားလမ်းမကြီးတစ်ခုပေါ်ကိုရောက်ရှိလာတယ်။သူမကလမ်းဘေးမှာပုံအောင်နေရင်မြို့တမ်းမေကားတစ်စီးရလာကိုစောင့်နေခဲ့တယ်။သူမရဲ့စိတ်ထဲမှာတော့အခုချိန်ကစပြီးဘသူကမှမယုံကြည်တော့ရန်ဆုံးဖြတ်လိုက်တယ်။သူမရဲ့လှတရားကသူမကိုဖျက်ဆီးခဲ့တယ်လို့ထိုအလားတရားကိုပင်အတုံးချကသူမကပြန်လေရုံထွက်မိလို့ကြုံဝါနေခဲ့ပါတယ်။မိုးလင်းကနေအချိန်မှာနီလာကကုန်တင်ကားတစ်စီးကိုတားကမြို့လေးကိုလိုက်ပါလာတယ်။ကားဆရာမအသက်ခက်ကြီးလူတစ်ယောက်ဖြစ်ပြီးနီလာရဲ့ပုံစံကိုကြည့်ကတနာတဲ့အောင်ရှိတော့လေနီလာကတော့ထူလူရဲ့မျက်လုံးထဲကရမက်ရဲ့အချွတ်ကိုသတိပြုမိတယ်။သူမကကားဆရာရဲ့နားကိုတိုးထိုင်ကသူမရဲ့ဇလန်းကိုလှုပ်ကြံပြောဆိုပါတယ်။ဥရဲ့သမီးကိုကေးပါဦး။သမီးကိုတရားဓမ္မလက်ထပ်ခိုင်းလို့ထွက်ပြေးလာတာပါ။သမီးမှာဘာမှမရှိတော့ပါဘူး။နီလာရဲ့ညင်းညူတန်ကြောင့်ကားဆရာကစိတ်မရှိသလိုနဲ့နီလာကိုငွေရချိုကမ်းပေးလိုက်တယ်။နီလာကထုံငွေကိုယူကမျိုးလေကောင်မှရှိတဲ့လူစီကတော့နေရာတစ်ခုမှာစင်းကြံရည်တယ်။မြို့ပြရဲ့မီးအောင်ဆောင်များကြားမှာနီလာကသစိန်တယောက်ကဲ့သို့ဖြစ်နေတော့လေသူမရဲ့စိတ်ထဲမှာတော့အစီအစဉ်များကအစင်သေးရှိနေပြီဖြစ်တယ်။သူမကအရင်ဆုံးအလှပြင်ဆိုင်တစ်ခုကိုဝင်လိုက်ကသူမရဲ့ပုံစံကိုပြောင်းလဲလိုက်တယ်။စုပ်ပြင်းနေတဲ့အဝတ်အစားများအစားခိမိတော့ဝတ်စုံတစ်စုံကိုဝေလိုက်တဲ့အခါနီလာကရခင်ကအထက်ပင်ပုံမလှပသွားတယ်။သူမကမြို့တွေကနေမေးကြည့်တဲ့ကလပ်တစ်ခုကိုတွားရောက်ရန်ဆုံးဖြတ်လိုက်တယ်။ထိုနေရာကချမ်းသာသောတထေသားများစီးပွားရေးလုပ်ငန်းရှင်များစုဝေးရနေရာဖြစ်တာကြောင့်သူမအတွက်သားကောက်ရှာရန်အကောင်းဆုံးနေရာဖြစ်တယ်။ညရောက်တဲ့အခါနီလာကကလပ်ရီတောင်းတဲ့နေရာမှာထိုင်ကဝိုင်းတစ်ခွက်ကိုအသားအရတောင်းနေတယ်။သူမရဲ့အလားတရားကကလပ်အတွင်းရှိအမျိုးသားတိုင်းရဲ့အာယုံကိုဖန်ဆားနေခဲ့တယ်။ညမကြမီမှာပင်အသက်30လောက်ရှိမဲ့လူငယ်တစ်ယောက်ကနီလာအနာကိုတိုးကပ်လာတယ်။သူ့ရဲ့နာမည်မှာရေးရင်ဖြစ်ပြီးသူကနာမည်ကြီးကုမ္ပဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်တယ်။တယောက်တည်းလားဒီလောက်လာတဲ့မိန်းကလေးကိုဘသူကများပြစ်ထားရတာလဲ။ရေးရင်ရဲ့စကားကြောင့်နီလာကဖိတ်ခေါ်တဲ့ပြုံးနဲ့ကြည့်လိုက်ပါတယ်။နီလာကတယောက်တည်းနေရတာကျင့်သာရနေပါပြီ။ဒါပေမဲ့ဒီညတော့အဖော်လုံးနေတာအမှန်ပဲ။သူတို့နှစ်ယောက်ကစကားများပြောဆိုရင်ရင်းနှီးသွားကြတယ်။နီလာကသူမရဲ့ဗီဇာအတိုင်းအမျိုးသားများကိုဘလို့မြူဆွေရမှာကိုကောင်းကောင်းသိရှိနေတာကြောင့်ရေရင်ကသူမရဲ့ညှို့ယူမှုအောက်မှာခဏချင်းမှပင်နေမွန်းသွားခဲ့ရတယ်။နီလာကရေရင်ထံကရရှိမိစီးစိမ်များကိုတွေးကကျင်းနေနေတော့လေ
သူမရဲ့ရှင်ထဲမှာတော့အမြဲတမ်းပူလောင်နေသည့်တနာမီကငြိမ်သက်လို့မရနိုင်အောင်ရှိနေစေဖြစ်ပါတယ်။တစ်ဖက်မှာတော့ဦးကျော်ဟင်းရဲ့ခြံထဲမှာကျန်ရစ်ခဲ့တဲ့ဒေါ်မီချိုမှာငရေကြခံရပြီဖြစ်တယ်။နီလာထွက်ပြေးသွားတာကြောင့်သူမရဲ့ဖေးကျွေးများအတွက်ဦးကျော်ဟင်းကဒေါ်မီချိုကိုပင်အတင်းအဓမ္မခိုင်းစေနေခဲ့တယ်။ဒေါ်မီချိုကအသက်အရွယ်ကြီးကမှအခုလိုမျိုးအောက်တန်းကြတဲ့အလုံများကိုလုပ်ကိုင်နေရတာကြောင့်သူမရဲ့ဘဝမှာပျက်စီးခြင်းနှိကုံကိုရောက်ရှိနေခဲ့တယ်။သူမကထောင်ထဲကထွက်လာချိန်မှာကောင်းကောင်းမွန်မွန်နေထိုင်ရန်ကြိုးစားခဲ့ပါကဤကဲ့သို့ဖြစ်လိုက်မှာမဟုတ်ပါ။ဦးသားလာကရက်ွက်ထဲမှာထိုသားမီးရဲ့တဲ့ကိုမကြားရတော့သဖြင့်စိတ်အေးနေခဲ့တော်လဲသူရဲ့စိတ်ထဲမှာတော့တန်ဝေကတရားများကစိုးမိုးနေစေဖြစ်တယ်။သူကနေ့စဉ်ဖျားဖို့ပြုရင်ရေရော့နေမိတယ်။အော်တနာရမဲ့ဆိုတာလူကိုအယူလောက်တတ်ပါလားအလားတရားကိုလမ်းထဲလုပ်ပြီးသူတစ်ပါးကိုဖျက်ဆီးရင်ကိုလည်းဖျက်ဆီးနေကြတာနီလာဆိုတဲ့ကလေးမလေးကတော့သူ့အမေထက်တောင်ပိုပြီးဆိုးရွားတဲ့လမ်းကိုရွေးချယ်သွားပြီထင်တယ်နီလာကရေရင်နဲ့အတူကလပ်ကထွက်လာခဲ့တယ်သူမကရေရင်ဤကားကောင်းစားကြီးပေါ်မှာထိုင်ရင်မြို့ပြဤညအလှကိုကြည့်နေခဲ့တယ်သူမရဲ့မျက်ဝန်းများမှာရခင်ကကဲ့သို့ကြောက်ရွံ့မှုများမရှိတော့ပေရေတင်သောရက်ဆက်သောအယောင်ဝါများကတောက်ပနေတယ်။သူမကလူဘဝမှာအောင်မြင်မှုဟူသည်ငွေနဲ့အာဏာသာဖြစ်ကြောင်းထိုအရာများကိုရရှိရန်အတွက်သူမရဲ့ခန္ဓာကိုယ်ကိုခူတုံးလုပ်ရန်အမြဲတမ်းအစဉ်သင့်ရှိနေသူပါ။မြို့ပြရဲ့ညအလားကရေရင်ဤစင်ခံကားအကောင်းစားကြီးပေါ်ကကြည့်လျင်ပုံမတောက်ပနေတကယ်လို့ရှိတယ်။ကာအတွင်ပိုင်းကတင်းပြန့်သောရင်ပွေးနဲ့အေးမြသောလေးအေးပေးဆက်အငွေ့တန်များကနီလာကိုမိန်မောစေတယ်။သူမကဝမ်ခွက်ကိုတာယာကိုင်းရင်ဘေးမှာကားမောင်းနေတဲ့ရေရင်ကိုခိုးကြည့်လိုက်တယ်။ရေရင်ကရုပ်ရည်တန့်ပြန့်ရုံသာမကစီးပွားရေးလောကမှာလည်းနမေရနေသူဖြစ်တာကြောင့်နီလာအတွက်တော့ရွှေတွင်းကြီးတွင်းကိုတွေ့လိုက်ရတယ်လို့ပါ။ရေရင်ကနီလာကိုမြို့လေကောင်မှရှိတဲ့ကိုပိုင်ပင်းဆောက်တိုက်ခန်းစီကိုခေါ်ဆောင်သွားတယ်။တိုက်ခန်းအတွင်းကိုရောက်ရှိသွားတဲ့အချိန်မှာနီလာကအံ့ဩတုန်လှုပ်သွားခဲ့ရတယ်။ခိမိဆန်းသေးလာပါတဲ့အငပြင်းအစင်းများတန်ဖိုးကြီးပရီဘောကများနဲ့မြို့ပြတစ်ခုလုံးကိုစီမိုးကြည့်ရှုနိုင်သည့်မှန်ပတယ်ပေါက်ကြီးများမှာသူမအိမ်မက်ပင်မမတ်ဘူးသောအရာများဖြစ်တယ်။နီလာဒီညအစပဲမင်းဒီမှာပဲနေလို့ရတယ်။မင်းလိုချင်တာမှန်သမျှကိုဖြည့်ဆည်းပေးမယ်။တမမဲတခုတော့ရှိတယ်။မင်းကိုပဲအချိန်ပေးရမယ်နော်။ရှင်ကနီလာခါလေးကိုတိုင်ဖက်ကနားနောက်ကပ်ပြီးတော့တူတူလေးပြောလိုက်တယ်။နီလာကရေရင်ဤရှင်ခွင်သေးကိုတိုးဝင်ကသူမရဲ့ဆွေးဆောင်မှုအပြည့်ရှိတဲ့မျက်ဝန်းများနဲ့မောကြည့်လိုက်တယ်။ကိုကြီးကလည်းနီလာကကိုကြီးတယောက်တည်းအတွက်ပါ။နီလာမှာအာကုစရာဆိုလို့ကိုကြီးပဲရှိရလေ။နီလာကသူမရဲ့ကိလေသာညှိုးကွင်းများကိုအစွမ်းကုန်အသုံးချနေခဲ့တယ်။သူမကရေရင်ကိုယူသွတ်သွားအောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုသိရှိနေတယ်လို့ရေရင်ကလည်းနီလာရဲ့အလားပါနဲ့တနာရမက်ကြားမှာရုံမထွက်နိုင်အောင်ဖြစ်နေခဲ့တယ်။ထိုညမှာနီလာကသူမရဲ့ဘဝမှာအမြင့်ဆုံးသောစီးစိမ်များကိုခန်းစားခဲ့ရတော့လေ။သူမရဲ့စိတ်ထဲမှာတော့အမြဲတမ်းစိုးရိမ်ထိတ်လန့်မှုအချို့ကအချိန်မေးသဖွယ်လိုက်ပါနေပါတယ်။အောင်ကျော်တို့အိမ်ကကိစ္စနဲ့ပတ်သက်ပြီးရေများကလိုက်လံရှောက်ဖွေနေသည်မှာသူမအတွင်းကြီးမားသောချိန်ချောက်မှုတစ်ခုဖြစ်တယ်။ထို့အပြင်သူမရဲ့မိခင်တော်မီချိုကလည်းအချိန်မရွေးပေါ်လာနိုင်ပြီးသူမရဲ့ဘဝကိုဖျက်ဆီးနိုင်သည်ကိုနီလာသိနေပါတယ်။နီလာကစီးစိမ်များကြားမှာပျော်မွေ့နေတော့လေတစ်ပတ်မှာတော့သူမရဲ့တက်ကိုဖုံးကွယ်ရန်အတွက်နီလာမျိုးစုံကိုစဉ်းစားနေရတယ်။ရန်နေကြီးကြာလာတဲ့အခါရေရင်ကနီလာအပေါ်မှာပုံမဆွေးလန်းလာခဲ့တယ်။သူကနီလာအတွက်အဖိုးတဲ့ဒနာများနဲ့ငွေကြေးများကိုရဲရဲရော်ရော်ပေးကမ်းခဲ့တယ်။နီလာကထုံငွေများကိုစုဆောင်းကအရေးကြုံလျင်ထွက်ပြေးနိုင်ရန်ပြင်ဆင်ထားတာပါ။သူမရဲ့တနာစိတ်ကရေရင်အပေါ်မှာသာမကရေရင်ဤလုပ်ငန်းခွင်ကလူငယ်ချို့အပေါ်မှာလည်းစတင်ကူးဆက်လာခဲ့ပြန်တယ်။နီလာကသူမရဲ့ဗီဇအရတနာဆာလောင်မှုကိုတယောက်တည်းတင်မတင်းတိမ်နိုင်ပြီးလှုပ်အပ်သောဆက်ဆံရေးများကိုစတင်ရှာဖွေလာတယ်။ဤဒီမှာနီလာဤပျက်စီးခြင်းလမ်းစားဖြစ်တယ်။သူမကရရှိထားတဲ့ကံကောင်းမှုများကိုတန်ဖိုးမထားဘဲသူမရဲ့တနာစိတ်နောက်ကိုထပ်မံလိုက်ပါသွားခြင်းမှာကြောကွင်းတဲ့ကိုမိမိကိုယ်တိုင်တိုးဝင်နေခြင်းနဲ့တူနေခဲ့လေတော့တယ်။တစ်ဖက်မှာတော့ဦးကျော်ဟင်းရဲ့ခြံဝင်းအတွင်းမှာဒေါ်မီချိုရဲ့ဘဝမှာငရေကြနေပြီဖြစ်တယ်
နီလာထွက်ပြေးသွားတာကြောင့်ဦးကျော်ဟင်းကဒေါသများအလေးလိုက်ထွက်နေတယ်။သူကဒေါ်မိချိုကိုနီးမျိုးစုံနဲ့နှိပ်စက်ရုံသားမကသူမရဲ့တဲ့အရွယ်နဲ့မလိုက်အောင်ပင်အောက်တန်းကျသောအလုံးများကိုခိုင်းစေနေတယ်။မိချိုနင့်သမီးကိုနေပြန်ရှာမပေးနိုင်သေးပြီတော့နင်ဒီမှာပဲတစ်သက်လုံးအကြခံရမယ်။နင့်သမီးကတော့မြို့ထဲမှာတထေးသားတယောက်နဲ့ပျော်နေပြီလို့ငါကြားတယ်။နေရတော့ဒီမှာဝက်လို့ခွေးလို့နေရတာပေါ့။ဦးကျော်ဟင်းရဲ့လောင်ပြုံးတဲ့စကလုံးများမှာဒေါ်မိချိုရဲ့ရှင်ကိုဓာတ်နဲ့မှွှမ်းလိုက်သလိုခန်းစားရစေတယ်။ဒေါ်မိချိုကသူမရဲ့အမှားများကိုပြန်လည်ဆင်ခြင်မိတော့လဲနောင်တဟူသည်အရာမထင်တော့ပါ။သူမကသူမရဲ့သမီးကိုငွေနဲ့လေးလေခဲ့တဲ့အတွက်အခုအခါသူမကိုယ်တိုင်ပြန်လည်ပေးဆက်နေရခြင်းဖြစ်တယ်။ဒေါ်မိချိုရဲ့ကျမ်းမာရေးမှာလည်းတနေ့ထက်တနေ့ဆိုးရွားလာတယ်။သူမကအရှင်ကလိုလှလှပပနေနိုင်သူမဟုတ်တော့ပဲဖယိုဖယင်းနဲ့ဦးမေးရင့်ရော်နေသောမိမကြီးတယောက်အတွင်ကိုပြောင်းလဲသွားတယ်။ညနေလာတဲ့အခါဒေါ်မိချိုကအခန်းကျင်းလေးအတွင်းမှာထိုင်ကငိုကြွေးနေပါတယ်။သူမကခင်မောဖြစ်သူကိုကျော်စွာကိုတတိယမိတယ်။ကိုကျော်စွာကရိုးရိုးသားသားရှာဖွေကျွေးမွေးခဲ့တော်လဲသူမကသာဖေးဝိုင်းတဲ့တနာကြောင့်သူ့ကိုသေတွင်းထဲကိုပို့ခဲ့တာဖြစ်တယ်။အခုအခါသူမရဲ့သမီးနီလာကလည်းသူမရဲ့ခြေရာကိုနင်းကပျက်စီးနေပြီဖြစ်တယ်။အော်ငါ့ဝတ်တွေကဘယ်တော့မှကုန်ပါလေ။ငါသမီးလေးကိုငါကိုယ်တိုင်ဖျက်ဆီးခဲ့တာပဲ။အခုတော့ငါမှဘာမှမရှိတော့ဘူး။ဒေါ်မိချိုကခြံထဲကနေထွက်ပြေးရန်အကြိမ်ကြိမ်ကြိုးစားတော့လဲဦးကျော်ဟင်းရဲ့လူများကအမြဲတမ်းစောင့်ကြည့်နေတာကြောင့်မလွတ်မြောက်ခဲ့ပါ။သူမကမျောလင်းချမ်းမြေစွာနဲ့နေ့ရက်များကိုကုံဆုံးနေရတယ်။မြို့ထဲမှာတော့နီလာရဲ့ဘဝမှာလည်းပြဿနာများနဲ့ရင်ဆိုင်လာရပြီဖြစ်တယ်။ရှေရင်ဤဇနီးဟောင်းသို့မဟုတ်ရှေရင်နဲ့ပတ်သက်နေသောမိန်းကလေးအချို့ကနီလာရဲ့အကြောင်းကိုစတင်စုံစမ်းလာခဲ့တယ်။နီလာကရှေရင်ကိုမြူဆွေထားနိုင်တော့လေရှေရင်ဤမိသားစုနဲ့ပုံဝန်းကျင်ကတော့နီလာကိုအလွေတကူလက်ခံမဲ့သူများမဟုတ်ကြပါ။ဒါပြင်အောင်ကျော်တို့အိမ်ကလူရန်မှုအတွက်ရှေးများကနီလာရဲ့တပ်ပုံကိုရရှိသွားခဲ့ပြီးမြို့အနှံလိုက်လံရှောက်ဖွေနေပြီဖြစ်တယ်။ဒီနေ့မှာတော့နီလာကဈေးဝယ်ထွက်နေစဉ်ရေကားတစ်စီးကိုမြင်လိုက်ရတာကြောင့်ထိတ်လန့်တုန်လှုပ်သွားတယ်။သူမကချက်ချင်းပင်အိမ်ကိုပြန်လာကရေရင်ကိုဖုံးဆက်ခဲ့တယ်။သို့တော့ရေရင်မှာအစီအဝေးအရေးကြီးနေသဖြင့်ဖုံးမကင်ပါ။နီလာကတိုက်ခန်းထဲမှာအလော်တကြီးနဲ့သူမရဲ့ငွေနဲ့ရတနာများကိုထုတ်ပိုးနေပါတယ်။သူမကနောက်ထပ်တစ်ကြိမ်ထွက်ပြေးရန်ပြင်ဆင်နေခြင်းဖြစ်ပါတယ်။သို့တော့ဒီတစ်ကြိမ်မှာတော့ကန်တရားကသူမဘက်မှာရှိမနေပါ။တိုက်ခန်းတကားကိုတစုံတစ်ယောက်ကပြင်းထန်စွာခောက်လိုက်တယ်။နီလာကရေများထင်ကကြောင်းတဲ့တကြားနဲ့တကားကိုသွားဖွင့်လိုက်တဲ့အခါတွေ့လိုက်ရသည်မှာရေများမဟုတ်ပဲဦးကျော်ဟင်းဤလူမိုက်များဖြစ်နေတယ်။နီလာနေရဒီမှာလာပြီးတော့စိတ်ခံနေရလား။ဦးကျော်ဟင်းကနင့်ကိုပြန်ခေါ်ခိုင်းလိုက်တယ်။နေရမေလဲငါတို့စီမှာရှိနေတာနင်သိမှာပါ။ကဲလိုက်ခေတော့နီလာကအော်ဟေကရုံးကန်တော့လေလူမိုက်များဤအင်အားကိုမရှင်းနိုင်ပါ။သူမကလူမိုက်များဤဖန်ဆီးခြင်းကိုခံလိုက်ရကဦးကျော်ဟင်းဤခြံလေးကိုပြန်လေခေါ်ဆောင်ခြင်းခံလိုက်ရတယ်။သူမရဲ့စီးစိမ်များမျောလေးချက်များမှာခဏချင်းမှပင်ပြိုလေးသွားခဲ့ရပါတယ်။ဦးကျော်ဟင်းရဲ့ခြံကိုရောက်ရှိသွားတဲ့အခါနီလာကသူမရဲ့မိဒေါ်မိချိုကိုတွေ့လိုက်ရတယ်။သို့တော့သူမတွေ့လိုက်ရတဲ့သူ့အမေမှာအရင်ကအမေမဟုတ်တော့ပဲဖြော့တော့နွမ်းနေသောလူအကြီးတစ်ယောက်သားဖြစ်တယ်။တာမီးနှစ်ယောက်ဆုံတွေ့လိုက်ရတဲ့မြင်ကွင်းမှာဝမ်းနေစရာထက်တန်ဝေးကရစရာကောင်းပါတယ်။အမေဘာလို့ဒီလိုဖြစ်သွားရတာလဲ။နီလာကငိုယိုကမေးလိုက်တော့လေဒေါ်မိချိုကတော့စကားပင်မပြောနိုင်တော့ပင်သမီးကိုကြည့်ကမျက်ရည်များသာစီးကျနေပါတယ်။သူတို့သားမိကတနာနုံလေးမှာနှင့်မွေးရင်းနဲ့နောက်ဆုံးမှာတော့အောက်ခြေမေးတဲ့ဘဝသေးကိုအတူတူကြဆင်းသွားရလိမ့်ပြီ။ဦးသားလာကထိုတဲ့များကိုကြားရတဲ့အခါတပြင်းကိုအချိန်ချင်းချလိုက်မိတယ်။အော်တနာဆိုတာကြောက်စရာကောင်းလိုက်တာ။လူတွေကိုတရိတ်ဆန်တွေထပ်ပို့ပြီးနှိမ့်ကြအောင်လုပ်နိုင်ပါလား။ဒီသားမိတွေရဲ့ဘဝကတော့သူတို့ရဲ့စိုက်ပျိုးခဲ့တဲ့အစိတ်ပင်ရဲ့အသီးအပွင့်တွေကိုသူတို့ကိုယ်တိုင်ပြန်စားနေကြရပြီ။ဇလန်ကတော့အခုမှပုံမပြင်းထန်လာတဲ့အလေပြောင်းများစီကိုဥတည်နေပြီဖြစ်တယ်။နီလာနဲ့ဒေါ်မိချိုတို့ကဦးကျော်ဟင်းရဲ့လက်ထဲကနေလွတ်မြောက်နိုင်ပါအောင်မလား။ရင်းကရောနီလာကိုလိုက်လံကြည့်တရားမလား။တရားဥပဒေရဲ့လက်လှမ်းကရောသူတို့စီကိုဘေးအချိန်မှာရောက်ရှိလာမှာလေ။ဦးကျော်ဟင်းရဲ့ခြံဝင်းအတွင်းမှာရှိတဲ့မောင်မိုက်ဆွတ်တဲ့အခန်းကျင်းလေးအတွင်းမှာနီလာနဲ့ဒေါ်မိချိုတို့တာမီနှစ်ယောက်ကကံကြမ္မာ၏ရက်ဆက်မှုကိုအလူအလေးခံစားနေရပါတယ်။
အခန်းအတွင်းမှာရှိတဲ့လေထုမှာမှုန်နဲ့ဖုံးနဲ့များနဲ့ပြင်းနေပြီးနေရများမှာရေညှိများတက်နေတယ်။အပြင်ဘက်ကတိုက်ခတ်လာတဲ့လေအေးများမှာပတင်းမအုပ်စုပ်လေးကတဆင်အထည်ကိုတိုးဝင်လာကနီလာဤပါလွာသောအဝတ်စားများအောက်ကအသားရည်ကိုစူးနဲ့ထုတ်သလိုနာကျင်စေတယ်။နီလာကအခန်းတောင်မှရှိတဲ့ဝါကက်ဟောင်းတစ်ခုပေါ်မှာဒုနှစ်ဖက်ကိုပိုက်ကထိုင်နေခဲ့ပါတယ်။သူမရဲ့မျက်ဝန်းများမှာရခင်ကကဲ့သို့တောက်ပခြင်းမရှိတော့ပင်အယောင်ဝါကင်းမြင့်နေသောကြောက်ခိနှလုံးကဲ့သို့ဖြစ်နေတယ်။သူမရဲ့ဘေးမှာတော့ဒေါ်မီချိုကအသက်ရှူသံပြင်းပြင်းနဲ့လေးလျောင်းနေတယ်။ဒေါ်မီချိုရဲ့ခန္ဓာကိုယ်မှာအိုမေးရင်ရောင်သာမကဦးကျော်ဟင်ရဲ့လူမျိုး၏နှိပ်စက်မှုကြောင့်တရားတန်ချက်များနဲ့ပြည့်နှက်နေပြီဖြစ်တယ်။အမေတက်တာရဲ့လား။နီလာကအတန်တူးတူးနဲ့မေးလိုက်တော့လေဒေါ်မီချိုကတော့မျက်လုံးကိုမှိတ်ထားစေပါ။ဒေါ်မီချိုရဲ့ရင်ထဲမှာတော့နောင်တမီများကတောက်လောင်နေတယ်။သူမရဲ့ဘဝတစ်လျှောက်လုံးဖေးဝိုင်းတဲ့တနာနာကိုလိုက်နေရှင်မိမိကိုမိမိဖျက်ဆီးခဲ့အောင်သာမကသမီးကိုပါငရေတွင်တွေကိုဆေးကြခဲ့မိပြီဖြစ်ကြောင်းသိမြင်လာခဲ့တယ်။သို့တော့ထိုအသည့်တရားမှာအလွန်ပင်နောက်ကျနေပြီဖြစ်တယ်။နီလာငါ့ကိုခွင့်လွှတ်ပါသမီးရဲ့ငါကအမေကောင်းတယောက်မဖြစ်ခဲ့ဘူး။နင်းကိုဒီလန်းထိရအောင်ငါပဲတုံးပို့ခဲ့တာ။ဒေါ်မီချိုရဲ့စကားအတန်မှာတုံရင်နေတယ်။နီလာကအမေဖြစ်သူကိုကြည့်ကရီရမလို့ငိုရမလို့ခံစားလိုက်ရတယ်။သူမရဲ့စိတ်ထဲမှာငေစင်ကမြင်ကွင်းတစ်ခုကရုတ်တရက်ပေါ်လာတယ်။6တန်းရွှေမင်းကလေးဘဝကအင်္ဂခွင်းနဲ့ကစားရင်ခံစားခဲ့ရတဲ့ထူးဆန်းတဲ့တာယာမှုထိုအချိန်ကသူမသည်ဘာမှမသိနားမလည်ခဲ့တော့လေသူမရဲ့သွေးထဲမှာပါလာတဲ့ဗီဇာကသူမကိုထိုကဲ့သို့ပြုမှုရန်လှုံ့ဆော်ခဲ့ခြင်းဖြစ်တယ်။သူမကိုထိုကဲ့သို့ပြုမှုရန်လှုံ့ဆော်ခဲ့တဲ့ဗီဇာကပုံမိုကြီးထွားလာအောင်လုပ်ခဲ့တဲ့သူမလေးသူမရဲ့အမေဒေါ်မီချိုပင်မဟုတ်ပါလား။ထိုအချိန်မှာအခန်းတကားကဝုန်းခနဲ့ပွင့်လာတယ်။ဦးကျော်ဟင်ဤလူယုံဖြစ်တဲ့ကိုဘတင်ဝင်လာတယ်။ကိုဘတင်ရဲ့လက်ထဲမှာအရက်ပလင်းတစ်လုံးပါလာပြီးသူ့ရဲ့မျက်နှာမှာရက်ဆက်တဲ့အပြုံးတစ်ခုပေါ်နေခဲ့ပါတယ်။ကဲတားမိတွေအလွမ်းသေးလို့ဝပြီလား။ဦးကျော်ဟင်ကနီလာကိုခေါ်ခိုင်းလိုက်တယ်။ဒီညတော့ဧည့်သည်ကြီးတယောက်လာမှမို့နီလာကအစမ်းကုန်ပြုစုပေးရမယ်။အောင်မြင်တော့နင်တို့ဒီထက်ကောင်းတဲ့အခန်းမှာနေရမယ်။နီလာကကိုဘတင်ကိုဆက်ဆုပ်စွာကြည့်လိုက်တယ်။ကိုဘတင်ရှင်တို့မှသိတရားမရှိကြဘူးလားကျမတို့ဒီလောက်ထိနှိမ့်ဆက်နေကြတာမဝသေးဘူးလားဟမ်ကိုဘတင်ကဟဲပပန်ရှိမောလိုက်တယ်အတိတရားဟုတ်လားနီလားနင်တို့မှရောရှိလို့လားနင်ကလည်းငွေနောက်ကိုလိုက်တာပဲမဟုတ်လားအခုတော့နေရငါတို့ရဲ့ကုန်ပစ္စည်းပဲကုန်ပစ္စည်းဆိုတာဝေသူစိတ်ကျင်တဲ့အားလုံးပေးရမှာပေါ့ကဲမြင်မြတ်ထအဖို့စားလေးလိုက်တော့ကိုဘတင်ကပျော့ပျော့ဆွဆွနဲ့နီလာကိုအတင်းအဓမ္မဆွေးထူလိုက်တယ်ဒေါ်မီချိုကသမီးဖြစ်သူကိုကာကွယ်ရန်ကြိုးစားတော်လဲကိုဘတင်ရဲ့ခြေထောက်နဲ့ကန်ချင်းကိုသာခံလိုက်ရတယ်။နီလာကအမေဖြစ်သူကိုကြည့်ကရင်ထဲမှာနာကျင်သွားတော်လဲသူမမှတုတ်ပြန်နိုင်စွမ်းမရှိခဲ့ပါ။သူမကကိုဘတင်ရဲ့နောက်ကိုဆက်ရုပ်တရုပ်လိုလိုက်ပါသွားရတယ်။နီလာကိုခေါ်ဆောင်သွားတဲ့နေရာမှာခြံဝင်းကြီး၏အလယ်မှာရှိတဲ့ခင်မီဆန်သေးလာတဲ့အေကေဟာကြီးတစ်ခုဖြစ်တယ်။ထိုနေရာမှာမီးအောင်ဆောင်များနဲ့တောက်ပနေပြီးအမျိုးသားချို့ကအရက်တောင်ရင်ပျော်ပါနေတယ်။ဦးကျော်ဟင်းကဆိုဖာကြီးပေါ်မှာထိုင်ကနီလာကိုကြီးကပြုံးလိုက်တယ်။လာစမ်းနေလား။ဒီမှာငါမိတ်ဆွေဦးထုံးလိုက်နဲ့မိတ်ဆက်ပေးမယ်။သူအားနဲ့ကိုသဘောကျလို့မျိုးကနေတကူတကလာလေတာ။ဦးထုံးလိုက်ဆိုသူမှာအသက်60ကျော်ခန့်ရှိပြီးဖြစ်တော်လဲခန္ဓာကိုယ်မှာတောင်တင်းဆေးဖြစ်တယ်။သူ့ရဲ့မျက်ဝန်းများမှာနီလာရဲ့ခန္ဓာကိုယ်ကိုဝါမြုံမတန်ကြည့်နေပါတယ်။နီလာကထိုအကြီးများကိုရောချတော်လဲသူမရဲ့ဗီဇာအရစိတ်ဆမှုရှိတဲ့အပြုံးတစ်ခုကိုအလိုအလျောက်ပြုလုပ်လိုက်တယ်။ဦးနေကောင်းရင်လာရင်နီလာရဲ့နှွေနှောင်းသောအတန်ကြောင့်ဦးထောင်းလိုက်ကစိတ်လှုပ်ရှားသွားခဲ့တယ်။သူကနီလာလက်ကိုဆွေးကန်လိုက်ကသူ့ရဲ့ဘေးမှာထိုင်ခန့်လိုက်တယ်။ထိုညမှာနီလာကသူမရဲ့ဘဝမှာအဆိုးဝါးဆုံးသောအခြေအနေတစ်ခုကိုရင်ဆိုင်ခဲ့ရပြန်တယ်။သူမကတနာရမတ်ဤကစားစရာတစ်ခုအဖြစ်ပြုမှုနေရတော့လေသူမရဲ့စိတ်ထဲမှာတော့တစ်ခုခုကိုကြံစီနေပါတယ်။သူမကဒီနေရာကနေလွတ်မြောက်ရန်အတွက်ဦးထောင်းလိုင်ကိုအတုံးချရန်ဆုံးဖြတ်လိုက်တယ်။သူမကဦးထောင်းလိုင်ရဲ့နားနာကိုကပ်ကတူတူလေးပြောလိုက်ပါတယ်။ဦးနီလာကိုဒီကနေခေါ်ထုတ်သွားပါလား။နီလာဦးကိုတစ်သက်လုံးပြုစုသွားပါမယ်။ဒီနေရာမှာနီလာရဲ့ဒုက္ခရောက်လို့ပါ။ဦးထောင်းလိုင်ကနီလာရဲ့စကားကြောင့်တွေ့ဝေသွားခဲ့တယ်။သူကနီလာကိုတနာသလိုရှိတော့လေဦးကျော်ဟင်းကိုတော့မလွန်ဆန်ရေးပါ။သို့တော့နီလာက
သူမရဲ့ကိလေသာညှို့ကွင်းများကိုအစွမ်းကောင်သုံးချကောင်ဦးထောင်းလိုင်ရဲ့စိတ်ကိုပြောင်းလဲအောင်ကြိုးစားခဲ့တယ်။တစ်ဖက်မှာတော့ဒေါ်မီချိုကအခန်းကြီးလေးအတွင်းမှာတယောက်တည်းကျန်ရစ်ပါတယ်။သူမကအမောင်ထဲမှာထိုင်ကောင်သူမရဲ့ဘဝကိုပြန်လဲဆင်ခြင်နေခဲ့တယ်။သူမကခင်မောင်ဖြစ်သူကိုကျော်စွာရဲ့ရိုးသားမှုကိုဖျက်ဆီးခဲ့တယ်။သူမရဲ့သမီးကိုလည်းပျက်စီးစေတယ်။အခုအခါသူမမှာဘာမှမရှိတော့ပါ။သူမရဲ့မျက်ဝန်းများကမျက်ရည်များမှာအဆက်မပြတ်စီးကျနေပါတယ်။ကိုကျော်စွာရဲ့ကျမမှားခဲ့ပါတယ်။ရှင်သာရှိနေအောင်မေးဆိုရင်ကျမတို့ဘဝတွေဒီလိုဖြစ်မှာမဟုတ်ဘူး။ဒေါ်မီချိုကနေရန်ကိုခေါင်းနဲ့တိုက်ကောင်ငိုကြွေးနေပါတယ်။သူမကသူမရဲ့အဖြစ်များအတွက်ပေးဆက်နေရခြင်းဖြစ်ကြောင်းသိလိုက်ရတော့လေထိုပေးဆက်မှုမှာအလွန်ပင်ကြီးမားလာတယ်။ညနေလာတဲ့အခါနီလာကဦးထောင်းလိုက်တဲ့အတူအခန်းတစ်ခုထဲကိုရောက်ရှိသွားတယ်။ထိုနေရာမှာနီလာကသူမရဲ့အစီအစဉ်ကိုစတင်ခဲ့တယ်။သူမကဦးထောင်းလိုက်ကိုအရှက်များအလွန်ကြုံတိုက်ကမူးရည်သွားအောင်ပြုလုပ်တယ်။ဦးထောင်းလိုက်အိပ်ပျော်သွားတဲ့အခါနီလာကသူ့ရဲ့အိတ်ထဲကကာတော့နဲ့ငွေကြေးချုပ်ကိုယူကအခန်းထဲကနေတိတ်တဆိတ်ထွက်လာခဲ့တယ်။သူမကအမေဖြစ်သူရှီယာခန်းကိုပြေးသွားပါတယ်။သူမကဒေါ်မီချိုကိုတွေးထူကောင်ခြံနောက်ဘက်ကနေထွက်ပြေးရန်ကြိုးစားခဲ့တယ်။သို့တော့ဦးကျော်ဟင်းရဲ့လူများမှာနိုးကြနေပါတယ်။ဟဲ့ဟိုမှာထွက်ပြေးနေပြီဟမ်းကြစမ်းအော်ဟစ်တန်များနဲ့အတူလူမိုက်များကနီလာတို့သားမီးနောက်ကိုလိုက်လံဖမ်းဆီးကြလေတယ်။နီလာကအမေဖြစ်သူကိုလည်းမလွတ်ပဲအမောင်ထဲမှာတရားလွှာပြေးလွှားနေတယ်။သူမရဲ့ရင်ထဲမှာတော့ကြောင်လန့်မှုများပြင်းနေနေတော့လေလူမြောက်လိုစိတ်ကပုံမပြင်းထန်နေတယ်။ဤဒီမှာတနာတော်တွေကရုံထွက်ရန်ကြိုးစားနေတော့တာမီနှစ်ယောက်ဤတိုက်ပွဲပင်ဖြစ်ပါတယ်။သူတို့ကလူမြောက်နိုင်ပါဦးမလား။သို့မဟုတ်ပုံမနဲ့ဆိုင်တော့ငရေတွင်ကိုပြန်လေကကြာဆင်းသွားရမှာလား။ညီနဲ့တကောင်ရဲ့ဤတိတ်ဆိတ်မှုကိုဖျက်တမ်းပြီးပြေးလွှားနေတဲ့ခြေတံများကချမ်းဝေဟောင်းကျဲအတွင်းမှာပစ်တင်ထန်နေတယ်။နီလာကသူမရဲ့အားနည်းလာသောမိခင်တော်မိချိုရဲ့လက်ကိုကြဲကြဲပအောင်ဆုပ်ကင်ထားရင်အမောင်ထုကိုအောက်ကိုကတုံးငယ်ဘက်ကိုဥတီနေခဲ့တယ်။သူမရဲ့ရှင်ဘက်ထဲမှာတော့နှလုံးခုန်တန်းများမှာဘုံတီးနေတဲ့ကဲ့သို့ပြင်းထန်လာတယ်။လေတူထဲမှာဆွဆွတဲ့မြင်းနှံနဲ့တရွက်ချောင်းနှံများကရောရှက်နေပြီးတော့မိုးသားတိမ်လိမ်များကြောင့်လာရောက်မှလည်းကြွေပြောင်းနေတယ်။ဟေးဟိုဘက်ကိုပြေးသွားကြတာဖမ်းကြစမ်းကိုဘောတင်ရဲ့အရေးတန်တဲ့အတူဓမီအောင်များကတောအတွင်းဟိုဟိုတီတီဝေးဝိုက်လာတယ်။နီလာကအသက်ကိုပင်ပြင်းပြင်းမရှူရဲပင်ခြုံပုတ်တစ်ခုရဲ့နောက်ကွယ်မှာပုံအောင်လိုက်တယ်။သူမရဲ့ဘေးမှာတော့ဒေါ်မီချိုကအမော်တကောနဲ့ချောင်းတက်ဟန်စိုးနေခဲ့ပါတယ်။သမီးအမေကိုထားခဲ့ပါတော့အမေဆက်မပြေးနိုင်တော့နေပဲလွတ်အောင်ပြေးတော့ဒေါ်မီချိုရဲ့အတန်းမှာတုံရင်နေပြီးမျောလင်းချက်မိနေတဲ့အရေးအယောင်များပြင်းနေနေတယ်။နီလာကမိခင်ဖြစ်သူရဲ့စကားကိုကြားတော့လေလက်ကိုလှုပ်မပြေးပါသူမရဲ့စိတ်ထဲမှာတော့နာကျင်မှုများရှိနေတော့လေအခုချိန်မှာတော့ဤကဘာပေါ်မှာသူမရဲ့သွေးသားရင်းချဆိုလို့ဒီအမျိုးသမီးတယောက်သားရှိတော့တာကိုတတိပြုမိသွားခြင်းဖြစ်တယ်။မရဘူးမေကျမအမေကိုခေါ်သွားမယ်ကျမတို့တူတူလွတ်အောင်ပြေးရမယ်။နီလာကအန်ကိုချိတ်ကပြောလိုက်တော့လေကံကျမကသူတို့ဘက်မှာရှိမနေပါဓမီအောင်တကူကသူမတို့ပုံနေသောခြုံပုတ်ပေါ်ကိုတေးတေးကြလာတယ်။ကိုဘတင်နဲ့လူမိုက်3ယောက်မှသူမတို့နာကိုရောက်ရှိလာပြီဖြစ်တယ်။မိပြီပေါ့နီလာနီကတော်တော်လေးတာပဲဦးထောင်းလိုင်ကိုတော့ဆေးခတ်ပြီးပြေးဖို့ကြိုးစားတယ်ကဲအခုတော့နေတော့တားမိတွေဘေးကိုပြေးအောင်ပါလေဟမ်ကိုဘတင်ကလှောင်ပြုံးပြုံးရင်းနဲ့နီလာစပင်ကိုအတင်းဆွေးထူလိုက်တယ်။နီလာကနာကျင်လောတာကြောင့်အော်ဟစ်လိုက်တော့လေကိုဘတင်ကဂယုမဆိုင်ပဲသူမရဲ့ပါကိုပြင်းထန်စွာရှိုင်းနေလိုက်တယ်။ဒိုမီချိုကလည်းသမီးဖြစ်သူကိုကာကွယ်ရန်ကြိုးစားရင်းလူမိုက်တယောက်ရဲ့ခြေထောက်နဲ့ကန်ချင်းကိုခံလိုက်ရကမြေပေါ်ကိုပြုတ်ကျသွားတယ်။နီလာကိုမထိပါနဲ့ကျမကိုပဲတက်ချင်းတက်ပါသမီးကိုတော့လှုပ်ပေးပါဒိုမီချိုရဲ့ငိုရိုတောင်းပန်အတန်းမှာညင်းတဲ့တန်စင်များကြမှာကြေကွေးဖွေရာကောင်းတော်လေတနာနဲ့လောဘကလွှမ်းမိုးထားတဲ့ထိုလူများအတွက်တော့တေးဂီတာတစ်ခုကဲ့သို့ဖြစ်နေပါတယ်ထိုအချိန်မှာချန်ဝင်းကြီးရဲ့အရှိဘက်ကရုတ်တရက်ဥအောဆွေးတံများကြားလိုက်ရတယ်ရေကားများရဲ့အနီရောင်နဲ့အပြာရောင်မီးများကမှောင်မိုက်တော့ကောင်းခင့်ကိုထိုးခွေကရောက်ရှိလာတယ်ရေတွေရောက်လာပြီပြေးကြကိုဘတင်တဲ့လူမိုင်းများမှာထိတ်လန့်သွားကနီလာတို့သားမိကိုပြစ်ထားပြီးတော့အသီးသီးထွက်ပြေးကြလေတယ်နီလာကမြေပေါ်မှာဝတ်နေရင်အဝေးကရောက်လာတဲ့ရေတက်ဝဲဝင်များကိုကြည့်ကစိတ်သက်သာရာရှာသွားသလိုတစ်ဖက်မှာလည်းသူမရဲ့တေကအမှားများအတွက်ကြောက်ရွံ့မှုများဝင်ရောက်လာတယ်
ရဲတပ်ဖွဲ့ဝင်များကခြံဝင်းအတွင်းကိုစီးနှင်းဝင်ရောက်ကောင်ဦးကြောင်ရဲ့ပါဝင်လူမိုင်များစွာကိုဖမ်းဆီးနိုင်တယ်။နီလာနဲ့ဒေါ်မီချိုတို့တာမီကိုလည်းရေများကတွေးရှိသွားကဆေးရုံကိုအများဆုံးပို့ဆောင်ပေးလိုက်တယ်။ဒီစီးနှင်းမှုမှာအောင်ကျော်တို့မိသားစုကတိုင်ကြားထားမှုနဲ့ဦးထောင်းလိုက်ရဲ့လှုပ်ဝက်တဲ့ပေးမှုကြောင့်ဖြစ်ပေါ်လာခြင်းဖြစ်တယ်။ဆေးရုံကလေးပေါ်မှာလေးလျောင်းနေသောနီလာကသူမရဲ့ခန္ဓာကိုယ်ကတရားများကိုကြည့်ကတန်ဝေးကရနေပါတယ်။သူမရဲ့အလှတရားကအခုခါမှာတော့ဖူးရောက်နေသောဒဏ်ရာများနဲ့ညှိုးနွမ်းနေပြီဖြစ်တယ်။သူမရဲ့သွေးထဲမှာပါလာတဲ့ဒနာရှင်မက်ကသူမကိုဒီနေရာကိုပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသူမသိလိုက်ပါတယ်။ဘေးကလေးမှာရှိနေသောဒေါ်မီချိုမှလည်းအသက်ရှူစက်နဲ့အသက်လိနေရရှာတယ်။ဆေးရုံ၏အေးဆက်သောအနှံ့အသက်များနဲ့ဆေးနဲ့များကြားမှာနီလာကရှက်တန်းငယ်ကြောင့်ဖြတ်တန်းခဲ့ရတယ်။သူမရဲ့ဒဏ်ရာများမှလည်းတဖြည်းဖြည်းသက်သာလာတော့လေစိတ်ဝိညာဉ်တွေကဒဏ်ရာများကတော့ပုံမနဲ့ဆိုင်လာတယ်။ရွှေတက်ဖွင့်များကသူမကိုအောင်ကျော်တို့အိမ်မှာလူရဲမှုမှာပါဝင်ပတ်သက်မှုနဲ့စစ်ဆေးမင်းမြန်းမှုများပြုလုပ်ခဲ့တယ်။နီလာကအရာရာကိုဝန်ခံလိုက်တယ်။သူမကထပ်မံထွက်ပြေးရန်မကြိုးစားတော့ဘဲသူမရဲ့ပြစ်များအတွေ့အကြခံရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်တယ်။ဒီနေ့မှာတော့ရက်ွက်ထေကဦးသားလာကဆေးရုံကိုလိုက်လာခဲ့တယ်။သူကနီလာနဲ့ဒေါ်မီချိုတို့ရဲ့တရင်ကိုကြားရတာကြောင့်တနာစိန်နဲ့လာရောက်ကြည့်ရှုခြင်းဖြစ်တယ်။ဦးသားလာကနီလာကိုကြည့်ကတပ်ပြင်းကိုအချိန်ချင်းချလိုက်ပါတယ်။သမီးနီလာအခုတော့အတီတရားရပြီလား။တင်နာရမန်းနောက်ကိုလိုက်ခဲ့တဲ့ဘဝရဲ့ဏီကုန်းဟာဘလောက်ထိကြောက်စရာကောင်းလေးဆိုတာသမီးကိုယ်တိုင်မြင်ပြီးမဟုတ်လား။နီလာကမျက်ရည်များဝေးလျက်ဦးသားလာကိုကြည့်လိုက်တယ်။ဟုတ်တယ်ဦးလေးကျမမှားခဲ့ပါတယ်။ကျမရဲ့ပီစာသွေးကကျမကိုအယူလောက်တာအခုတော့ကျမမှာဘာမှမရှိတော့ဘူးအမေကလည်းတင်မင်းနဲ့တိုက်ပွဲဝင်နေရပြီဥတာလာကနီလာလက်ကိုအသားရဆုပ်ကန်ကအပေးစကားပြောလိုက်ပါတယ်လူဆိုတာမှားတဲ့ကြတာပဲဒါပေမဲ့အရေးကြီးတာကအဲ့ဒီအမားကိုသိပြီးပြင်နိုင်ဖို့ပဲတနာဆိုတာမီးလိုပဲထိန်းနိုင်ရင်အသုံးဝင်ပေမဲ့မထိန်းနိုင်ရင်တော့အရာရာကိုပြဖြစ်စေတတ်တယ်သမီးလည်းနောင်တရတယ်ဆိုရင်အဲ့ဒီနောင်တကိုအခြေခံပြီးဘဝသစ်ကိုတိဆောက်ပါထိုအချိန်မှာဆရာဝန်တယောက်ရောက်လာကဒေါ်မီချိုရဲ့အခြေအနေမှာအလွန်စိုးရိမ်ရကြောင်းပြောကြားလာတယ်နီလာကဒေါ်မီချိုရဲ့နားကိုသွားကမိခင်ဖြစ်သူရဲ့လက်ကိုကန်လိုက်တယ်ဒေါ်မီချိုကမျက်လုံးများကိုခက်ခဲစွာဖွင့်ကြည့်လိုက်တယ်သူမရဲ့မျက်ဝန်းများမှာနီလာအပေါ်ထားရှိတဲ့နေဆိုင်သောနောင်တများနဲ့မြစ်တာရဲ့အချွေကိုတွေ့လိုက်ရတယ်သမီးနီလာအမေကိုခွင့်လွှတ်ပါအမေမရှိတော့ရင်သမီးကောင်းကောင်းနေပါဒေါ်မီချိုရဲ့အတန်းမှာတိုးတဲ့တိုးသွားကနောက်ဆုံးမှာတော့သူမရဲ့အသက်ရှူတန်းများငြိမ်သက်သွားတယ်။ဒေါ်မီချိုကသူမရဲ့တနာနဲ့လောဘစောများပြည့်နှက်နေခဲ့သောဘဝကိုဒီနေရာမှာပဲအဆုံးသတ်လိုက်ပြီးဖြစ်တယ်။နီလာကမိခင်ဖြစ်သူရဲ့ရုပ်ကလန်းကိုဖက်ကအာရပါရငိုကြွေးလိုက်တယ်။ဤဒီမှာသူမရဲ့ဘဝမှာပထမဆုံးအချိန်အဖြစ်ခံစားလိုက်ရသည့်စစ်မှန်သောဝမ်းနည်းခြင်းဖြစ်ပါတယ်။ဒေါ်မီချိုရဲ့ဇာဝနာကိုဦးသားလာရဲ့အကူအညီနဲ့ရိုးရိုးရှင်းရှင်းပင်ပြုလုပ်ခဲ့တယ်။နီလာကမိခင်ရဲ့ရှိုးပြကိုကြည့်ကတန်ဝေကရှာနေပါတယ်။မိမတယောက်ရဲ့တနာစိတ်ကမြင်းများအထိကြောက်မက်ဖွယ်ကောင်းတဲ့အကျိုးဆက်များကိုပေးစွမ်းနိုင်သည်ကိုသူမ၏မိခင်ကတက်တည်ပြသွားခြင်းဖြစ်တယ်။စာပနာပြီးနောက်နီလာကရစ်တက်ဖွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရပြီးတရားရောက်မှအမှုရင်ဆိုင်ခဲ့တယ်။သူမကသူမရဲ့ဖြစ်များအတွက်ထောင်ဒဏ်3နှစ်ကြာခံရန်အမိန့်ချမှတ်ခြင်းခံလိုက်ရတယ်။နီလာကထိုအမိန့်ကိုကြည်ကြည်နက်နက်ပင်လက်ခံလိုက်တယ်။သူမအတွက်တော့ဤထောင်နေရန်များမှာသူမရဲ့စိတ်ဝိညာဉ်ကိုဆေးကြောရန်အတွက်နေရာတစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်နေခဲ့ပါတယ်။ထောင်ထဲမှာနီလာကအရင်ကလိုအလှပြင်ခြင်းမြူဆွေခြင်းများမပြုလုပ်တော့ပါ။သူမကရိုးရိုးသားသားပင်ထောင်တွင်းလုပ်ငန်းများကိုလုပ်ကိုင်ကကျန်ရှိနေသောနေရန်များကိုဖျက်ဆီးနေခဲ့တယ်။သူမကညစင်များတိုင်းဖျောက်ရှိခိုးကသူမရဲ့တိတ်ကအမှားများအတွက်ခွင့်လွှတ်မှုတောင်းခံနေတတ်တယ်။တပံမှာလည်းဦးသားလာကရက်ွက်ထဲမှာတနာရမိုက်၏အစိတ်တောင်များအကြောင်းကိုလူငယ်များကိုသင်ခန်းစာပေးပြောကြားလေးရှိပါတယ်။သူကနီလာနဲ့ဒေါ်မီချိုတို့ရဲ့ဇလန်းကိုပုံပြင်တပုတ်ကဲ့သို့ပြောပြရင်လူသားတို့၏စိတ်သက်ခိုင်မာမှုမှာမြင်းမြအရေးကြီးကြောင်းတတိပေးနေတယ်။တနာဆိုတာလူကိုတွေးဆန်ထပ်ပို့ပြီးနှိမ့်ကြအောင်လုပ်နိုင်တယ်လို့အတိတရားဆိုတာကလည်းလူကိုနဲ့ဗြဟ္မာတွေထပ်ပို့ပြီးမြင့်မြတ်အောင်လုပ်နိုင်တယ်။ကိုယ်စိတ်ကိုကိုယ်ပိုင်အောင်အမြဲတမ်းကြိုးစားကြပါ
နီလာရဲ့ဘဝဇာလန်ကအမောင်တူတဲမှာစတင်ခဲ့တော်လဲအခုအခါအလင်းရောင်ချုပ်ကိုစတင်ကမြင်တွေ့နေရပြီဖြစ်တယ်။သူမကထောင်ကလွန်မြောက်လာတဲ့အချိန်မှာမြည်တို့သောဘဝမျိုးနဲ့ဆက်လက်ရှင်သန်မလေးဆိုတာကတော့သူမရဲ့အတီတရားပေါ်မှာမူတည်ခဲ့ပါတယ်။အကျဉ်းထောင်ဤမြင်မာလာသောအုတ်တိုင်းကြီးများနဲ့တန်တိုင်းများနောက်ွယ်မှာနီလာရဲ့ဘဝကလုံးဝတိတ်ဆိတ်သွားတယ်။ရခင်ကသူမဖြတ်တန်းခဲ့သောစီကားလာတွေကလပ်များရောင်စုံမီးများနဲ့အမျိုးသားများ၏မြူဆွေသောစကားသံများမှာအခုအခါဝေးလံလာသောအိမ်မက်တစ်ခုကဲ့သို့ဖြစ်နေပြီ။ထောင်ဝတ်ဆောင်ပြရောက်ခန်းတွန်းတွန်းကိုဝတ်ဆင်ထားတဲ့နီလာကမှန်ထဲမှာကိုပြန်ကြည့်ခွင့်မရတော့တော့လေ။သူမရဲ့စိတ်ဝိညာဉ်ကိုတော့နေ့စဉ်နဲ့အမျှပြန်လေကကြည့်ရှုနေမိတယ်။ထောင်တွေကနေရများကနှေးကွေးလွန်လာတယ်။နက်မိုးမလေးမီထားကလုပ်ငန်းခွင်ဝင်ရခြင်းအစားအစာကိုဖြစ်တယ်လို့စားတော့ရခြင်းနဲ့အခြားသောအကျဉ်းသူများရဲ့ကြမ်းတမ်းသောစကားလုံးများကိုသိခဲ့ရခြင်းမှာဒီလာအတွက်တော့ကြီးမားသောစက်တမ်းမှုတစ်ခုဖြစ်တယ်။သူမရဲ့နူးညံ့လာသောလက်ချောင်းလေးများမှာအခုအခါအလုံးကျန်းများကြောင့်ကြမ်းတမ်းလာခဲ့ပြီးသူမရဲ့မျက်နှာမှာလည်းအရင်ကလိုရမတ်ရိပ်များအစားပင်ပန်းနွမ်းနေမှုနဲ့နေချိုင်သောတွေများကနေရာယူလာခဲ့ပါတယ်။နီလာနေဒီနေ့လေတယောက်တည်းမှိုင်းနေပြန်ပြီလား။အတူနေတဲ့အကျဉ်းသူတယောက်ဖြစ်တဲ့မမြကမေးလိုက်တယ်။မမြကသူမကဲ့သို့ပင်ဘဝကိုအမှားများနဲ့ဖြတ်တန်းခဲ့သူဖြစ်တော်လဲအခုကအတီတရားရနေသူတယောက်ဖြစ်တယ်။နီလာကခေါင်းကိုခါရမ်းရင်းနဲ့ပြန်ပြောလိုက်တယ်။မဟုတ်ပါဘူးမမြရဲ့။ကျမရဲ့အတိတ်ကိုပြန်စဉ်းစားမိလို့ပါ။ကျမဘာလို့ဒီလောက်အထိမှားခဲ့ရလဲဆိုတာပေါ့။မမြကနီလာအနားမှာထိုင်လိုက်ကသူမရဲ့ပခုံးကိုအသာအရာပုတ်လိုက်တယ်။လူဆိုတာတနာရဲ့အကျုံးဖြစ်သွားရင်ဘာမှမမြင်တော့ဘူးနီလာ။အထူးသဖြင့်ငါတို့လိုမိန်းမတွေမှာအလားတရားဆိုတာရှိနေတော့အဲ့ဒါကိုပဲအစွမ်းထက်တဲ့လန့်နဲ့လို့ထင်ခဲ့ကြတာတကယ်တော့အဲ့ဒီလန့်နဲ့ကကိုပြန်တမ်းမိထားမှန်းငါတို့မသိခဲ့ကြဘူးမမရဲ့စကားကနီလာအရှင်ကိုထိမှန်သွားတယ်သူမကငယ်စဉ်ကလေးကသူမရဲ့လှတရားကိုအသုံးချကလူကျင်တာကိုယူခဲ့တယ်သူမရဲ့မေဒေါ်မီချိုကလည်းထိုလန်းစင်ကိုသာတင်ပြခဲ့တာပါအခုကအမေလေးမရှိတော့သလိုသူမမှလည်းဘာမှမရှိတော့ပါသူမရဲ့သွေးထဲမှာစီးဆင်းနေခဲ့တော့ထိုတနာရမန်မီတောက်ကထောင်နေရန်များကြမှာတဖြည်းဖြည်းငိမ့်သက်ခြင်းခံနေရပါတယ်။ညစဉ်ညတိုင်းနီလာကသူမရဲ့ဖခင်ကြော်စွာကိုတန်းတားမိတယ်။ဖခင်ဖြစ်သူ၏ရိုးသားသောမျက်နှာနဲ့သူရှာကျွေးခဲ့တဲ့လှုပ်ရှားလေးများကိုသူမအတန်းဖို့မထားခဲ့ခြင်းမှာအခုသူမအတွက်အကြီးမားဆုံးသောနောင်တဖြစ်နေပါတယ်။သူမကအရာပေါ်မှာလေးလျောင်းရင်းမျက်ရည်များကြားကနေဖခင်ဖြစ်သူကိုတောင်းပန်နေမိတယ်။အဖေရဲ့သမီးမှားခဲ့ပါတယ်။အဖေဘေးလေးဘဝကိုသမီးဟာအမေနဲ့အတူဖျက်ဆီးခဲ့တာပါ။အခုတော့သမီးမှာအဖေလေးမရှိတော့ဘူး။အမေလေးမရှိတော့ဘူး။သမီးတယောက်တည်းပါပဲ။နီလာကထောင်ထဲမှာရှိတဲ့ဓမ္မပိတ်မယ်မှာဟောကြားတဲ့တရားတော်များကိုလည်းစိတ်ဝင်တစားနာယူလာခဲ့တယ်။တနာရမတ်၏ကြောက်စရာကောင်းပုံကံကဲရကျွန်းနဲ့အရှက်ကြောက်တရားဟီရီအော်တဘာတို့ရဲ့အရေးကြီးပုံကိုသူမနားလည်လာခဲ့တယ်။သူမကသူမရဲ့ဘဝကိုအစကနေပြန်လေတီးဆောင်ရန်ဆုံးဖြတ်ချက်ခိုင်မာလာခဲ့တယ်။သူမကထောင်ကလွတ်မြောက်လာလျင်အရင်ကလိုအလားတရားကိုရောင်းစားမိမိမပြဲဘဝကိုဘတော်မှပြန်မသွားတော့ရန်ကိုကတိပေးနေပါတယ်။သုံးနှစ်ဆိုသောအချိန်ကနီလာအတွက်တော့စေစုနေတစ်ခုကဲ့သို့ကြာရှည်လှတော့လေထိုအချိန်တော်တွင်သူမရဲ့စိတ်ထဲမှာလုံးဝပြောင်းလဲသွားတယ်။သူမကရှင်းကျက်လာခဲ့တယ်။သူမရဲ့မျက်ဝန်းများမှာရခင်ကကဲ့သို့မြူဆွေသောအရှိရောင်များမရှိတော့ဘဲတည်ငြိမ်အေးချမ်းသောအယောင်ဝါများကကိန်းအောင်လာခဲ့ပါတယ်။ထောင်တကားကြီးပွင့်သွားတဲ့အခါနီလာကအပြင်ဘက်ကလွတ်လပ်တဲ့လေတူကိုပြင်းပြင်းရှူလိုက်တယ်။နေအောင်ကြီးကသူမရဲ့မျက်နှာပေါ်ကိုနှွေးထွေးစွာကျရောက်လာတယ်။သူမရဲ့လက်ထဲမှာတော့အဝတ်အစားနှင်းငယ်ထိထားတဲ့အိတ်လေးတစ်လုံးသာပါလာတယ်။သူမကအလှပြင်ထားခြင်းမရှိသလိုအဖိုးတန်တဲ့ဒနာများကိုလည်းဝတ်ဆင်ထားခြင်းမရှိပါ။သို့တော့သူမကရခင်ကထက်ပုံမို့လှပနေတယ်လို့ခံစားနေရတယ်။ထိုအလှမှာစိတ်နှလုံးဖြူစင်မှုကထွက်ပေါ်လာတော့အလှတရားဖြစ်တယ်။နီလာကအရင်ဆုံးသူမရဲ့ရက်ွက်ဟောင်းစီကိုဥတီခဲ့ပါတယ်။လမ်းတစ်လျှောက်မှာမြင်တွေ့ရသောမြင်ကွင်းများကပြောင်းလဲသွားတော့လေသူမရဲ့ရင်တွေကခံစားချက်ကတော့မပြောင်းလဲပါ။သူမကလူအများဤကဲ့ရဲ့သောအကြည့်များကိုရင်ဆိုင်ရန်ပြင်ဆင်ထားခဲ့တယ်။သို့တော့သူမရဲ့စိတ်ထဲမှာတော့
အချက်တရားနဲ့အတူရင်းရင်မှုကလည်းရှိနေပါတယ်။သူမကသူမရဲ့အိမ်ဟောင်းနေရာကိုရောက်ရှိသွားတဲ့အခါအင်္ဂလိပ်မှာပျက်စီးယိုယွင်းနေပြီးမျက်ပင်များဖုံးလွှမ်းနေသည်ကိုတွေ့ရတယ်။နီလာကထိုအင်္ဂလိပ်ရှေ့မှထိုင်ကခိတ္တငိုကြွေးလိုက်တယ်။အဲဒီနောက်သူမကရက်ွက်ထေကတင်ချိုင်ကုန်းကိုသွားကသူမရဲ့ဖခင်နဲ့မိခင်တို့၏ဂူများရှေ့မှထိုင်လိုက်ပါတယ်။ဖခင်ဖြစ်သူရဲ့ဂူမှာမျက်ပင်များဖုံးလွှမ်းနေသဖြင့်သူမကအသားအရာရှင်းလင်းပေးလိုက်တယ်။မိခင်ဖြစ်သူဒေါ်မီချိုရဲ့ဂူမှာတော့အသက်ဖြစ်နေပါတယ်။နီလာကဂူနှစ်ခုစလုံးကိုရှေ့ကိုကတော့ရင်သူမရဲ့ဘဝတဲ့အတွင်းဂတိသစ္စာပြုလိုက်တယ်။အဖေနဲ့အမေသမီးအခုပြန်လာပါပြီ။သမီးရဲ့အတိတ်ကအမှားအားလုံးကိုဒီမှာပဲထားခဲ့ပါတော့မယ်။သမီးရိုးရိုးသားသားနဲ့ဘဝသစ်ကိုစပါတော့မယ်။သမီးကိုစောင့်ရှောက်ပေးကြပါ။နီလာကတင်ချိုင်ကောင်းကနေထွက်လာစဉ်ဥတာလာနဲ့ဆုံတွေ့တယ်။ဥတာလာကနီလာကိုမြင်လိုက်ရတဲ့အခါအံ့ဩဝမ်းသာသွားတယ်။သမီးနီလာပြန်လာပြီပေါ့။ကြည်ရတာသမီးတော်တော်လေးပြောင်းလဲသွားပြီပဲ။နီလာကဥတာလာကိုရှေ့ကိုကတော့လိုက်တယ်။ဟုတ်တယ်ဦးလေး။ကျမအတီးတရားရပါပြီ။ကျမကိုလူတော်တို့အောင်ကူညီပါအောင်။ကျမဘာလုပ်ပေးလို့ရိုးရိုးသားသားလောက်ကင်စားတော့ခြင်းလို့ပါ။ဥတာလာကနီလာကိုကြည့်ကကျင်းနဲ့စွာပြုံးလိုက်တယ်။သူကနီလာကိုသူ့ရဲ့အိမ်မှာခိတ္တနေထိုင်ခွင့်ပြုကရက်ွက်ထေကစာချုပ်လုပ်ငန်းတစ်ခုမှာအလုပ်သွင်းပေးလိုက်ပါတယ်။နီလာကတနေ့ကုန်ပင်ပန်းစွာဆက်ချုပ်တော်လဲသူမရဲ့စိတ်မှာတော့အေးချမ်းနေတယ်။သူမကရရှိလာတဲ့လောကလေးများကိုစူးဆောင်းကဖះเจ้าကန်သွားခြင်းအလှတန်းများလုပ်ခြင်းများနဲ့အချိန်ကိုကုန်ဆုံးစေပါတယ်။ရက်ွက်ထေကလူဝချိုကတော့သူမရဲ့တိတ်ကိုပြောဆိုနေကြစေဖြစ်တော်လေ။နီလာကတော့ဂရုမစိုက်တော့ပါ။သူမကသူမရဲ့လက်ရှိဘဝကိုသာတန်ဖိုးထားနေခဲ့ပါတယ်။သူမကအလားတရားကိုရောင်းစားခဲ့တော့မိမပြဲဘဝကရိုးသားသောလူသားတစ်ယောက်အဖြစ်ကိုပြောင်းလဲသွားခဲ့ခြင်းဖြစ်တယ်။ဒီနေ့မှာတော့နီလာကမြို့လေးကိုအလုပ်ကိစ္စနဲ့တွားလိုက်ရင်မင်းထက်နဲ့တွေ့ဆုံခဲ့တယ်။မင်းထက်ကရခင်ကထက်ပုံမခံညားနေတော့လေနီလာကိုမြင်တဲ့အခါမှာအံ့ဩသွားတယ်။နီလာမင်းတော်ပြောင်းလဲသွားတာပဲ။ကိုမင်းကိုပြန်ပြီးတော့ကူညီရမလား။မင်းလိုချင်တာရှိရင်ပြောပါ။မင်းထက်ကမြူဆွေးတဲ့အတန်းနဲ့ပြောလိုက်တော့လေနီလာကတော့အေးဆေးစွာပင်ခေါင်းခပြလိုက်တယ်။ကျေးဇူးတင်ပါတယ်ကိုကြီး။ဒါပေမဲ့နီလာမှာအခုအားလုံးပြည့်စုံနေပါတယ်။နီလာလိုချင်တဲ့အေးချမ်းမှုကိုနီလာရှာတွေ့သွားပြီမို့လို့အကိုကြီးရဲ့ကူညီမှုကိုမယူပြရစေနဲ့တော့ကိုကြီးလည်းကိုကြီးရဲ့မိသားစုနဲ့အတူပျော်ရွှင်ပါစေနော်။နီလာရဲ့စကားကြောင့်မင်းထက်ကဆွန့်အားသွားတယ်။သူကနီလာကိုရခင်ကလို့တနာရမန်းနဲ့ကြည့်ပြီးမရတော့သလိုလေးစားစိတ်အချို့ဝင်ရောက်လာတယ်။နီလာကမင်းထက်ကိုနှုတ်ဆက်ကသူမရဲ့လမ်းအတိုင်းအေးဆေးစွာရှောင်းလန်းသွားပါတယ်။နီလာရဲ့ဘဝဇလန်ကတနာရမိတ်ဤနဲ့ဆိုင်သောနှုံအိုင်တင်းမှာစတင်ခဲ့တော်လဲ။သူမရဲ့တိတရားနဲ့ခိုင်မာသောဆုံးဖြတ်ချက်ကြောင့်ထိုနှုံအိုင်တွေကရုံထွက်နိုင်ခဲ့ခြင်းဖြစ်တယ်။သူမကအတိတ်ကအမှားများကိုသင်ခန်းစာယူကအနာဂတ်ကိုလင်းရောင်များနဲ့တိဆောက်ခဲ့တယ်။လူဘဝမှာတနာရမတ်ဆိုသည်မှာကြောက်စရာကောင်းသောမိတောက်တစ်ခုဖြစ်တယ်။ထိုမိတောက်ကလူကိုယူလုပ်တတ်သလိုအရာရာကိုပြဖြစ်သွားစေတတ်တယ်။သို့သောထိုမိတောက်ကိုအတိတရားဟုသောရှင်နဲ့ငြိမ့်သက်နိုင်ပါကအေဂျင့်သောဘဝကိုပိုင်ဆိုင်နိုင်မှာဖြစ်ကြောင်းဒီဇလန်လေးကသက်သေပြနေပါတယ်။နီလာကအခုအခါမှာအင်္ဂလိပ်တစ်လုံးမှာတယောက်တည်းအေဂျင့်စွာနေထိုင်နေပါတယ်။သူမရဲ့ဘဝမှာယောက်ျားများစွာမရှိတော့ပါ။သူမရဲ့နားမှာရှိနေတာကဖျားစာအုပ်များနဲ့စက်ချုပ်ဆက်ကလေးတစ်လုံးသာဖြစ်တယ်။သူမကညာဦးရမှာဖျားရှိခိုးရင်ရေရော့နေပါတယ်။တနာရမတ်ဆိုတဲ့နော်ဒီကလွမြောက်ရတာတကယ်ပဲအေးချမ်းလှပါတယ်လူသားတိုင်းဒီအသည့်တရားကိုရရှိကြပါစေဤဒီမှာတနာတော်မှာနေမွန်းသူများဇလန်ဤအောင်မြင်သောဏိကုံဖြစ်ပါတယ်ဒီဇလန်လေးကပေးလိုက်တဲ့သင်ခန်းစာမှာတော့ပရိသတ်များရဲ့ရှင်ထဲမှာထာဝရကံရောက်နေမေလို့မျှော်လင့်ပါတယ်ရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်လေးကတော့စာရေးသူစိန်ဝေရေးသားထားတဲ့တနာတော်တွင်နေမောကြသူများဆိုတဲ့ဇလန်လေးရဲ့အစာအဆုံးကိုနားဆင်ကြရတာဖြစ်ပါတယ်။နားဆင်အားပေးခဲ့ကြတဲ့ချာရီပရိသတ်တယောက်စီတိုင်းကိုကျေးဇူးထူးပေးတင်ပါတယ်ရှင်။ပရိသတ်များအားလုံးပဲဆန္ဒနဲ့ဘဝထစ်တူကြနိုင်ကြပါစေနော်။